C'était selunde Maunya miasoye Mene pepe lunde Maunya miasoye Kukuro shini me Narushi ma Suchi mudo luande Maunya miasoye Joji mudo luande Maunya miasoye Kukuro shini me Narushi ma Yeah, 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 need it cool sound, need it, Narushima.
ကိစ္စတန်โอเคကိကတန်ချေတုန်ကိငါတာအန်တဲ့เนี่ยsorry เนี่ยဆရာမเนี่ยငါပြနေတော့ပတ်စခေါ်လဲကြားရပြီလားမသိဘူးเนาะခုဟုတ်ကဲ့ကြားရပြီလားမသိဘူးเนาะမင်္ဂလာပါရှင်ကြားရလားကြားရပြီเนาะဟုတ်ကဲ့ဟုတ်ပြီဒါဆိုလို့ရှိရင်ကြားရပြီဆိုတော့ကျမတို့ပထမဆုံးအနေနဲ့ရှင်းပြမြောက်ပိုင်းနောက်ဆုံးလိုင်းရဲ့ကျမတို့စီရေးပြင်ဆင်မှုအတွက်ပေါ့နော် live fundraising အစီအစဉ်လေးဖြစ်ပါတယ်ဒီအစီအစဉ်မှာကျမတို့အဖွင့်မှာစကားပြောကြားပေးပါရန်ဒေါက်တာခင်သွန်ကိုလေးစားစွာနဲ့ဖိတ်ကြားအပ်ပါတယ်ရှင်အားလုံးမင်္ဂလာပါခုနနှစ်ခါသုံးခါလောက်ကျွန်တော်တို့ error တက်နေတဲ့ခါကျတော့စိတ်ရှိစွာဆောင်ပေးကြတဲ့အားလုံးကိုထိုးကျေးဇူးတင်ပါတယ်ဒီခုနနေချင်းလဲအခုတော့ပုံမှန်ဖြစ်သွားမယ်လို့တော့မျှော်လင့်ပါတယ်ဒီမမျှော်လင့်ဘဲနဲ့ error ဖြစ်သွားတဲ့အတွက်ကြောင့်အားလုံးကိုအရင်ဆုံးတောင်းပန်လိုပါတယ်ဒီကနေ့မှာကျွန်တော်တို့အပတ်စဉ်ပြုလုပ်နေကြချင်းပြည်မြောက်ပိုင်းနောက်ဆုံးလိုင်းရဲ့
program မှာပါဝင်ပေးကြတဲ့ Zoom မှာပါဝင်ပေးကြတဲ့ဆရာတွေဆရာမတွေခေါင်းဆောင်တွေအတီးတီးကိုအထူးကျေးဇူးတင်ပါတယ်ဒီပထမဆုံးပါတဲ့လူရှိမှဖြစ်တယ်လို့ပထမအခောက်မှာဒီပထမအချိန်လည်းဖြစ်သွားနိုင်ပါတယ်နောက်ဆိုရင်လည်းမကြကျွန်တော်တို့ခေါ်ဖို့လည်းရှိပါတယ်တချို့ဆရာတွေလည်းပုံမှန်တောက်လျှောက်ကျွန်တော်တို့နဲ့သူပါဝင်ရင်းနဲ့ဒီတော်လိုင်းကြီးမှာတတ်နိုင်တဲ့နေရာနေပြီးတော့တောက်လျှောက်ပါဝင်ပေးကြတဲ့ခေါင်းဆောင်များတွေအားလုံးအထူးကျေးဇူးတင်ကြောင်းပြောကြားလိုပါတယ်ပြီးတော့ live ကနေကြည့်ရှုပေးကြတဲ့ကျွန်တော်တို့ရဲ့ဒီကမ္ဘာနိုင်ငံတည်တည်ကနေပြီးတော့ကြည့်ရှုပေးကြတဲ့ခေါင်းဆောင်ကြီးများပြည်သူများအားလုံးနှုတ်ဆက်လိုပါတယ်ဒီ live အစီအစဉ်မှာနံပါတ်1အားဖြင့်ကျွန်တော်တို့ဒီ CB ရဲ့ operation ရဲ့နောက်ဆုံးမြို့နယ်ဖြစ်တဲ့တည်တိမ်မြို့နယ်ကိုကျွန်တော်ပြည်သူလက်ထက်ပြန်အပ်နိုင်အောင်ကြိုးစားတဲ့ operation နောက်ဆုံး line ဆိုသလိုမျိုးကျွန်တော်တို့ကြိုးစားနေတဲ့အရာဖြစ်ပါတယ်အဲ့ဒီအတွက်အဓိကလိုအပ်တာကတော့ကျွန်တော်တို့ပွင့်ပွင့်လင်းလင်းခဏခဏလည်းပြောထားသလိုမျိုးfan ပန်ဒါငွေဖြစ်ပါတယ်ရန်ပုံငွေဖြစ်ပါတယ်အဓိကအားဖြင့်ကြိုးစားပေးကြပါကျွန်တော်တို့ကမအောင်မချင်းတိုက်ဖို့လဲလိုသလိုအထူးသဖြင့်အသက်ပေးပြီးတော့ပါဝင်မဲ့လူငယ်တွေလည်းအဆင်သင့်ရှိပါတယ်ဒါပေမဲ့အဲ့ဒီချိန်မှာပြန်ရှာလို့ရတဲ့ငွေတွေပါတွေလွယ်တယ်လို့တော့ကျွန်တော်တို့မဆိုလိုပါဘူးအခုအလုပ်လုပ်တဲ့အချိန်မှာတပြားတစ်ချက်ရဖို့တောင်မှလွယ်တာမဟုတ်ပါဘူးချွေးနေစာတွေနဲ့ရှာရတဲ့အရာဖြစ်တယ်ဒါပေမဲ့မေတ္တာရက်ခံလို့တဲ့ကျွန်တော်တို့ဒီ mission တမိုင်းပေးတာဝန်ကမပေးသေးတဲ့အခါကျတော့ကျွန်တော်တို့တွေတာဝန်ကြည်ရအောင်ဆက်လက်ပါဝင်ပေးကြပါဆိုပြီးတော့မေတ္တာရက်ခံလို့တယ်ပြီးတဲ့အခါကျတော့ရှိတဲ့နေရာနေပြီးတော့ဆူတောင်းပေးခြင်း moral support အဖြစ်တော့၎င်းဆက်လက်ပါဝင်ပေးကြဖို့လည်းမေတ္တာရက်ခံလို့တယ်ကျွန်တော်တို့အားလုံးဝိုင်းပြီးတော့သွန်းမှဖြစ်မဲ့အရာဖြစ်ပါတယ်ပြီးတဲ့အခါကျရင်တော့ဒီခုနနေကျရင်ကျွန်တော်တို့ဖလန်ဘက်ကခေါင်းဆောင်တွေဖလာမြို့သိမ်းပိုက်နိုင်ဖို့ရတဲ့ဘယ်လောက်ထိသူတို့အားစိုက်ခဲ့ရတယ်လဲဘယ်လောက်ထိဇွဲရှိတယ်လဲဘယ်လောက်ထိသွန်းအားပြီးတော့ဘယ်လောက်ထိဝိုင်းပြီးတော့အားဖြည့်ကြတယ်လဲဆိုတော့သင်ခန်းစာလေးတွေလည်းမြောက်များစွာကျွန်တော်တို့ကြားရမှာဖြစ်တယ်မတူပီဘက်ကနေလည်းကျွန်တော်တို့ဒီချင်းရင်အောင်ရဲ့ operation ပထမဆုံးမြို့နယ်ဖြစ်တဲ့မတူပီကနေခေါင်းဆောင်ဆရာမဆွေအင်းလည်းဒီမတူပီရဲ့သင်ခန်းစာတွေအပြင်သူ့ရဲ့ဒီအားပေးလို့တဲ့သတင်းစကားတွေကြားရမှာဖြစ်တယ်လို့ဆရာရင်ထွေး88ကနေပြီးတော့ရှောက်ဒီ Federal Democracy အတွက်တနိုင်ဆုံးကြိုးပမ်းပြီးတော့ပါဝင်ပေးတဲ့ဆရာတို့လည်းသူတို့မြောက်များစွာပြောကြမှာဖြစ်တယ်ကျွန်တော်တို့တွေအများကြီးလေ့လာစရာသင်ယူစရာအာယုဆရာတွေမြောက်များစွာကြားမှာဖြစ်တယ်ဆိုပြီးတော့ပြောကြလိုပါတယ်အထူးသဖြင့်ခုချိန်မှာချင်းပြည်မှာလဲမလိုလားအပ်တဲ့ပြဿနာတွေလဲတစ်ခုပြီးတစ်ခုဖြစ်လာတာရှိတယ်အဓိကအဖြစ်ကျွန်တော်ပြောလိုတာကတော့တစ်ခုဆိုရင်ကျွန်တော်တို့ကရိုးရှင်းအောင်လုပ်လို့ရတယ်လို့ရှုပ်ထွေးအောင်လည်းလုပ်လို့ရတယ်ဘယ်ရာကိစ္စကမှလွယ်တာမဟုတ်ပြီမဲ့အသက်နိုင်ဆုံးကြိုးစားပြီးတော့ကြီးတဲ့အမှုအသေးစီသေးတဲ့အမှုပျောက်စီဆိုတဲ့ရိုးရှင်းတဲ့နီလာနဲ့ကြိုးစားလို့ရတယ်လို့မရှုပ်အောင်မနာအောင်ပို့ပြီးတော့ခက်အောင်လုပ်လည်းရပါတယ်အဲ့ဒီလိုမျိုးလှုပ်ဆောင်တဲ့နေရာမှာအမြဲတမ်းသိထားဖို့ကပြည်သူတွေကိုအိုးထိတ်ထားပြီးတော့ပြည်သူဗဟုပြုတဲ့လှုပ်ဆောင်မှုနဲ့လှုပ်ဆောင်မှသာလျှင်အဖြေရရှိမှာဖြစ်ပါတယ်ဒီအတွက်ကြောင့်ပြည်သူတွေဗဟုပြုပြီးတော့ဆက်လက်ပြီးတော့ပါဝင်ကြရအောင်ဆိုပြီးတော့ပြောကြလိုပါတယ်ကျွန်တော်အနေနဲ့ကျွန်တော်တို့ရဲ့ချင်းစကားဘာသာစကားဇုံမီလို့ပြောဆက်လက်ပြီးတော့အတူချုံလေးပြောသွားမှာဖြစ်ပါတယ်အကောမချက်လေးတုံးဖို့မွန်တုံပနာဒါမီပိတဲ့တော့သူနီကေမကိတဲ့အိမနေနာအီလုံဒမ်နုံကောက်ဆုံအဟိလေပစနေနာဖလမ်ခပီယုံပြိုင်မနေနာဖလမ်ตัวเลขฮิจินดุยปันมาตุปีมินดัดกัมเปเลตฟลาม
pasien pia gwa zona te poi kham khom ding ina Indianapolis hazong poi ki bol thei in iwai e program jong nongkal ki cancel podi in to teng panina thathak tampi tak jong kilai na lesson tampi sin na thak jong tampi kilai in kongen na pa ki thu to ga sem tak pi lang ki gwa zo thei tak pi hi chi ki gen pha pha ni in min da te tele falam te tele atwa akwa kwai na again wa among gen hi le akap ke pat chit line ko man lo zong tha pe khol lo atha pe lo zong ngam lo hi tele pasien mon na le tha san khomina sem tak pi lang ngam lo te nangon akigwa zo thei tak pi na hi chi pen tang thwai sim jong helo lai boy sim jong helo mi gen son jong helo to chang a pdf zo len ma jong ki hel na operation te pan sem tak pi lang ki gwa zo tak pi na hi chi pen aton tu ni thei ding thu pi hi toy man den chang na falam pana lesson te pang chi han chia mu hiam pang za tan alung simu khau sakwa ku kalu hiam chi te tampi ke zari nga matu pi pan siama ten jong matu pi a tua khak te ke pan sok ta takin thap piang nang nei ding hi to khite ya sia yin thui hama ai ti panina tu dong ma te king guaying chim tak hing chiom lo gam vai gama ring nai sem nak le kha khat sung i sep khong to kum nga ki gen lo yana aki saponu na ki sem hi mai ya ai ti pana sem te bang ba tu dong chim tak tang chi am pek ma la toy man gama ding adik sak tak pi pasian thu tak pi ten pen tu ma kum som ni lai kana sep chi gen ding helon tu nin bang hi ka hiam chi khong jong hong thu pi ma kharing hi chi jong ki gen no hang ina atom na thu pi pen ina igama ding sem na mi pi mit sonin sem khom ham tang ni sem tak pi lang ki wa zo hi chi hin mi pi te ma jong sumla pai to ong pan pi ham tangun I khang no te pen leitonga akinga thei ziaw lo akinga ki thei lo nun tak na hi na nun tak na kha ma igama ring ki pe khiaw hi lai sang tho to jong ki tuak hi pasien tho to jong ki tuak hi pasien dik na pasien gam apian na ring na ki pe kheteu hi in US ke pan Japan chidan kam tom ien ma gam te jong luang tam pia ku agama ni akip pia khet ki te tan cha tunga hi manina e hon chang thada bol ke ni in sumla pai ma to jong ki pe khering sum pen bai lua chi belom lo sum zon pen ki gim ma ki tol ma ko manong mok piang ngei lo singkung tong pan ki lo jong helo a hiang jong leng kinga ki ve sam nun ta na toi te nine mo tua hi to khe chang en thao tang te jong ki jang ki thei chiom lo kharwe tang khari zan nak le ai hi ki jang ki kinga ki chiom lo athak i le ke bong la piang lo hi man to hangina sum la pai toi te thungen na to thu le la to pang khom ni to lian lai takin jong hi kolpi kali panina ong pai to te akinang ikamang lulok na ning nan chipya kinang hi na to te jong thunge sangni chi to ong ge noming effect pi tunga lungda mele ဟုတ်ဒါမေးလေဒေါက်တာခင်တုံအဖွင့်မှာစကားပြောကြပေးသွားတယ်ဒေါက်တာခင်တုံကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ရှင်ဆက်လက်ပြီးတော့မှကျမတို့အဖွင့်တခြင်းတည်ဆိုပေးပါရန်မောင်လေးမိုက်ကယ်တန်ထွန်းအောင်ဆိုလို့ရှိရင်တော့ကျမတို့တကယ် CB ရဲ့ပေါ့နော်ဒီပင်တိုင်းတော်လန်ရေးအဆိုတော်တယောက်ဖြစ်ပါတယ်လူငယ်ဖြစ်ပေမဲ့လည်းဖျားကောင်းကြီးပေးထားတဲ့သူ့ရဲ့အတန်နဲ့ပေါ့နော်ဒီတော်လန်ရေးမှာတက်နိုင်တဲ့ဘက်ကနေပြီးတော့မှပါဝင်ဆောင်ရွက်ပေးနေပြီးတော့မှမြေပြင်မှာလည်းကျမတို့ရဲဘော်တွေကိုပေါ့နော်လူနာကုညီစောင့်ချောက်ရေးတွေမှာပဲဖြစ်ဖြစ်အခုဆိုရင်လည်းမြေပြင်ဖြစ်လွတ်မြောက်နေပြီကြီးလဲသွားပြီးတော့မှပေါ့နော်ကျမတို့ ਨੇ တော်လိုင်းကြီးနဲ့မငြင်းမညူဆောင်ရွက်ပေးနေတဲ့သူဖြစ်ပါတယ်။နောက်ရက်ပြီးဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါအခုလိုမျိုးချင်းပြည်မြောက်ပိုင်းနောက်ဆုံးလိုက်အစီအစဉ်လေးမှာပါဝင်ခွင့်ရတဲ့ကြောင့်အထူးပဲဝမ်းသာပါတယ်အခုကျွန်တော်ဆိုမဲ့တခြင်းလေးကတော့လီလွင်ချင်းလမ်းမများဆိုတဲ့တခြင်းဟောင်းလေးဖြစ်ပါတယ်အားလုံးပဲနားဆင်ခံစားပေးကြပါခင်ဗျာကျွန်တော်တို့ဒီလက်ရှိဘဝအခြေအနေတွေနဲ့အရန်ကြိုက်တဲ့တခြင်းလေးတစ်ပုဒ်ပဲဖြစ်ပါတယ်အားလုံးပဲနားဆင်ပေးကြပါခင်ဗျာဝေကလာဟောင်းလေးကိုငါ
ဆက်အမေရဲ့မျက်ရည်ဆက်တွေငါနှုတ်ဆက်ပြာရောင်ကြောပူအိတ်ခုတဲ့တရားဟောင်းလေးကိုတဲ့တွားရတော့မယ်ဆုံးမဲမိုးသားတွေကိုငါပြန်တန်းခဲ့ငါရဲ့နှလုံးသားထဲမှာလေလွင်ချင်းငယ်ဘယ်ကိုတွားရအောင်မလဲဘယ်မှာဆုံးသတ်မှာလဲ Yesterday လမ်းများဝေးမှာခေါ်သံတွေကြားပြေးထွက်ခဲ့ညင်မရပါလားရှိက Yesterday လမ်းများဝေးမှာခေါ်သံများကြားလုံးဝညင်မရပါလားလေလွင်ချင်းလာမများမင်းရဲ့နာလေးများကိုငါနှုတ်ဆက်မင်းရဲ့မျက်ရည်ဆက်တွေငါနှုတ်ဆက်ဒိုင်များရဲ့ဝေးမှာယူရောင်မင်းရဲ့ဘဝလေးနေခဲ့တော့ငါတွေ့ထွေသိမ့်ဖို့အိမ်ရဲ့ရှိအောင်မလားငါတွေ့မြတ်တာတရားတွေရှိအောင်မလားဒါဟာစပြုခြင်းတစ်ခုလားဒါဟာဆုံးသတ်ခြင်းမဲလားလေလွင်ချင်းလာမများလေလွင်ချင်းရဲ့လာမများလေလွင်ချင်းလာမများလေလွင်ချင်းရဲ့လာမများလေလွင်ချင်းလာမများအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာကျေးဇူးတင်ပါတယ်တခြင်းနဲ့ပါဝင်ပေးသွားတဲ့မောင်လေးမကတက်ထုံကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ရှင်မိဘပြည်သူများရှင်ကျမတို့အခုပြုလုပ်နေတဲ့ live စီစဉ်ကတော့ရှင်းပြည်မြောက်ပိုင်းနောက်ဆုံးလှိုင်းရဲ့ live စီစဉ်ဖြစ်ပါတယ်အားလုံးကျမတို့နဲ့အတူပါဝင်နိုင်ဖို့ရန်အတွက်ကျမတို့ရဲ့ဒီ live လေးကို share ခြင်းဖြစ်လဲပါဝင်ပေးလို့ရပါတယ်ရှင်ကျမတို့ဒီ live မှာဆိုလို့ရှိရင်လဲပေါ့နော် star တွေလည်းပေးပြီးတော့မှတော့ပါဝင်လို့ရပါတယ်ဟုတ်ကဲ့ပါကျမတို့ဒီကနေ့ရှင်းပြည်မြောက်ပိုင်းနောက်ဆုံးလှိုင်းရဲ့ပါဝင်နေတဲ့အရာတွေကိုပေါ့နော်တစ်ချက်လောက်ပေါ့နော်ရှင်းပြပေးနိုင်ဖို့ရန်အတွက်အခုအဆင်ပြေလားဒါမှမဟုတ်ကျမတို့နောက်ဆီမဆွေရဲ့ကိုပုံဖိတ်ခေါ်လိုက်ရမလားအခုဟုတ်ကဲ့ဒါဆိုရင်ကျမတို့ပထမဆုံးအနေနဲ့ဆီမဆွေရဲ့ကိုဖိတ်ခေါ်ပါတယ်ဆီမဆွေရဲ့ကနေပြီးတော့မှ CDF 1B supporter ဖြစ်ပါတယ်ဒီကနေ့မှာဆိုလို့ရှိရင်တော့ကျမတို့တီတီမျိုးအတွက်ပေါ့နော်ကျမတို့တောက်လျှောက်ရှင်းပြကျမတို့ဒီပေါ့နော်ချင်းညီနောင်တွေကနေမိဘပြည်သူတွေရဲ့ရှေ့မှာထွက်ပေါ်လာပြီးတဲ့အခါမှာကျင်တွေကနေစပြီးတော့ပေါ့နော်ဆီမဆွေရဲ့ကျမတို့မတူပြီဆိုလို့ရှိရင်လည်းတကယ်ကိုရင်ခုန်စွာနဲ့ညတွေကိုအတူတကွပေါ့နော်ဖြတ်တန်းကြော်ဖြတ်ရင်းနဲ့ဒီကနေ့ဆိုလို့ရှိရင်ကျမတို့မင်းတက်ကနေပြီးတော့မှဖလန်ကနေခုဆိုလို့ရှိရင်ပေါ့နော်ကျမတို့တီတီဘက်ကိုရောက်လာပြီပေါ့နော်ဒီအတွက်လည်းကျမတို့မတူပြီ supporter တွေအနေနဲ့လည်းပေါ့နော်ကျမတို့ CB Thanksgiving နေ့မှာပျော်ပပနဲ့ကျမတို့အပြင်မှာပဲတယောက်နဲ့တယောက်တွေ့ကြပြီးတော့ရင်းနေတွေ့တဲ့အခါမှာကျမတို့အနေနဲ့ပေါ့နော်တကယ်ကိုလေးလေးလက်နဲ့ရင်းနေကနေဘလက်လိုက်လဲတီတီအတွက်လည်းကျမတို့ပါဝင်ပေးမယ်ဆိုပြီးတော့မှပြောတဲ့အတွက်ကြောင့်မို့လို့ကျမတို့အင်မတန်မှရင်းနေမှာခံစားရတာဒီနေ့မှာဆိုလို့ရှိရင်လည်းကျမတို့ရဲ့တီတီရဲ့အမခံကျမတို့မိသားစုတွေအားလုံးကလည်းပေါ့နော်ကြာရှိနိုင်ဖို့ရန်အတွက်တီတီမျိုးအတွက်ကိုပေါ့နော်ဒီနောက်ဆုံးလှိုင်းအတွက်ကိုဆရာမအနေနဲ့အားပေးတိုက်တွန်းစကားလေးပြောကြပေးပါအောင်ဆရာမကြီးဟယ်လိုကြားရလားမသိဘူးเนาะဟုတ်ကဲ့ကြားရပါတယ်ရှင်ဟုတ်ကဲ့ပါကျွန်မဒီချင်းပြည်မြောက်ပိုင်းနောက်ဆုံးလှိုင်းအတွက်ပေါ့နော်ကျွန်မကိုဖိတ်ကြားပေးတဲ့ဆရာကိုပြီးတော့ဆရာကတော်နဲ့ဒီဆရာမတွေပေါ့နော်အားလုံးကိုတလေးတစားနဲ့ခေါ်တဲ့အတွက်ကျွန်မအများပဲကျေးဇူးတင်ပါတယ်လို့ပြောချင်ပါတယ်ဥဆုံးပေါ့နော်live ပေါ်မှာကြည့်တဲ့သူတွေလည်းအားလုံးကျွန်မကျေးဇူးတင်ပါတယ်လို့ဒီနေ့ကျွန်မစကားအများကြီးမပြောတတ်ဘူးလေနော်ဒါပေမဲ့
အပေးစကားလေးပေါ့နော်အနေငယ်ပြောချင်ပါတယ်ဒီနေ့ဟိုပြီးခဲ့တဲ့ပတ်ကဆိုရင်ကျမဆိုရင်ဒီဟိုဆရာကုတို့ပြီးတော့ဆရာကတော်တို့အရန်တွေးချင်တော့ဒီ Thanksgiving မှာလာတွေ့တော့လေကျမအရန်ပဲပြောတယ်ပီတိဖြစ်တယ်တယောက်နဲ့တယောက်လည်းရင်းနှီးတာပေါ့နော်အကုန်လုံးဒီဖလမ်ကလူကြီးတွေရောဒီ INCC ဒီလူကြီးတွေရောအကုန်လုံးတွေ့တဲ့အခါမှာကျမအရန်ပြောပါတယ်လို့ပြီးတော့ကျမပြောချင်တာကတော့ဒီနောက်ဆုံးတိုင်းမှာပေါ့နော်ဘယ်သူမဆိုအားမရောပဲနဲ့ဆက်ပြီးတော့ဟိုသွားနိုင်ဖို့ပေါ့နော်ကျမအနေငယ်တိုက်တွန်းချင်ပါတယ်ပြီးတော့ခုကျမတို့မတူပြီမှာဆက်တိုက်ပွဲဖြစ်ပြီးတော့ဟိုတိမ့်တဲ့ချိန်မှာဆိုကျမတို့ကဝမ်းတာရမယ့်ဟာကဝမ်းမတာနိုင်ဘူးဖြစ်သွားတယ်ဘာဖြစ်လို့လဲဆိုဟိုဘယ်လိုပြောမလဲဟိုအမျိုးမျိုးကြားထဲမှာအမျိုးမျိုးဖြစ်နေတဲ့ခါကျတော့ဝမ်းမတာနိုင်ဘူးပေါ့နော်ဒါပေမဲ့လည်းမင်းသားကံပလက်ဖလမ်ဆက်တိုက်အဲ့လိုမျိုးဖြစ်နေတဲ့ခါကျတော့ဖလမ်တိုက်ပွဲမှာဆိုရင်ကျွန်မအရန်ဝတ်တာတယ်ပြီးတော့ဟိုအလုပ်ထဲမှာဆိုရင်ဖလမ်ဒီနဲ့ကျွန်မအရန်ခင်တဲ့အတွက်ဖလမ်ဒီကပေါ့နော်ကျွန်မအရန်တွေးချင်တယ်ပေါ့နော်အဲ့လိုမျိုးတွေပြောတယ်ကျွန်မအရန်ပဲဝတ်တာပါတယ်ပြီးတော့ကျွန်မအခုနည်းနည်းအပေးစကားပြောချင်တာကတော့ဒီအမှန်တရားဆိုတာကလူတိုင်းကြိုက်တာပေါ့နော်ဒီစာရေးဆရာတယောက်ကဒီပြောတဲ့စကားပေါ့နော်ကျွန်မခဏငားနေသူကဘယ်လိုပြောလဲဆိုတော့အမှန်တရားကိုတဲ့လူအယောက်တရာကကြိုက်ပါတယ်တဲ့ဒါပေမဲ့တဲ့အဲ့ဒီအမှန်တရားကြိုက်တဲ့သူကိုတယောက်ကမေးတဲ့ခါကျတော့ဒီဘာဖြစ်လို့အမှန်တရားကြိုက်တာလဲဒီအမှန်တရားကဟိုဘယ်လိုပြောမလဲရဲရင်ချင်းနေဆွလွတ်ချင်းနေမျိုးမျိုးပေါ့နော်ရှိတယ်အဲ့ဒီဟာဒီခံနိုင်မလားဆိုပြီးတော့ပြောတဲ့အခါမှာသူကအကုန်လုံးထွက်သွားတယ်တဲ့နောက်ဆုံးမှာ2ယောက်ပဲကြံတယ်တဲ့အဲ့ဒီ2ယောက်ကတဲ့မေးတဲ့ခါကျတော့ခင်ဗျားတို့2ယောက်ကျတော့ဘာဖြစ်လို့မထွက်တာလဲဘာဖြစ်လို့ဒီမှာရပ်နေတာလဲဆိုပြီးတော့မေးတဲ့ခါကျတော့ကျွန်တော်တို့2ယောက်ကတော့အမှန်တရားကိုချစ်တယ်ဆိုပြီးတော့ပြောတယ်တဲ့အဲ့ဒါလိုပဲကျမတို့ဒီ CB တွေကပေါ့နော်တချို့တွေကဒီ CB တွေကနည်းနည်းလေးပဲအဲ့လိုပြောတယ်ဒါပေမဲ့မနေဘူး CB တွေကအများကြီးရှိပါတယ်ပြီးတော့ဒီလူ2ယောက်လူပေါ့နော်ကျမတို့ကိုအမှန်တရားကိုချစ်တဲ့သူတွေဖြစ်တဲ့အတွက်ဘာပဲဖြစ်ဖြစ်ကျမတို့စိတ်ဆက်ပေါ့နော်ဘယ်လိုပြောမလဲအားမရောပဲနဲ့စိတ်ဆက်သွားရအောင်ဆိုပြီးတော့ပြောချင်ပါတယ်ပြီးတော့ဒီကျန်းစာထဲမှာလည်းပြန်ကြည့်တဲ့အခါမှာကီတောင်ကဖျားသခင်ကအမျိုးမျိုးသူ့ကိုစုံစမ်းတယ်ပြီးတော့ကီတောင်ကလည်းဖျားသခင်ကိုအမျိုးမျိုးစုံစမ်းတယ်အဲ့ဒီအချိန်မှာဖျားသခင်ကကီတောင်ကိုခိုင်းတဲ့အချိန်မှာလူအများကြီးနဲ့မခိုင်းဘူးအနည်းလေးနဲ့ပဲခိုင်းတယ်လူအယောက်300လောက်နဲ့ပဲသွားခိုင်းတယ်သူ့ကိုအားကိုးအောင်ဆိုပြီးတော့နည်းနည်းလေးနဲ့ပဲသွားခိုင်းတယ်အဲ့ဒါလိုပဲကျမတို့လည်းအခုသွားနေတဲ့အချိန်မှာဘလို့အဖြစ်သွားတယ်လဲဆိုရင်ဘုရားသခင်ကိုအားကိုးပြီးတော့ဘုရားသခင်ကိုရှေ့ထားပြီးတော့စိတ်ဆက်ပြီးတော့သွားရအောင်လို့ပြီးတော့မေပြမှာရှိနေတဲ့ကလေးတွေလည်းပေါ့နော်ဘာပဲဖြစ်ဖြစ်ကျမတို့လည်းအနောက်ကွယ်ကနေဆူတောင်းပေးပါတယ်ဘယ်လိုပဲဖြစ်ဖြစ်ပေါ့နော်အားမငယ်ပဲနဲ့ဘယ်လိုပြောမလဲဟိုစိတ်ဆက်ပြီးတော့ကျမတို့ဆက်လက်ပြီးတော့တွားရအောင်ကျမတို့နောက်ကွယ်မှာရှိပါတယ်ကျမဆိုရင်အခုပထမဆုံးလဲခေါ်ဖိတ်ခံရတဲ့အတွက်လည်းကျမအရင်ပဲကျေးဇူးတင်ပါတယ်လို့ပြီးတော့ဒီမတူပီတိုက်ပွဲမစခင်ဒီ2021ဆက်စတုန်းကတည်းကကျမကစပေါ်တာလုပ်တာပေါ့နော်အဖွဲ့အစည်းထဲမှာတော့မပါဘူးဒါပေမဲ့ကျမကကိုနီကိုဟန်ကိုရဲ့ညီမတွေဒီနဲ့ဒီ CB မကွဲခင်မကွဲတော့ကလေးကကျမတို့ကဟိုဆက်ချင်းတုံးကလေးอ่ะပေါ့နော်ကျမတို့စပေါ်တာလုပ်တယ်ကျမတို့ညီမ3ယောက်ဟိုဥဆောင်ပြီးတော့ကျမတို့
လှုပ်ဆောင်သွားတယ်ဒီအခုထိပေါ့နော်အခုထိကျမတို့မနာသေးပါဘူးဒီပညာရေးအတွက်အခုကျမတို့ပညာရေးအတွက်ဆက်လက်လုပ်နေတယ်ပြီးတော့ဟိုကျမရေးအတွက်လည်းလိုအပ်သေးတယ်ဒီပညာရေးကျမရေးအတွက်ကျမတို့ဆက်ပြီးတော့လှုပ်ဆောင်ဖို့ရှိပါသေးတယ်ပြီးတော့ဒီနောက်ဆုံးတိုင်းဖြစ်တဲ့ဒီတတိအတွက်လည်းကျမတို့အနေနဲ့အများပေါ့နော်ကျမတို့ပါဝင်ပေးမှာပါဘာပဲဖြစ်ဖြစ်ဒီရှေ့တန်းမှာရှိနေတဲ့မေပင်မှာရှိနေတဲ့ဒီကလေးတွေတခါတလေကျမစဉ်းစားတာပေါ့နော်ကျမအဲ့ဒီနေရာမှာကျမကလေးဆိုရင်ကျမဘယ်လိုနေမလဲပေါ့နော်ကျမဘယ်လိုနေမလဲဆိုပြီးတော့ကျမအရင်စဉ်းစားတယ်ဘာပဲဖြစ်ဖြစ်သူတို့လေးတွေကိုအယံတနာတယ်အဲ့လိုပေါ့နော်အဲ့လိုမျိုးကလေးတွေအဲ့လိုရှေ့တန်းတွားတဲ့အချိန်မှာအိုးဘယ်လိုများနေမလဲအမျိုးမျိုးတွေးတယ်အဲ့ဒါကြောင့်ကျမကလေးတွေကအကုန်လုံးဒီမှာရှိပေမဲ့လည်းကျမကဒီနောက်တန်းမှာရှိတဲ့မြေပြင်မှာရှိတဲ့ကလေးတွေကိုလေအမြဲတမ်းသူတို့ဘာလိုအပ်တယ်တကယ်လို့သူတို့ဖုန်းဘီလီဘာတွေလိုတယ်ဆိုရင်လည်းလို့ပေါ့နော်ကျမတို့ support လုပ်ပေးတယ်ဒီလိုအပ်တဲ့နေရာမှာပေါ့နော်ကျမတို့လုပ်ပေးတယ်ဒီချင်းပြည်မြောက်ပိုင်းနောက်ဆုံးထိုက်အတွက်လည်းကျမတို့အတတ်နိုင်ဆုံးကတော့ကျမတို့ပါဝင်ပေးမှာပါလို့အားလုံးပဲကျေးဇူးတင်ပါတယ်လို့ပြောချင်ပါတယ် ကျေးဇူးတင်ပါတယ်ဆင်မရေတကယ်ပဲအခွန်အားလည်းဖြစ်ရတယ်အားလည်းဖြစ်ရပါတယ်လို့ကျမတို့တူးတယောက်ကောင်းနေပေါ့နော်ဒီဒေါ်လာရေးကတူးတယောက်ကောင်းနေသွားလို့ရတာမဟုတ်တဲ့အတွက်ကြောင့်မို့လို့အခုလိုမျိုးတိုင်းပြည်လုံးမှာရှိတဲ့ဒေါ်လာမိသားစုတွေနဲ့အတူတကယ်ကိုပေါ့နော်အခု CB မိသားစုဆိုပြီးတော့မှ CB မိသားစုလေးတစ်ခုကျမတို့အတူတကွနဲ့ရှောက်လန်းရတဲ့အခါမှာပေါ့နော်တီတီတို့လည်းအရန်ကိုအားဖြစ်ရတာဖြစ်ပါတယ်ဒါကြောင့်မလို့အရောက်စီတိုင်းကလည်းဆက်လက်ပြီးတော့မှပါဝင်ပေးဖို့ရန်အတွက်လည်းမေတ္တာရက်ခံပါတယ်ကျမတို့ဒီတွင်ဦးဒေါ်လာရေးရပေါ့နော်အခု CB မိသားစုတင်မကဘူးပေါ့နော်အားလုံးနဲ့လည်းတတ်ဆိုင်ပါတယ်ကျမတို့ချင်းပြည်မြောက်ပိုင်းနောက်ဆုံးလိုင်းဆိုတဲ့အတိုင်းကျမတို့ချင်းပြည်ကြီးလွတ်မြောက်သွားပြီးတဲ့အခါမှာလည်းကျမတို့ကြန့်ရှိနေသေးတဲ့မြို့တွေကျမတို့ CB နယ်မြေတွေလွတ်သွားတဲ့အခါမှာလွတ်မြောက်သွားတဲ့အခါမှာလည်းကျမတို့ကြန့်ရှိနေသေးတဲ့မြို့တွေရဲ့နောက်ပိုင်းကျလို့ရှိရင်လည်းကျမတို့မြေပြန့်ပေါ့နော်ကလေးကပေါ်ကနေစမြေပြန့်ထီကိုကျမတို့ဒီစစ်အာဏာရှင်မကြဆုံးမချင်းကျမတို့ရဲ့လှုပ်ဆောင်ရမယ့်ဒါတမိုင်းပေးတာဝန်ဖြစ်ပါတယ်လို့ဒါကြောင့်မို့လို့ဆက်လက်ပြီးတော့မှပါဝင်ပေးကြဖို့ရန်အတွက်လည်းမေတ္တာရက်ခံပါတယ်ခုချိန်မှာအခုကိုလည်းဖိတ်ခေါ်ပါတယ်လို့အခုအနေနဲ့ကျမတို့ဒီချင်းပြည်မြောက်ပိုင်းနောက်ဆုံးလှိုင်းရဲ့ဒီ project တွေနဲ့ပတ်သက်ပြီးတော့မှပြောကြားပေးဖို့ရန်ဖိတ်ခေါ်ပါတယ်ရှင် ကျေးဇူးပါဆမ်မရေဆမ်မစီအိမ်လည်းကျေးဇူးပါပထမဆုံးဆိုရင်မဲ့ဒါနောက်ဆုံးမဟုတ်ပါဘူးလို့နော်ဆမ်မရေနောက်ပိုင်းကျရင်ကျွန်တော်ဆက်ခေါ်ပါမယ်လို့ကျွန်တော်လိုရင်လို့ဒီလိုဘာလို့လဲဆိုတော့မတပီမြို့ကလေကျွန်တော်ဒီမြို့ကြီးထဲမှာပေါ့လေကျင်တွေးပြီးလို့ရှိရင်ဒါမတပီမြို့ကဒုတိယလွတ်မြောက်တဲ့ CB မြို့ကြီးတစ်မြို့ဖြစ်တယ်တကယ်ကိုကျွန်တော်ဗျူဟာကုန်းကြီးကိုကျွန်တော်တိုက်နိုင်တဲ့မြို့ဖြစ်တယ်အဲ့ဒီမှာဆမ်မဆွေအိမ်တို့ရဲ့ပါဝင်မှုကတကယ်ကိုအင်မတန်မှအရေးပါတဲ့နေရာနေပါဝင်ခဲ့တယ်ဆိုတော့ကျွန်တော်ကြားတယ်ဆမ်မဆွေအိမ်ဆိုလို့ရှိရင်တော့ဒါကျွန်တော်ဒီအမေရိကန်နေပြမလေးတနိုင်တဲ့ဖက်ကပါဝင်နေတယ်ဆိုတော့ကျွန်တော်ကြားတယ်ပြီးကျွန်တော် CB operation တွေမှာလည်းဆမ်မတောက်လျှောက်ပါဝင်ပေးနေတာလေကျွန်တော်ကလူချင်းမမြင်ဘူးပြီးမဲ့နာမည်ကတော့အမြဲတမ်းဟောပေါ့နော်ရင်းနှီးပြီးသားဖြစ်ပါတယ်လို့ဆမ်မရေကျွန်တော်မတပီရဲ့အောင်မြင်မှုတွေကိုဒီနေ့လည်းကျွန်တော်တို့တိတိမတ်ယူဆောင်ပေးလာပေးတဲ့အတွက်ကြောင့်အင်မတန်မှကျေးဇူးတင်တယ်ဆမ်မဆွေအိမ်ပါလာခြင်းအဖြစ်ဆမ်မညံ့ရေကျွန်တော်ကမတပီအောင်မြင်တယ်လို့ပဲကျွန်တော်တို့ကတိတိမလည်းကျွန်တော်အောင်မြင်မုတ်ချအောင်မြင်ရမယ်ဆိုပြီးတော့မှကျွန်တော်အလေးအနက်ယုံကြည်ပါတယ်လို့နော်ဆမ်မရေကျေးဇူးပြုပြီးဆက်လက်ပြီးတော့မှပါဝင်ပေးပါဆက်လက်ပြီးတော့မှထောက်ပံ့ပေးပါလို့ဟုတ်ကဲ့ဒီညမှာလေကျွန်တော်ပေးဝင်ပါဝင်ပေးဖို့လှူဒန်းလို့ရတဲ့ထောက်ဖို့ငွေတွေကိုကျွန်တော်sharing လုပ်ပြီးမှဆမ်မညံ့နဲ့သူကျွန်တော် sharing လုပ်ပြီးမှပြီးရင်ကျွန်တော်presentation လေးတခုလုပ်ထားပါတယ်လို့ဒီနေ့ကတော့
ကျွန်တော်တို့0 number 918-232-2659မှာပါဝင်ပေးကြပါ0 number ဒါမှမဟုတ်0 number 918-706-0164မှာပါဝင်ပေးပါ0 number 918-232-2659ဖြစ်ပါတယ်အခုဒီ live မှာကြည့်ရှုနေတဲ့အချိန်မှာပဲအားလုံးညီကိုမောင်နှမတွေတော်လာရေးနောက်ထောက်ဖို့ရဲဘော်ဒီအားလုံး50တရားအဖြစ်ကျွန်တော်ပါဝင်ပေးကြပါကျွန်တော်ဒီတော်လာရေးဆိုလို့ရှိရင် organic တော်လာရေးဖြစ်ပါတယ်ပူဗန်အများအားပြောလို့ကျွန်တော် P2 ပဲရှိတယ်ကဲ organic ဘယ်အနေမှာကျွန်တော်ထောက်ပံ့ငွေမရပါဘူးဘယ်အနေမှာကျွန်တော်လက်နက်တွေပစ္စည်းတွေထောက်ပံ့တာမရပါဘူးကျွန်တော် P2 တွေ50တရားလေးနဲ့ထောက်ပံ့တဲ့အရာတွေနဲ့ပဲကျွန်တော်တို့ဆက်လက်ပြီးမှဒီတော်လာရေးကိုတိုက်ပွဲဝင်နေတာဖြစ်ပါတယ်အဲကြောင့်ဒီတိုက်ပွဲဝင်နေတဲ့ရှစ်တန်းကရဲဘော်တွေသူတို့အသက်ကိုပေးကြတယ်သူတို့ခြေလက်အင်္ဂါခန္ဓာကိုယ်တွေပေးကြတယ်အဲမှာကျွန်တော်တို့တွေကနောက်တန်းကနေလည်းတတ်နိုင်တဲ့ဖက်ကပါဝင်ကြရအောင်အခုဆိုလို့ရှိရင် CB ရဲ့နယ်မြေမှာကျွန်တော်နောက်ဆုံးမြို့ကြီးဖြစ်တဲ့ကျွန်တော်တစ်တင်မြို့ကြီးတစ်ခုလုံးကိုကျွန်တော်သိမ်းပိုက်ဖို့ရန်ဒီ50တရားနော်200 300 1000အဖြစ်ပါဝင်တဲ့ပြည်သူလူထုတွေရဲ့ဒီပါဝင်အားထောက်ပို့ငွေတွေကအင်မတန်မှအရေးကြီးပါတယ်သူနာဆောလဝိနာအေတဒီမ်ခေါ်ပီပန်လက်ဒင်းချီယာအတုမ်အဂိမ်ဆာမဘငင်အဗက်ပီနာဟန်ချမ်ချန်နီနာတွန်အေတဒီမ်ဘက်ချန်လိုက်အေတဒီမ်ဘက်ချန်လိုက် CB operation အဒင်း CB နဲ့မြာဒင်းအေတဒီမ်ဘက်ချန်လိုက်အေမနနာအေတန်မဟန်ချမ်လန်အေတန်မအနာကိထုတော့လဲte zogam zomi teng ma ina zogam zomi te ina ma te kitu to ke in mo itedim la zo ke la mi la ka zo mai zu moi ma de he chi mai ni ina to chena kitu to tu na tu la ta ka kitu to ka tu la ta ka ma I pan che din tu pi sa in ba tu ni na grong a te zo na se ta ke na tun di hin ta ena akisam teng pen tampit akisam to chena akisam tom te van te zo akikai khop blai tak tun akire di ding hita to man na bang hitale han chem chen ni na hi 0 number 918-232-2659 panena kipete hi to chena I mundang pan zong gam tom panena zong hi ZW PDF zolani page tom ma number te me na nong ti ke hel chet ding tu no ong tum na ming tu na hi freedom land ticket zoma dollar som nga ta to kilate he na to freedom land ticket pen den cha sema nyan na hi presentation atom ong gen in chin to tenga hi dollar som nga bek to pen teng tur tampi tak teng man ma te van tom te zong na to chena le song tom te te kan sa me tom te zong ki nga the hi chi tong gen no ming ena hi tenga tu na sema nyan ena lại sure kanong hi pang ngai sema ဟုတ်ကဲ့ပါကျမတို့မိဘပြည်သူတွေရဲ့ပါဝင်ထောက်ပို့အားကအင်မတန်မှအရေးကြီးပါတယ်လို့အခုဆိုလို့ရှိရင်ကျမတို့ဒီຫນွေဦးတော်လန်ကြီးက၄နှစ်ကျော်ကာလမှာမိဘပြည်သူတွေရဲ့ထောက်ပို့မှုကြောင့်မို့လို့ပေါ့နော်ကျမတို့ဒီခရီးကိုရောက်ရှိလာတာဖြစ်ပါတယ်ဒါကြောင့်မို့လို့ရှင်းပြည်မြောက်ပိုင်းနောက်ဆုံးလှိုင်းချင်းညီနောင်တွေရဲ့လှူရှားမှုအားလုံးကအကုန်လုံးဟာဆိုလို့ရှိရင်တော့နောက်ကနေပြီးတော့မှမမနဲ့ရက်တီပေးနေတဲ့ဒီပြည်သူလူထုရဲ့ထောက်ပို့အားနဲ့ရုံးနေရတာဖြစ်ပါတယ်လို့ဒါကြောင့်မို့လို့ကျမတို့အခုချိန်မှာဆိုလို့ရှိရင်တော့အရင်တော့ဆိုလို့ရှိရင်ကျမတို့ဒီရဲဘော်တွေကဆိုလို့ရှိရင်ပေါ့နော်ဒီတင်နန်းကာလာတွေရှိခဲ့တယ်ပျောက်ကြားတွေရှိတယ်ကျမတို့အမျိုးလုပ်တွေကအခုချိန်မှာဆိုလို့ရှိရင်တော့ကျမတို့ခိုင်ရိုင်တက်ကုန်းတွေပေါ့နော်ပြီးခဲ့တဲ့ခေါက်ဖလမ်ဆိုလို့ရှိရင်လေရင်ကွင်းမောင်ပါပါတယ်လို့ရဲဘော်တွေရဲ့စူးစမ်းမှုအားလုံးကမိဘပြည်သူတွေရဲ့ဒီတွန်းလှန်မှုကြောင်းနဲ့ဒီပါဝင်ပေးမှုကြောင်းဒီအနောက်ကနေထောက်ပို့ပေးနေတဲ့ထောက်ပို့ရဲဘော်တွေရဲ့အားကြောင့်ဖြစ်ပါတယ်လို့ဒါကြောင့်မို့လို့ဆက်လက်ပြီးတော့မှပါဝင်ပေးကြဖို့ရန်မြစ်တာရက်ခံပါတယ်အခုချိန်မှာတော့ကျမတို့ချင်းညီနောင်ရဲ့ပေါ့နော်ဒီCB ဒီစစ်စင်ရေးအတွက်ကျမတို့အခုချိန်မှာပြင်ဆင်ထားတဲ့ project လေးတွေရှိပါတယ်ဒါကတော့ပထမဆုံးအနေနဲ့ Freedom Land Ticket ဖြစ်ပါတယ်ဒီ Freedom Land Ticket ဆိုလို့ရှိရင်တော့ကျမတို့မဲကကြတော့တစ်ဆောင်ကိုကျမတို့ဒေါ်လာ50နဲ့ရောင်းချနေတာဖြစ်ပြီးတော့မှကျမတို့ဒီပထမစုပါဆိုလို့ရှိရင်တော့တိတိမျိုးလေကောင်း
မှာရှိတဲ့မြေကွက်3,500မြေကွက်ကိုပိုင်ဆိုင်ရရှိမှာဖြစ်ပါတယ်ပထမဆုကဒုတိယဆုကတော့3,200နဲ့မြေကွက်ကိုပိုင်ဆိုင်ရရှိပြီးတော့မှကျမတို့တတိယဆုဟာဆိုလို့ရှိရင်တော့ဒါနီလာလုံးချောပေါ့နော်နီလာလုံးချောဒါကြတော့ကျမတို့အမှုတော်ဆောင်ဆီယမတယောက်ရဲ့တော်လိုင်းယတနာဖြင့်ပေးအပ်လာတဲ့ရွှေတစ်ချက်သားကျော်နီလာလုံးချောဟန်ချင်းကိုတတိယဆုအနေနဲ့ရရှိမှာဖြစ်ပါတယ်ကျမတို့မြေကွက်တွေဟာဆိုလို့ရှိရင်တော့ဒီတကယ်လို့ပေါ့နော်ပေါက်တဲ့အခါမှာပေါ့နော်ကျမတို့တိမျိုးမှာသွားရောက်ပြီးတော့မှနေထိုင်မှာမဟုတ်တဲ့အတွက်ကြောင့်မို့လို့ကျမတို့ဒီငွေသားပဲလို့ရှင်တယ်ဒါမှမဟုတ်လို့ရှင်ရရှိတဲ့ဒီငွေတွေအကုန်လုံးကိုPDF စုံလန်းကိုပြန်လဲပြီးတော့မှပေးလို့ရှင်နေဆိုလို့ရှိရင်လည်းဒါ option တွေရှိပါတယ်လို့အဓိကကတော့ငွေသားဆိုလို့ရှိရင်တော့ကျမတို့မြို့သိမ်းပြီးသွားတဲ့3လနဲ့6လအကြာမှာပေါ့နော်ကျမတို့ငွေသား65%ကိုပြန်လဲပြီးတော့မှထုတ်ပေးမှာဖြစ်ပါတယ်မြေကွက်မလို့ရှင်တဲ့သူတွေအတွက်ဖြစ်ပါတယ်ဟုတ်ကဲ့ပါတတိယဆုဟာဆိုလို့ရှိရင်တော့ကျမတို့125ဆိုင်ကယ်တစ်ခုဖြစ်ပါတယ်ဒါဆိုလို့ရှိရင်sorry ဒါ Stoda ဆုပေါ့နော် Stoda ဆုကတော့ကျမတို့ဒါ125ဆိုင်ကယ်တစ်ခုကိုရရှိမှာဖြစ်ပြီးတော့မှအခြားနှစ်သိမ့်စုတွေလည်းရှိပါတယ်ရှင်အခြားနှစ်သိမ့်စုတွေကတော့ဒါလည်းဒါအမှုတော်ဆောင်တယောက်ကနေပြီးတော့မှတော်လိုင်းရတနာဖြစ်ကျမတို့ရှင်းပြမြောက်ပိုင်းနောက်ဆုံးလိုက်အတွက်ကိုပေးရခဲ့တာဖြစ်ပါတယ်ကြောက်စိမ့်နကတ်ရွှေနဲ့လှုပ်ထားတဲ့ကြောက်စိမ့်နကတ်ဖြစ်ပါတယ်ဒါကတော့မူကုတ်ပဒံများဘောကျဲတီးပေါ့နော်ဒါဘောကျဲသူဖြစ်ပါတယ်ဒါကတော့နှစ်သိမ့်စုဒုတိယစုဖြစ်ပါတယ်ရှင်တတိယစုကကြတော့ဒါနှစ်သိမ့်တတိယစုကတော့ကြောက်စိမ့်ဆွဲသီးလေးဖြစ်ပါတယ်ရွှေနဲ့ကျမတို့ကြောက်စိမ့်နဲ့ပေါ့နော်လှုပ်ထားတဲ့ဒီဆွဲသီးလေးကိုဒါတတိယနှစ်သိမ့်စုအနေနဲ့ရရှိမှာဖြစ်ပြီးတော့မှစတုဒမှာဆိုလို့ရှိရင်တော့ကျမတို့ဒါကတော့ဒီဇိုင်နာနာမည်ကြီးဒီဇိုင်နာတယောက်ကနေပြီးတော့မှဒီဂျင်းအင်ဂျီပေါ်မှာပေါ့နော်ဒီတော်လန်ရေးနဲ့သူ့ရဲ့အမှုပညာနဲ့တီထွင်ထားတဲ့ဒီတော်လန်ရေးຫນွေဦးတော်လန်ရေးနဲ့ပတ်သက်တဲ့အမှတ်သားလေးတွေရှိတယ်ပေါ့နော်ဒါဒီဂျင်းကြီးလေးကိုနှစ်သိမ့်စုဒီစတုဒအနေနဲ့ရရှိမှာဖြစ်ပါတယ်လို့ဒါကြောင့်မို့လို့မိဘပြည်သူများအနေနဲ့ပါဝင်ပေးကြဖို့ရန်အတွက်လည်းမေတ္တာရက်ခံပါတယ်ပြီးတော့ကျမတို့ဒီproject တွေဟာဆိုလို့ရှိရင်တော့ဗောနော်နံပါတ်1ကတော့ဒီဥစ္စာပြီးသွားရင်เนาะအခုဟုတ်ကဲ့ဒါ project တွေကဆိုလို့ရှိရင်တော့ဗောနော်ပထမဆုံးအနေနဲ့ကျမတို့ donation ဗောနော် donation လုပ်လို့ရတာဖြစ်ပြီးတော့မှဒုတိယအနေနဲ့ ZF View ပေါင်းရှိပါတယ် ZF View ပေါင်းကတော့ဒါကတော့အားလုံးအတွက်နားရင်နေမယ်လို့ထင်ပါတယ်ဘာကြောင့်လို့ဆိုတော့ကျမတို့တော်လိုင်းရေးအစမှာဗောနော်ဒီတော်လိုင်းရေးတစ်ခုလုံးကိုလဲပတ်နိုင်ဖို့ရန်အတွက် NUG ပေါင်းဆိုတာရှိခဲ့ပါတယ်အဲ့ဒီမှာမိဘပြည်သူတွေရဲ့ပါဝင်မှုနဲ့ကျမတို့များစွာတော့တန်းနဲ့ရှိပြီးတော့မှပေါ့နော်ကျမတို့ရရှိခဲ့ပြီးတော့မှတော်လိုင်းအရွေးတစ်ခုကိုကျမတို့သွားနိုင်ခဲ့ပါတယ်အဲ့ဒီသဘောတရားနဲ့ဒီ image မှာတူတယ်ပေါ့နော် ZF View ပေါင်းဆိုတာကကြတော့မိဘပြည်သူတွေရဲ့ saving account မှာရှိတဲ့ငွေတွေကိုဒီတိုင်းထားမဲ့ဒီထားနေရင်းနဲ့ပဲပေါ့နော်မပြောက်မချသွားပဲနဲ့ပဲကျမတို့ကိုခဏလောက်ပေါ့နော်ဒီဒေါ်လာပြည်သူအနေနဲ့ပေါ့တော်လန်ပြည်သူတယောက်အနေနဲ့ဒီတော်လန်ရေးကို support တဲ့အနေနဲ့ZF View ပေါင်းဆိုပြီးတော့မှခဏလောက်ကျမတို့ပေးသုံးချင်နေဆိုရင်လည်းရပါတယ်လို့အဲ့ဒီအတွက်ကိုလည်းကျမတို့ဒီအမခံတွေကလည်းတော်တော်များများဝယ်ယူထားပြီးပြီဖြစ်ပါတယ်ဒါကြောင့်မို့လို့ဆက်လက်ပြီးတော့မှ ZF View ပေါင်းအနေနဲ့လည်းပါဝင်ရှင်နေဆိုလို့ရှိရင်လည်းရပါတယ်နောက်တစ်ခုကတော့ကျမတို့လူငယ်လေးတယောက်ကနေပြီးတော့မှ challenge ခေါ်ထားတဲ့ campaign ပေါ့နော်လူငယ် campaign ကနေပြီးတော့မှ1000 challenge ဆိုပြီးတော့မှဒီ campaign လေးလည်းရှိပါတယ်ဒီ challenge ကိုလက်ခံရှင်နေဆိုလို့ရှိရင်လည်းကျမတို့ဒီဟာကိုလည်းပေါ့နော်လက်ခံပေးလို့ရပါတယ်ပြီးတော့နောက်တစ်ခုကကြတော့ကျမတို့ဒီအခုချိန်မှာဆိုလို့ရှိရင်ပေါ့နော် diesel campaign ပေါ့တက်စီထဲတဲ့ campaign လေးတစ်ရက်ကို$5နဲ့ပေါ့နော်တစ်ပတ်ဆိုလို့ရှိရင်$35ဒီ campaign လေးလည်းရှိပါတယ်များမကြခင်မှာလည်းဒီလူငယ်တွေကနေပြီးတော့မှဆောင်ရွက်မဲ့ drone ဒီ drone project လေးပေါ့နော်အဲ့ဒါလေးလည်းရှိပါတယ်ကျမတို့ဒါဆိုရှင်းပြမြောက်ပိုင်းနောက်ဆုံးလှိုင်းကကြတော့ကျမတို့ဒီနောက်ဆုံးလှိုင်းအတွက်ကိုဒီ campaign ခေါင်းစဉ်လေးဖြစ်ပြီးတော့မှအဲ့ဒီ campaign ရဲ့အောက်မှာလူငယ်တွေရဲ့လှုပ်ရှားမှုမြောက်များစွာနဲ့ဒီ project မြောက်များစွာလည်းရှိပါတယ် project တစ်ခုတည်းမဟုတ်ဘဲနဲ့ကျမတို့ပေါ့နော်ရွေးချယ်လို့ရတဲ့ project လေးတွေအများကြီးကိုကျမတို့စီစဉ်ပေးထားတာဖြစ်ပါတယ်လို့ဒါကြောင့်မို့လို့အရောက်စီတိုင်းဆက်လက်ပြီးတော့မှပါဝင်ပေးကြဖို့ရန်အတွက်လည်းမေတ္တာရက်ခံပါတယ်လို့ဟုတ်ကဲ့ဥခုဖြည့်ဆွရှင်တာများရှိပါသေးလားခုမရှိတော့ပါဘူးနောက်ထပ်ကျွန်တော်တို့ထပ်တောက်လျှောက်ကျွန်တော်တို့ဒီအလှခံရင်းနဲ့ပေါ့လေကြီးညာသွားပါမယ်လို့เนาะဆရာမကြီးကျေးဇူးပါဟုတ်ကဲ့ပါဒါဆိုလို့ရှိရင်တော့ခုချိန်မှာကျမတို့ဆီယဘီလီကိုဖိတ်ခေါ်ချင်တာဖြစ်ပါတယ်ဆီယဘီလီကတော့ကျမတို့အင်မတန်မှပေါ့နော်ကျမတို့ရဲ့ဒီ ZF View PDF ဇိုလန်အတွက်ကိုခုချိန်မှာဆိုလို့ရှိရင်တော့သူ့ကိုတွေ့တဲ့ခါမှာပေါ့နော်ကျမတို့အင်မတန်မှခွန်အားရတယ်ဘာမှမပြောသေးပဲနဲ့တော့မှအင်ကြီးကြည့်တာနဲ့ကိုကျမတော်တော်လေးကိုခွန်အားရနေပါပြီလို့ကျန်တာကတော့သူ့ကိုပဲဆက်ပြောခိုင်းလိုက်ပါမယ်လို့ဟုတ်ကဲ့ပါကိုဘီလီကိုဖိတ်ခေါ်ပါတယ်ရှင်ဆရာမညနေကိုဘီလီကလေဆရာဘီလီသူဆရာပေါ်ဘီလီလျန်ပေါ့နော်သူနာမည်ဆရာပေါ်ဘီလီလျန်ကကျွန်တော်တို့ဒီတော်လိုင်းရေးမှာတော့ဟိုထောက်ဖို့မှာပြောမယ်ဆိုရင်တော့သူကဟို
ဟိုကက်ပတင်လားဘူမူးလားဘူကြီးလားအနည်းဆုံးအဆင့်ရှိပါတယ်လို့ဘာဖြစ်လို့လဲဆိုတော့ပြီးရင် director အဆင့်ကိုရှိပါတယ်လို့ကျွန်တော်သူကဒီ Chin Crisis Response Committee เนาะတကယ်နာမည်ကြီး CCRC မနော်ဒီ Flam မြို့တင်တိုက်ပွဲကိုဦးဆောင်သွားတဲ့ CCRC ရဲ့အတွင်းမှုထွေအတွင်းမှုဖြစ်တယ်လို့ Global Ad Hoc Committee ရဲ့ထွေအတွင်းမှုလည်းဖြစ်ပါတယ်လို့သူဘူမူကြီးအစ်ဖြစ်မဲ့တယ်ဒါဆိုနော်ဟုတ်ကဲ့ပါကျေးဇူးများတင်ပါတယ်ကျွန်တော်လေးစားစွာဖိတ်ခေါ်ပါတယ်ဆရာ ဟုတ်ကဲ့ပါဟုတ်ကဲ့အခုလုံးကျွန်တော်တို့ညချမ်းအချိန်မှာ PDF ZFU ပေါ့နော် Zolan PDF ဒီအတွက်ကျွန်တော်တို့ဒီ fundraising ပွဲပါ CB ပေါ့နော်နောက်ဆုံး the final push or phase or way back ခေါ်ပေါ့နော် whatever you want it ကျွန်တော်တို့ဒါနောက်ဆုံးပေါ့ကျွန်တော်တို့ရဲ့Chin Brotherhood ရဲ့တာဝန်ဖြစ်တယ်အဲ့ဒါကျွန်တော်တို့ဒီညမှာလဲတိကျတဲ့အတိုင်းပဲ fundraising ကတော့ CB နဲ့လှုပ်လိုက် Zolan နဲ့လှုပ်လိုက် Falam နဲ့လှုပ်လိုက်CCRC နဲ့လှုပ်လိုက်အဲ့ဒီတိုင်းပဲကျွန်တော်တို့လှုပ်နေပါတယ်ကျွန်တော်တို့မျက်နာဒီမျက်နာဒီရုပ်ချောလေးတွေမြင်တာနဲ့ဘာပြောမလဲဆိုတာတောင်မှအားလုံးသိပြီးသားဖြစ်ပါလိမ့်မယ်ဟုတ်ကဲ့ပါကျွန်တော်တို့ဒီကျွန်တော် point ပဲကျွန်တော်ပြောတော့မယ်เนาะကျွန်တော်လည်းနောက်ထပ်ဒါပြီးရင်ကျွန်တော်တခုတောင်းဆိုချင်တာကတော့ကျွန်တော်ဒီစကားပြောပြီးချင်းကျွန်တော် meeting တခုစတက်ဖို့ကျွန်တော်တို့တခုခေါ်နေကြပါတယ်လို့အဲ့ဒါကြောင့်မို့လို့ကျွန်တော်ကိုခွင့်ပြုဖို့လဲကျွန်တော်အနုငင်းကိုကျွန်တော်ပို့ပြီးတော့ကြိုတင်ပြီးတော့ကျွန်တော်တောင်းဆိုချင်တယ် all right ပထမဆုံးအနေနဲ့ကျွန်တော်တမိုင်းနည်းနည်းလေးပြောချင်တယ်ဘာလို့လဲဆိုတော့ရောက်တုံးရောက်ခိုက်လေးကျွန်တော်ဒီအဓိကဒီ Falam နဲ့ Tidim Zomi ရဲ့ညီအကိုရင်းတပွဲကျွန်တော်တို့ဒီတမိုင်းမှတ်တမ်းနေရှိခဲ့တယ်ဆိုတာကိုကျွန်တော်ပထမဆုံးအနေနဲ့ပြောချင်တယ်ဒီ1850နဲ့1890ကြားပေါ့နော်အဲ့ဒီမှာဆိုရင်ကျွန်တော်တို့ဒီဇာဟောက်စော်ဘွားတွေကခွန်ကျဲတို့လိုင်းဆွန်တို့အဲ့ဒီဒီဒုံကဆိုရင်တီဒီမ်နဲ့ဒီမော်ဘမ်တို့တိုက်တုံးကပေါ့နော်ဒီတမိုင်းအရာပေါ့အခုနှစ်ကတော့နည်းနည်းမှားနိုင်တယ်ဒါပေမဲ့အဲ့ဒီတုန်းကကျွန်တော်တို့ဒီတီဒီမ်မော်ဘမ်တိုက်တုံးကဇာဟောက်ကအဲ့ဒီမှာရောက်တယ်အဲ့ဒီမှာလိုင်းဆွန်တွေကမော်ဘမ်နဲ့တွားတိုက်တော့အဲ့ဒီမှာမော်ဘမ်ကိုဇာဟောက်ကဒီရောက်ပေးတာဖြစ်တဲ့အခါကျတော့ဒီသူတို့ကလည်းဆက်စင်ရေးတစ်ခုအနေနဲ့တွားဖို့ရှိတယ်အဲ့မှာတွားတိုက်တဲ့အခါကျတော့သူတို့ကိုမကူဘူးဆိုပြီးတော့အဲ့ဒီမှာမော်ဘမ်တွေကတိုက်ဆွန်တွေကိုအဲ့ဒီတော့ကဒီမောင်းထုတ်လိုက်တာပေါ့နော်အဲ့ဒီနောက်ပိုင်းမှာဒီတိုက်ဆွန်တွေကအားလုံးနဲ့အရင်တုန်းကဒီအတူတူဒီတဘောတူညီမှုလှုပ်ထားပြီးသားကိုငါတို့ကိုမကူညီဘူးဆိုတော့တဲ့ငါတို့အနေနဲ့ခမရတို့ကိုဖမ်းချုပ်ပါတယ်ဆိုပြီးတော့ဆက်စင်ရေးကိုသူတို့ကဒီဇာဟောက်ခွန်ကျဲကိုသူတို့ဒီတိုက်ဆွန်သူဒီငိမ့်ချမ်းရင်နဲ့တွားပြီးတော့လဲတဲ့အခါမှာသူကိုဝိုင်းပြီးတော့အဲ့ဒါဖမ်းပြီးတော့အဲ့ဒီပြန်မလွတ်တော့ဘူးအဲ့ဒီနောက်ပိုင်းကနေဒီဖလမ်နဲ့တခုလုံးကဖြစ်အကုန်လုံးဟာဆိုရင်ဘယ်ဖြစ်သွားတယ်ဆိုတော့တိုက်ဆွန်ရဲ့ဒီအောက်ချုပ်မှုအောက်ကိုကျသွားတာပေါ့နော်တိုက်ဆွန်ဟာဆိုတကယ်တိုက်ဆွန်ဒီကျွန်တော်တို့ဒီဘူဂျုံဘစ်ပေါ့နော်အဲ့ဒီကနေစတာပေါ့တကယ်တိုက်ဆွန်အခုဖလမ်ရဲ့ဒီ12မျိုးပေါ့နော်ဖလမ်မျိုးယို12မျိုးထက်ကတခုပါပဲကျွန်တော်ပြောချင်တာကတော့အဲ့ဒီတုန်းကစပြီးတော့ဒီအဲ့ဒီတုန်းကသူတို့ဟာဆိုရင်ဘယ်သူလဲဆိုတော့ခမ်ထွမ်တို့ခမ်ဟောက်တို့ရှိတယ်သူတို့ထဲကနေနောက်ပြီးတော့နေနမိုက်ချင်းလဲအခုကြည့်မယ်ဆိုရင်ဖလမ်နဲ့တီဒမ်ဆိုရင်နေမိုက်ချင်းလဲကြိုက်ရက်ဖြစ်တယ်ဒီနေ့အခုကျွန်တော်တို့မြန်မာ independent ကျွန်တော်တို့လှုပ်တုံးကဆိုရင်ပေါ့နော်ပြန်ကြည့်တဲ့ခါမှာဆိုရင်ကျွန်တော်တို့အနေနဲ့ဘယ်တော့မှဒီတွေးမခွဲပဲနဲ့အတူ
လက်တွဲလာတာဒီအဲ့ဒီဒါရကလေးတွေရှိတယ်အဲ့ဒီ history ကျွန်တော်တို့ပြန်ကြည့်လို့ရတယ်အဒီဆိုင်တော့ကျွန်တော်ပြောလို့မရတော့ဘူးဒီမှာတော့ဒီအချိန်ကတိတ်ပြီးတော့မရှိတဲ့ခါကျတော့နောက်ချက်တစ်ခုလေးကျွန်တော်ပြောချင်တာကတော့1953မှာ Zomi Baptist Convention အဲ့ဒီမှာ GS Haugo ရဲ့ကျွန်တော် leadership နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ကိုဒီပြဿနာလေးတွေရှိခဲ့တယ်ပေါ့နော်အဲ့ဒီမှာဆိုရင်လဲဒီဖလာမ်နဲ့တက်တင်ကအတူတူလက်တွဲပြီးတော့အခုထိပေါ့နော်ဒီဖလာမ်မှာဆိုရင်ဒီကျန်းစာကျောင်းပေါ့နော်ကျွန်တော်တို့ ZBC ကျောင်းတွေရှိလာတယ်အဲ့ဒါသူ့ရဲ့ leadership အောက်ကနေစလာတာဖြစ်တယ် Okay short to the point ပဲပြောရမယ်ကျွန်တော်တို့ဒီ history တွေပြောနေလဲနည်းနည်းရှီမှာဆိုလို့အခုမှာဒီဖလာမ်တိတ်ပွဲနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဒီမတိုင်ခင်ဖလာမ်တိတ်ပွဲမတိုင်ခင်မှာဘာတွေလုပ်ခဲ့တယ်လဲဆိုတော့ဒီ global ad hoc ဆိုပြီးတော့ကျွန်တော်တို့ August 6 ရက်နေ့မှာဒီစဖွဲ့ခဲ့တယ်အဲ့ဒီမှာဒီနိုင်ငံတကာမှာရောက်တယ်ကျွန်တော်တို့ဒီ Falam fundraising group ဒီ Australia တို့နောက်ပြီးတော့ဒီ Canada Europe Asia region အားလုံးကျွန်တော်တို့နိုင်ငံ15နိုင်ငံလောက်ကနေပါဝင်ပြီးတော့အဖွဲ့အစည်း3အဖွဲ့အစည်းကတော့မရေနိုင်တော့ဘူးအဲ့မှာကျွန်တော်တို့အဖွဲ့အစည်းခပ်များပဲဒီမှာဒီဘာသာရေးအဖွဲ့အစည်းလည်းပါတယ်လူမှုရေးအဖွဲ့အစည်းလည်းအများကြီးပါတယ်အဲ့လိုမျိုးကျွန်တော်တို့ခေါ်ပြီးတော့ဗောနော်ဒီဖလာမ်ဆက်ရှင်ကအခုဆိုရင်ရန်ကိုအရေးကြီးနေတဲ့အခါကျတော့ကျွန်တော်တို့အနေနဲ့ညီငွဲ့ဖို့ဖြစ်တယ်တနေရာမှာစုပြီးတော့ကျွန်တော်တို့ emergency fundraising ပုံစံပေါ့နော် ad hoc ဆိုပြီးတော့ global ad hoc ဆိုပြီးတော့ကျွန်တော်တို့စဖွဲ့ခဲ့တယ်area နေကျွန်တော်တို့ဒီ fundraising လုပ်ခဲ့တယ်နောက်ပြီးတော့မြို့သိမ်းတိုက်ပွဲကထင်တာထက်ကိုကျွန်တော်တို့4ဆလောက်ဒီငွေကြီးနေပတ်သက်ပြီးတော့ကျွန်တော်တို့ကုန်ခဲ့တယ်အဲ့ဒါကတော့ဒီမှာတော့ပြီးသွားဒါမဲ့အကုန်လုံးအသေးစိတ်ကတော့ပြောလို့တော့မကောင်းသေးဘူးဘာလို့ဆိုတော့ကျွန်တော်တို့နောက်ဆုံး line တစ်ခုကြံသေးတယ် the final push is still there အဲ့ဒါကြောင့်မလို့ကျွန်တော်အနေနဲ့အဲ့ဒါနေစပြီးတော့ကျွန်တော်တို့ဒီကျွန်တော်တို့budget estimate တောင်မှကျွန်တော်တို့4ခါလောက်ကျွန်တော်တို့ဆွဲရတာပေါ့နော်ပြန်ဆွဲပြီးတော့အဲ့ဒီကနေတနိုင်တလောက်ဒီအိမ်တန်ရာရောက်သွားတာရှိတယ်နောက်ပြီးတော့အတင်းတော်ဒီစာပူတာရှိတယ်ဒီကျွန်တော်တို့ဒီအဖွဲ့အစည်းအများကြီးကအားလုံးဒီချိန်မှာအတူတကွပါဝင်ဖို့ဆိုပြီးတော့ဒီအရေးကြီးတာလဲနောက်ပြီးတော့ဖလန်တက်ပွဲကလည်းကျွန်တော်နည်းနည်းပြောချင်တာကတော့ကြံတဲ့ CB operation ဒီအားလုံးထက်အတော်လေးကိုကျွန်တော်တို့ပြင်းထန်ခဲ့တယ်အဲ့ဒါအားလုံးအတိပဲเนาะမမျော်လင့်တာတွေတော်တော်ဖြစ်တယ်တိုက်ရင်တိုက်ဖို့သွားတာကိုတိုက်ရင်3ရင်4ရင်စာလောက်တိုက်ရတဲ့အတွက်အရန်ကိုကြီးကျယ်တဲ့တမိုင်းတွင်လက်ဒီ operation တွေဖြစ်ခဲ့တယ်ဒါပေမဲ့ပီတူတွေအဓိကကျွန်တော်ဒီမှာ credit ပေးချင်တာကတော့မိပင်မှာရှိတဲ့ရဲဘော်တွေကျွန်တော်တို့ခေါင်းဆောင်တွေကတော့ credit ပေးပြီးသားပေါ့နော်ဒီ CB ရဲဘော်တွေအားလုံး credit ပေးပြီးသားအဲ့ဒါကတော့တစ်ချက်ဒုတိယတစ်ချက်က credit ပေးချင်တာကတော့ကျွန်တော်တို့ရဲ့ပီတူတွေပါပီတူတွေကတော့ oh my god when it come to what like blood or what it come to unity something like that ကျွန်တော်တို့ပီတူတွေကတော့တည်တယ်ပီတူတွေကမအားဘူးပီတူတွေကနားလေတယ်ဒီချိန်မှာ unite ဖို့ဖြစ်တယ်ဒါအရေးကြီးတယ်ဆိုတာတည်တယ်အဲ့ဒီမှာနောက်တွေလာလိုက်ဝက်တွေစိတ်တွေနွားတွေအကုန်လုံးလာတယ်အဲ့လိုလာတဲ့ခါကျတော့ဒီဟာကိုကျွန်တော်တို့အောင်မြင်ရချင်းဖြစ်တယ်ပထမဆုံးအနေနဲ့ဖရာသခင်ကြောင့်ကျွန်တော်တို့အောင်မြင်ချင်းဖြစ်တယ်เนาะဒုတိယအနေနဲ့ပီတူပေါ့ပီတူရဲ့ညီငွဲ့မှုကျွန်တော်တို့ခေါင်းဆောင်တွေတဲ့ leadership အားအားကြောင့်မို့ဒီလိုဖြစ်သွားတာဖြစ်တယ်ကျွန်တော်အနေနဲ့ပေါ့เนาะအဲ့ဒါတွေပြောနေလဲဒါကပြီးသွားတဲ့အခါလဲဖြစ်အဲ့ဒါဥပမာယူဖို့တော့ကျွန်တော်အနေနဲ့ဒီကျွန်တော်တို့ဒီဇိုလန်ခေါင်းဆောင်တွေဖြစ်ဒီဇိုလန်ပီတူတွေကျွန်တော်တို့ဇိုမီပီတူတွေဖြစ်ဒီကနေ
ကျွန်တော်အနေနဲ့တော့ဒီ lecture ပေးတာအဲ့လိုမျိုး coaching ပေးတာလို့မထင်ဘဲနဲ့ပေါ့နော်ဒီအရေးကြီးတဲ့ခါမှာတော့တွေးနေဖို့တော့ကျွန်တော်တို့အနေနဲ့လူတယ်ဘာလို့လဲဆိုတော့ဒါကအရန်ရေးကြီးတယ်ဒီတချို့ကလည်းကျွန်တော်တို့တုန်းကလည်းဖလမ်ကိုတိမ်ဖို့စန့်ကျင်တဲ့ပေါ့နော်မတိမ်ဖို့ပြောတဲ့လူတွေကတော့အတကုံများတယ်အရန်များတယ်အဲ့ဒါလက်တွေ့ပဲ online ကနေလောက်လိုက်ဟိုကနေနည်းနည်းပါးပါးစာပို့လိုက်အများရှိတယ်ဒါပေမဲ့ကျွန်တော်တို့စဉ်းစားတာကဒီလိုအခု USA ကသူတို့ဒီအခြေအနေရောက်ဖို့က civil war မှာသူတို့လူပေါင်း3သိန်းကျော်ပေါ့နော်အားလုံး6သိန်းလောက်ပေါ့နော်အကုန်လုံးဆိုရင်တော့အဲ့လောက်သူတို့ဟိုဖြစ်ခဲ့တယ်နောက်ပြီးတော့ဒီအခြေအနေရောက်ဖို့ဆိုရင်သူတို့နှစ်ပေါင်း400လောက်အထိကိုသူတို့ရောက်လာခဲ့ရတယ်ဒီကျွန်တော်တို့ constitution နဲ့ပြင်လိုက်လှုပ်လိုက်အဲ့လိုဖြစ်လာရတယ်ကျွန်တော်တို့အခုကြည့်လိုက်မြန်မာပြည်မှာဘာကောင်းတာရှိတယ်လဲဆိုတော့လက်ချိုးရည်လောက်တောင်ရတယ် education လည်းမကောင်းဘူးစေပွားလည်းမကောင်းဘူးဘာမှမကောင်းဘူးတကယ်တမ်းဆိုရင်အဲ့ဒါကကျွန်တော်တချို့လူတွေကပြောကြမှာပေါ့နော်အများအလွန်လွန်းတယ်ပေါ့ပြောမှာမဟုတ်ဘူးနိုင်ငံခြားရောက်ရင်သိပါလိမ့်မယ် system တစ်ခုကနေဘလောက်အထိအပြောင်းအလဲရှိတယ်ဆိုတာဒီမှာကကျွန်တော်တို့ခလေးတွေကြောင်းတောင်မှအိမ်မှာလာပြီးတော့လာကြူပြီးတော့လာခေါ်ရတယ်နောက်ပြီးတော့ကျွန်တော်တို့ခလေးတွေကိုသူတို့က lunch ပေးတယ်ကျောင်းကဒီ high school ထိကတော့ free ပဲဘာမှပေးစရာမလိုဘူးတကယ်တမ်းဆိုရင် college ရောက်ခါကျတော့ပေးရတယ်ပေါ့နော်ဒါပေမဲ့ college မှာတောင်မှ master level မရောက်ရင်တော့ grant အများကြီးရှိတယ်ပညာရေးဒီလောက်ကောင်းတဲ့ USA မှာအဲ့လောက်ထိအဲ့ဒါအကုန်လုံးတွက်လိုက်တော့ပြောလို့ကိုမကုန်ဘူးအများကြီးပဲ system တွေကအများကြီးပဲဘယ်မှာသွားဘယ်နေရာသွားလူအတန်းစားတွေခွဲခြားမှုမရှိဘူးအဲ့ဒီခြေနေကိုကျွန်တော်တို့တိလို့တကယ်ဒါဆိုအခုဒီမှာနေတဲ့ US မှာနေတဲ့အခု online မှာကြည့်တဲ့လူတွေကကျွန်တော်တို့မြန်မာပြည်ကိုလာပြီးတော့လာဒီ fund လာရှာပြီးတယ်ဆိုတာမရှာလို့လည်းရတယ်နော်ခင်ဗျားတို့ဘာသာလို့ဘာကျွန်တော်တို့အဲ့လိုဆိုရင်ရတယ်လေမရှာနဲ့ရတယ်ဘာမှမဖြစ်ဘူးကျွန်တော်တို့ပတ်စံပြကုန်စရာမလိုဘူးဘာမှမကျွန်တော်တို့ဘာလို့လုပ်တယ်ဆိုတော့ဒီအခြေအနေဒီအရသာ the taste of democracy နော်ဒါကိုကျွန်တော်တို့တီးလို့ခံစားရလို့ကျွန်တော်တို့ရဲ့ညီအကိုတွေအမျိုးတွေမိဘတွေဆွေမျိုးတွေလည်းဒီဟာကိုခံစားစီခြင်းလို့ရည်ရှည်အတွက်ကျွန်တော်တို့စဉ်းစားလို့ဒါကိုလုပ်နေရတာဖြစ်တယ်အတက်ပေါင်းများဆိုလဲပေးဆက်ပေးပြီเนาะကျွန်တော်နှုတ်ဆက်လို့မရတော့ဘူး this is the final push I repeat again the final push အားလာကြမို့ဒီနေ့မှာအားလုံးကိုကျွန်တော်ဖိတ်ခေါ်တဲ့သူဇာနာကျွန်တော်ဖလားမျိုးနည်းနည်းပြောမယ်နော်နည်းနည်းလေးကျွန်တော်ခေါ်ခဏခေါ်နေလို့ဒီမှာ all right sebele falam yu yo tidim lu yo nang tidim le semma ma nei chang tidim pau to tom hel ma nga ong ge no ဟိမိုင်းဒီပေါက်တော့တွိုင်းလေတိမ်ပေါတော့tom hi le dia mate den chang ma kretin de le falam ပေါတော့ ong hi git le mate ma ese ka tidim ပေါเป็น hel gop ke chang te zang le tidim de ong hi chang famo ken te mate okay okay dena kongen nga dena pa khup jong gen mo chang puk Dr. Ken tonin jong gen khini na tu ni tak pen tu hun pen go ka ki chwa hun hi no mo ka ki chwa hun ki chu tuak ni a chi mo bangang yam chi le this is the time hi pen a hun ma hi i tu hun nau cha le pen nga non lo mo tun thein te tun ngal kap zanga wa long pai ta tu nong pai ka tong pai thei mo tun news en le ki zakin ki mukin tua jong te dim ilak ma to hi lai ding hi ven to ai changa tamma ma hi ding pen i tawan pen tam lo
ก็ต้องตัวนี้meeting ตัวนี้จริงสังสงเสียตรงสงเสียของเตจังบางสีสังเป้าของไปสอกเนี่ยน้องไก่โอเคจะนอนตัวไม่บอกตัดยิมเป้าเป็นเทคินนะยังnative เลียนฮิโลqueจังตัวขัดเวจังฮัมซานาอมินาจะไม่แรงกับป้าเป็นสิเรากับปูเป็นกันนู้ละมากับปูเป็นหนาวหลักแต่ฮียังฝรั่งเป่าสังหม้อกันเขากันเอาปลาไหลเป็นฝรั่งเป่าสังจังจังกับปีแต่เป็นเลียนซอแต่ฮีไหลหม้อยังมุนไลแกมุนไลอมเวนยังมุนไลเป็นดีลำปนาสวงเพย์ตุยลำปนาไปขึ้นแต่จังเขากับเวนเป็นบามุนไลอมเลียงบาตาลิมิวอาลูลุยจัดเดตัวให้จังเฮลงอบมั้งโอเค let's go back to this topic ตัวให้จังหันจำรินี่มั้งหันจำนี่อีเวกหันจำนี่กี่ทุกขัดนี่มีเฮาตัวตำรวจแต่ดิมเป็นก็เทตำรวจอามินตัวนังงานองเกนสักเลยเป็นมีงาของงาปนาสมองเป็นเกนใช่ดิงก็มีเทมั้งตำรวจกสิปวยบอลปีแต่นุงละมากะลมแต่ยังคงอมแต่ตำปีตักอมมั้งเปล่าที่ห้องเกนเลยตำรวจมั้งตัวเตซองนาซักเลยนั่นเองก็ไม่ร้องเอ็นเลยจินตอมเท้าเดียวตัวแบกนงละมามุกินนั่นใช่อินเตะมั้งโอเคแล้วจังตู้หุ่นเป็นกูมุนคาตาอิเซปหุ่นฮิตาจังสกายงะโลมากระดิ่งบางงานหอมจะเทลโมแต่ดิมเปาเป็นเสียงอาร์ตคอมไหลโอเคตัวไอ้เลยเดนักเก็ตดันบางโกลป้าวเดนักเก็ตบางฮีเป็นเอ็นบางเจียมัติจูนุนเทโลบางอมงะนนเลยเว้ปอลคัดเตเป็นกิปิลสักกินะกิเทสักเดวโมเลฮีนะหุ่นห้องเจียงอมนอนโลมั่วเขาปีดึงซ่องอมโลจังฟงซ่องเล่นนวมโลที่บางอมเป็นงาโลตู้หุ่นเป็นฮีหุ่นเป็น this is the time to unite ตัวไอ้จังฮีเป็นกูมุนคาตากี่ชุดตัวนี้กี่หันเจียมนี้ที่เป็นองจะสักหนัวมิงองเกเนี่ยมั่วบางทีเดียกี่อนุองนี้กูจะนอนนี่เนี่ยเปียวชินเนี่ยบาโลเลสรอจะโดนน่าจะตัวลูกมาพิบูจะโดนจามีสวยปีบีเนาะอะไรจะโดนเชนสกับบ่ยาสุเนาะเลือดโลเลมากองรอบูอะคู่โซยินจะโดนขยี้กะจะเวทจางจูบีบีอะไรจางโมโลอาโลอันนี้เนี่ยป่าเวนปีจ่าบาโลเนาะฟลามข้าจูมาร์กาเร็ตชีเดสรอฟลามการมาร์กาเร็ตอัดท่าอะไรดอกเนาะสมาโอเคอาโลจิซุติเนี่ยอาโลจิญญามาป่าเวนปีจ่าบาน่านี่เลยป่าเวนปีจ่าบา thank you ไม่เสียปอลงดำมาไม่ตัวปนงสังเซมให้เราเสียปอဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်ဆရာပေါ်မအားတဲ့ကြားတဲ့ကနေပြီးတော့မှမီတင်နေရှိတဲ့ကြားတဲ့ကနေပြီးတော့မှကျမတို့ကိုအချိန်ပေးတဲ့အတွက်အထူးပဲကျေးဇူးတင်ရှိပါတယ် PDF ဇုံးလဲအင်ဂျီနဲ့เนาะကျမတို့အရန်ကိုခန့်နေတာခန့်ချောကြီးဖြစ်နေတာကျေးဇူးတင်ပါတယ်လို့ဟုတ်ကဲ့ပါဆက်လက်ပြီးတော့မှကျမတို့ဒီကနေ့ပြုလုပ်တဲ့ရှင်းပြမြောက်ပိုင်းနောက်ဆုံးလှိုင်းကနေပြီးတော့မှကျမတို့ရရှိတဲ့ထောက်ပို့ငွေတွေကိုကြော်ညာပေးဖို့ရန်အတွက်ပေါ့နော်ဒီကိုမဟာ Graceman ကိုဖိတ်ခေါ်ပါတယ်လို့ကျမတို့တောက်လျှောက်ပေါ့နော်ဒီရှင်းပြမြောက်ပိုင်းနောက်ဆုံးလှိုင်းအောင်ဆိုလို့ရှိရင်တော့စနေနေ့ညနေတိုင်းကိုပေါ့နော်ကျမတို့ live တခြားအရေးကြီးကိစ္စတွေမရှိဘူးဆိုလို့ရှိရင်ကျမတို့အမြဲတမ်းဒီစနေနေ့ညနေတိုင်းကိုပြုလုပ်နေကြဖြစ်ပါတယ်လို့ဒါကြောင့်မို့လို့မိဘပြည်သူများအနေနဲ့လည်းပေါ့နော်ဆက်လက်ပြီးတော့ကျမတို့အနေနဲ့ပါဝင်ပေးကြဖို့ရန်အတွက်လည်းမြစ်တာရက်ခံတယ်ပြီးတော့နောက်တစ်ခုကကြတော့ကျမတို့ဒီဆက်လက်ပြီးတော့မှလည်းပေါ့နော်ဒီခုန Zell ကြော်ညာသွားတဲ့နံပါတ်တွေလည်းသိပါတယ်ဒီကမှာလည်းဆက်လက်ပြီးတော့မှပါဝင်ပေးကြဖို့ရန်မြစ်တာရက်ခံပါတယ်โอเคဥမာ Graceman ကကြော်ညာပေးပါရှင်ဟုတ်ကဲ့ဒီညစပြီးတော့ရတာတော့ကျွန်တော်တို့စာတင်လာပေါ့နော်စာတင်လာကဒေါ်လာ900ပြီးတော့ Reverend Pastor တူကဒေါ်လာ100 Eddie Moaswam ကဒေါ်လာ900တော့ကြောင့် Nel Young
နေယောင်ကွက်ကဒေါ်လာ19ဒေါ်လာပြီးတော့ပါတီကဒေါ်လာ100အတမ်းမပြီးတော့ခွင့်လို့ပါလို့တချို့နာမည်တွေက flat နာမည်တွေလည်းပါ ဆက်မောင်ရေခုနကဆက်စတင်လာနော်ဆက်စတင်လာကျွန်တော် police ကကျွန်တော်ရဲ့အကူရတဲ့ကျွန်တော် flam ဆရာကြီးတပါဖြစ်ပါတယ်လို့ Okay စတင်လာစတင်လာဖြစ်မယ်နော်စတင်လာဆရာစတင်လာပြီးတော့ Reverend Pastor ကတရားပေါ့နော်ဆိုတော့အားလုံးပေါင်းကျွန်တော်တို့အခုချိန်ထိရတာတော့ဒေါ်လာ1219ဒေါ်လာဖြစ်ပါတယ်1219ဒေါ်လာဖြစ်ပါတယ်အထူးပဲကျေးဇူးတင်ရှိပါတယ်လို့ back to ညည ဟုတ်ကဲ့ပါခုချိန်မှာတော့ကျမတို့မောင်လေးမိုက်ကယ်တန်ထူကနေပြီးတော့မှတရှင်းတပုတ်နဲ့ပြန်လဲပါဝင်ပေးဖို့ရန်အတွက်ဖိတ်ခေါ်ပါတယ်လို့ကျမတို့ဆက်လက်ပြီးတော့မှလည်းမိဘပြည်သူတွေကပါဝင်ပေးကြဖို့ရန်အတွက်လည်းမြစ်တာရက်ခတ်ပါတယ်ရှင်းပြမြောက်ပိုင်းနောက်ဆုံးလှိုင်းရဆိုလို့ရှိရင်မိဘပြည်သူတွေရဲ့အားနဲ့ပဲကျမတို့နောက်ဆုံးလှိုင်းကိုဆက်သွားမှာဖြစ်ပါတယ်လို့ဒါကြောင့်မို့လို့ကျမတို့ဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်ခင်ဗျာဆက်လက်ပြီးမိမိနေကောင်းလားဆိုတဲ့သချင်းလေးနဲ့အမေကိုတတိယနေတဲ့သူတွေအတွက်တင်ဆက်ချင်ပါတယ်ကျွန်တော်တီဆူနေစဉ်အတွင်းမှာလည်းပဲအလူငွေများအဖြစ်တော်ကောင်းတကက်ကိုအားပေးခြင်းများဖြင့်တော်ကောင်းဆက်လက်ပါဝင်ပေးကြပါလို့ကျွန်တော်အနေနဲ့လည်းမေတ္တာရက်ခံချင်ပါတယ်ချစ်တဲ့မေမေစီစီငယ်ကျွေးမဲ့ချစ်ချင်းတွေဒီကဘာမြေကိုတာယာပါစေမေမေနေကောင်းလားမေ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 နှလုံးသားရဲ့ကြပြအဆုံးထင်မဲ့ပြီးစံတင်မြတ်တာမေမေဆိုတန်ချိုအေမေမေနေကောင်းလားမေမေပြောင်းလေကရင်မခံစားတေးသေးဆိုင်မြေမြောင်းဝဲငိုချင်တဲ့မေမေအယံဝမ်းနေနေမေမေအဝေးကမေ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 နှလုံးသားရဲ့ကြပြအဆုံးထင်မဲ့ပြီးစံတင်မြတ်တာမေမေဆိုတန်ချိုအေမေမေနေကောင်းလားမေမေပြောင်းလေကရင်မခံစားတေးသေးဆိုင်မြေမြောင်းဝဲငိုချင်တဲ့မေမေအယံဝမ်းနေနေမေမေအဝေးကမေ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 နေကောင်းလားမေမေအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာတရှင်းနဲ့ပါဝင်ပေးသွားတဲ့မောင်လေးမိုက်ကယ်တန်ထုနဲ့ထောက်ပို့ငွေတွေကိုကြော်ညာပေးသွားတဲ့ဦးမန်တို့ကိုထူးပဲကျေးဇူးတင်ရှိပါတယ်ရှင်ဆက်လက်ပြီးတော့မှကျမတို့ကိုရင်ထွေးကိုဖိတ်ခေါ်ပါတယ်ကိုရင်ထွေးကနေပြီးတော့မှကျမတို့နဲ့အတူဒီကနေ့ရှင်းပြမြောက်ပိုင်းနောက်ဆုံးလှိုင်းမှာပါဝင်လာပြီးတော့မှအားပေးတိုက်တွန်းဖို့ရန်အတွက်ကိုရင်ထွေးကိုဖိတ်ခေါ်ပါတယ်ရှင် မင်္ဂလာပါအဲ့လိုကျွန်တော်တန်ကြားလာမသိခင်ဗျာ ကြားပါတယ်ရှင် ဟုတ်ကဲ့ကျွန်တော်မောင်ရင်ထွေးပါကျွန်တော်ကိုကနေပြီးတော့ကျွန်တော်ကိုရင်ထွေးဒီကျွန်တော်တို့ရဲ့ပွဲလေးမှာစကားလေးဝင်ပြောပေးပါဆိုလို့ကျွန်တော်ဝင်ပြောတာပါကျွန်တော်တော်တန်းဟိုပွဲတွေကျွန်တော်အနောက်ကပဲတန်းနေသလောက်ကျွန်တော်တန်းနေအစွမ်းနဲ့ကျွန်တော်ကူညီပေးပါတယ်ကျွန်တော်အဲ့လိုတစ်ခါမှလည်းစကားမပြောဘူး
ခုပြောရလဲအတန်ကြီးတုံနေတယ်အတန်တုံတာ2မျိုးရှိတယ်ပထမတစ်ခုကကိုရင်ပချင်းချိတ်ဆက်နေတဲ့ညီကိုမောင်နှမတွေပြပြမတိုက်ပွဲဝင်တဲ့သူတွေနဲ့စကားထိတွေ့ပြီးပြောရတယ်နောက်တစ်ခုကခုနကချင်းပြည်မြောက်ပိုင်းနောက်ဆုံးလှိုင်းဆိုတဲ့အတန်လေးကြတော့စက်သိမ်းမှုရင်ထားပြီးအတန်လေးကတုံနေတယ်ဘာကြောင့်လဲဆိုတော့ဒီစကလုံးကြီးကအရန်ကြီးတယ်အရန်လည်းအရေးကြီးတယ်။ဘာကြောင့်လဲဆိုတော့မြေပြင်မှာတိုက်ပွဲဝင်တဲ့ညီကိုမောင်နှမတွေအားလုံးကအသက်တွေပေးပြီးတိုင်းပြည်အတွက်အသက်တွေပေးတယ်။အဲ့ဒီစကလုံးကြီးကိုကြားလိုက်တော့စက်သိမ်းနေထားခဲ့ပါတယ်။ဒါကြောင့်မို့ကျွန်တော်မြေပြင်မှာရှိတဲ့ညီကိုမောင်နှမတွေအားလုံးကိုကျွန်တော်စကားပြောတိုင်းမှာကျွန်တော်ဆူတောင်းလေးတစ်ခုဆူတောင်းပါတယ်အဲ့ဒီဆူတောင်းလေးကတော့စိတ်ချမ်းသာခြင်းကိုယ်ကြမ်းမှခြင်းနဲ့ပြည့်စုံပြီးတလုံးတဝါနဲ့ဘုံမကြတဲ့အရာမှနေနိုင်ကြပါစေလို့ဆူတောင်းပါတယ်ဘာကြောင့်အဲ့စကားလေးပြောလဲဆိုတော့စကားစားသူတို့လုံနိုင်တာဆိုလို့လီရင်နဲ့ပုံကြတာပဲရှိတယ်မြေပြင်တိုက်ပွဲတွေမှာလည်းသူတို့အဲ့လောက်ကြီးမလုပ်ခဲ့ဘူးခုနပြောခဲ့တဲ့ခုနအခမ်းအနားမှာပြောသလိုပါပဲကျွန်တော်တို့တကယ်လိုအပ်နေတဲ့တိုက်ပွဲတွေလိုအပ်နေတာတော့ဒီကထောက်ဖို့เนาะ။ဘာကြောင့်လဲဆိုတော့အရင်စခဲ့တိုက်ပွဲစခဲ့တာကျွန်တော်တို့တူမီကနေစခဲ့တာအခုကျွန်တော်မောင်းပြန်တွေဆက်လက်တွေနဲ့ drone တွေနဲ့အဆင့်မီအောင်တိုက်ပွဲတွေဝင်ခဲ့တယ်။ပထမဆုံးတိုက်ပွဲဝင်တဲ့အချိန်တုန်းကတော့ကျွန်တော်တို့ကဘာနဲ့တိုက်ခဲ့ရလဲဆိုတော့ခုခံစစ်ကနေပြီးတော့ကျွန်တော်ပျောက်ကြားတွေတိုက်တယ်ခုခံစစ်ကနေတွန်းလှန်စစ်ကိုတိုက်လာတဲ့အခါမှာမြို့တွေသိမ်းလာခဲ့တယ်ခုတီးတိမ်ကိုအပီးလိန်နေတဲ့စကားစာကိုတိုက်ပွဲဝင်ဖို့အတွက်ချင်းဘရာသာခုကနေပြီးတော့စီစဉ်နဲ့ကျွန်တော်နောက်ဆုံးလှိုင်းလေးမှာကျွန်တော်တို့လည်းပါဝင်သလိုရင်ပချင်းချိတ်ဆက်နေတဲ့မိဘပြည်သူတွေအားလုံးပါဝင်ဖို့လည်းကျွန်တော်ဆုတောင်းပါတယ်။ဘာကြောင့်လဲဆိုတော့ကျွန်တော်2023-24မှာကျွန်တော်ထိုင်းနိုင်ငံနေဆင်ကျွန်တော်ရောက်ခဲ့တိုင်းသားနေရောက်ခဲ့ပါတယ်။ PDF တွေနဲ့လည်းအများကြီးတွေ့ခဲ့ပါတယ်။ PDF ကလေးဆိုတာတချို့ကလေးတွေ14-15နှစ်ကလေးတွေကျွန်တော်တွေ့ခဲ့တယ်။တချို့ကလေးတွေဆိုရင်မိဘတွေကိုယ်တိုင်ကနေပြီးတော့ PDF ကိုလာပြီးအနန္တ။ဘာကြောင့်လဲဒီပွဲမှာဒီကိပြောင်းနေဒီလူတော်နိုင်မှာသူတို့ပါခဲ့ဘူးဆိုရင်တမိုင်းမှာတဲ့သူတို့မျက်နှာမလားဘူးသမီးတွေကိုယ်တိုင်ကိုသူတို့ဒီ PDF တွေကိုလာပြီးအနံတယ်တိုက်ပွဲဝင်မှုနိုင်တဲ့ဘက်ကနေပြီးတော့ပါဝင်ပေးဖို့ထင်ခွဲတာပဲဖြစ်ဖြစ်ရေခတ်တာဖြစ်ဖြစ်နိုင်တဲ့ဘက်ကနေပါဝင်ပြီးတော့ကလေးတွေလုပ်ကြပါဆိုတော့ကျွန်တော် PDF ကလေးတယောက်နဲ့ကျွန်တော်တွေ့ခဲ့ပါတယ်တကယ်သူ့ရဲ့စကားလေးပြန်နှထောင်ကြည့်ဗျာသူကဘာပြောလဲဆိုကျွန်တော်တို့မှာတဲ့အိုးပြစ်အိမ်ပြစ်မိဘပြစ်တငယ်ချင်းပြစ်နောက်ဆုံးချစ်သူပြစ်တဲ့အပြစ်တွေကိုခံရပြီးတော့တော်ရရောက်ခဲ့တယ်ဒါပေမဲ့ကျွန်တော်တို့ပြန်ပြစ်နိုင်တာတခုကတော့ပြည်သူကလှူတဲ့ပြည်သူကပေးတဲ့တနက်ကိုကြိုက်ပြီးတော့ဒီစခါစားစစ်ခွေးတွေကိုပြန်ပြစ်နိုင်တဲ့အားတခုပဲကျွန်တော်လက်ထမှာရှိခဲ့တယ်တဲ့ပြည်သူကကျွေးတဲ့ထမင်းကိုစားတယ်ပြည်သူကပေးတဲ့လက်နဲ့ပြည်သူကိုဒုက္ခပေးနေတဲ့စကားစားကိုတိုက်ပွဲဝင်နေတဲ့ PDF တွေညီကိုမောင်နှမတွေတိုင်းရင်းသားညီကိုမောင်နှမတွေအားလုံးဟာတကယ်သူတို့ရဲ့နောက်ကျောပြန်လှည့်ရသူတို့နောက်ဖက်မှာဘာမှမရှိတော့ပါဘူးအရင်ကြီးကအရန်များပါတယ်ကျွန်တော်တို့ဒီဘက်ပြည်ပမှာရှိတဲ့နေတွေပြည်တွင်းမှာရှိတဲ့မိဘပြည်သူတွေလှုပ်ပေးနိုင်ကြတာကျွန်တော်တို့ရဲ့တက်နိုင်တဲ့ဘက်ကအုတ်တစ်ချက်တဲတဲ့ဝင်လှူနိုင်ဖို့ကတော့ကျွန်တော်ထောက်ပံ့ငွေပေးစာရုံပဲပေးရမှာပါကျွန်တော်နိုင်တဲ့ချွေးနှစာလေးနဲ့လှူလိုက်လို့ခုချိန်ကြီးကျွန်တော်၄နှစ်တာအတွင်းမှာ88ကိုကြည့်လိုက်88ကသူတို့ကစာအုပ်ကြီးတိုင်းမှာတွားပြီးလုတ်ခဲ့တယ်88လိုပဲຫນွေဦးတော်လိုင်းလည်းဒီလိုပဲလုံမယ်ဆိုပြီးလို့88နဲ့ຫນွေဦးတော်လိုင်း27ຫນွေဦးတော်လိုင်းနဲ့တော်တော်ကြီးကွာခြားသွားပါပြီ88မှာတနက်နဲ့ပြဖောက်တဲ့လူ450ယောက်လူ4-500လောက်တပ်ပြလိုက်တယ်အားလုံးငြိမ်ပြီးတော့ပြီးသွားပြီမဲ့ຫນွေဦးတော်လိုင်းမှာမရပါဘူးခင်ဗျာတစ်ချက်ပေါက်ရင်ကိုယ်က10ချက်ပြန်ဖောက်နိုင်တဲ့အချိန်ကိုပြန်ရောက်ခဲ့ပါပြီဒါကြောင့်မို့ကျွန်တော်တို့အချိန်ခုနပြောချင်းပြည်မြောက်ပိုင်းနောက်ဆုံးလိုင်းပြီးသွားရင်ဗမာပြည်တပြည်လုံးအကုန်ကျုံးဆိုတဲ့အစာမျိုးကျွန်တော်တိုင်းပြည်လုံးကျွန်တော်တို့ဒီကောင်လေးမြေလမ်းပြီးလောက်ရမယ့်အချိန်ရောက်နေပါပြီအားလုံးစီလုံးလုံးနဲ့ညီညွတ်ညွတ်နဲ့ပြည်တွင်းရောပြည်ပရောကျွန်တော်တို့ညီကိုမောင်နှမတွေရောတိုင်းရင်းသားညီကိုမောင်နှမတွေရော PDF တွေရောကျွန်တော်ထောက်ပံ့လှူဒန်းနေတဲ့ကျွန်တော်မိဘပြည်သူတွေအားလုံးတစုတဲ့တဝေးနဲ့လှုပ်ခက်လိုက်ရင်မင်းအောင်လိုက်ပါဝင်တဲ့စကားစာကျွန်တော်တို့
ဘာမှပြီးမြေမှာမရှိတော့ပါဘူးဒါကြောင့်မို့ကျွန်တော်တို့နိုင်တဲ့ဘက်ကနေကူကြပါလို့ကျွန်တော်မြစ်တဲ့ရခံပါတယ်ကျွန်တော်လည်းနိုင်တဲ့ဘက်ကကူညီနေပါတယ်ကျွန်တော်နိုင်တယ်လို့ကိုကူညီတော့တက်နိုင်တဲ့ဘက်ဘယ်သူမျိုးဆိုလူမျိုးမျိုးဘာသာမျိုးလာကူညီတော့ကျွန်တော်တိုင်းပြည်အတွက်နောက်ကျွန်တော်တိုင်းပြည်အတွက်ကျွန်တော်ຫນွေဦးတော်လိုင်းအတွက်ကျွန်တော်နိုင်တဲ့ဘက်ကနေကျွန်တော်လုပ်မယ်ကျွန်တော်တယောက်ကနိုင်ငံသမားမဟုတ်ပါဘူးနိုင်တဲ့ဘက်ကနေကူညီခဲ့တဲ့လူတယောက်ပါဒါကြောင့်မို့ပြည်သူမဆိုအကူညီတောင်းရင်ကျွန်တော်နိုင်တဲ့ဘက်ကလုပ်ပေးကြမယ်ကျွန်တော်တို့ကူညီနိုင်တယ်လို့ပဲခု like မှာရှိတဲ့လူတွေရောကျွန်တော် zoom meeting မှာရှိကြတဲ့ညီကိုမောင်တို့တွေအားလုံးတော့တက်နိုင်တဲ့ဘက်ကနေပြီးတော့ကျွန်တော်တို့အမြန်ဆုံးနောက်ဆုံးလမ်းယူပြီးမြအောင်အတွက်ပါဝင်ကူညီကြပါတစ်ချက်တပြားကူညီရလဲအားပါပဲကျွန်တော်တို့ရင်ပတ်ချင်းချိတ်ဆက်တဲ့ညီအကိုတွေရှိနေတဲ့ကာလပတ်လုံးကျွန်တော်တို့ဒေါ်လာရေးဟာအမြန်ဆုံးနည်းနဲ့ပွဲသိမ်းမှုအရေးကြီးနေပါပြီစကားစလည်းကြောက်လန့်နေပြီခုဆိုရင်တရင်နဲ့တရင်စိုးတွေကတော့အမြဲတမ်းကြားနေရမှာပဲမြေပြင်ကိုဘုံကျဲတယ်ကျွန်တော်အပြစ်မဲ့ပြည်သူရွာသူရွာသားတွေဘုံကျဲကျွန်တော်အဲ့လိုပဲကျွန်တော်တို့တနေ့ကျွန်တော်မှာ positive နဲ့ negative ဆိုကျွန်တော် positive ကိုကျွန်တော်အရင်တွေ့တယ်ဝမ်းသာစရာသတင်းလေးကိုယူပြီးကျွန်တော်ခွန်အားယူရတာအဲ့ဒီခွန်အားတွေရမှဒီကောင်တွေဘလို့ပြန်တိုက်ထုံလဲဆိုကျွန်တော်အားတွေမူပြီးကျွန်တော်လုပ်ခဲ့ရတာအဲ့လိုသာသူတို့လုံးသမျှသတင်းတွေကြားပြီးတော့စိတ်တက်တွေကြားပြီးပြက်သွားမှရှိပါတယ်ဒါပေမဲ့ကျွန်တော်တို့ပဲရှိတယ်ငါတို့မှမလုပ်ကြရင်လုံးမဲ့ဘလူးတွေဘလူးရှိတယ်ဒီလူတွေပဲရှိကြတယ်ပြည်သူတွေအားလုံးကလည်းဒီစကားဆောင်မုန်းနေတယ်ဆိုတော့ပြည်သူတွေအားလုံးပါတယ်လို့ကျွန်တော်တို့မြေပြင်မှာတိုက်ပွဲဝင်နေရေးကြည့်တယ်မြေပြင်မှာတိုက်ပွဲဝင်နေညီကိုမောင်နှမရဲ့အရေးကြီးဆုံးပါသူတို့အသက်ကိုပေးပြီးတော့တိုက်ပွဲဝင်နေရတာတိုင်းပြည်လွတ်မြောက်ဖို့နော်ကျွန်တော်တို့ဗမာပြည်ဒီမိုကရေစီပြန်လဲထူထောင်ဖို့နဲ့နေရာတိုင်းကျွန်တော်ပြည်နယ်တွေမှာ Federal ဒီမိုကရေစီပြန်လဲထူထောင်ဖို့အတွက်တိုက်ပွဲဝင်နေကြတာလိုအပ်တဲ့နေရာမှာလိုအပ်တယ်လို့ကျွန်တော်တို့ဖြည့်ဆည်းရမှာအုတ်တစ်ချက်တဲ့ဝင်နေနဲ့ပါဝင်ကြတဲ့မိဘပြည်သူများတွေကိုလည်းဒီနေရာလဲရင်ပြောသလိုပါပဲအရေးကြီးတာကျွန်တော်ထောက်ပံ့ဖို့ပါပဲမြန်လေးထောက်ပံ့နိုင်မြန်လေးပွက်ပြီးသွားမှာပါဒါကြောင့်မို့နိုင်တဲ့ဘက်ကနေပါဝင်ကြပါလို့ဒီနေရာနေမြေတရခံပါတယ်ကျေးဇူးတင်ပါတယ်ခင်ဗျာဒီလိုမြိုက်တင်ပါတယ်ကိုရင်ထွေးဟာဆိုလို့ရှိရင်တောက်လျှောက်ဒီ88ကနေပြီးတော့မှအခုချိန်ထိတောက်လျှောက်ပါဝင်ပေးတယ်ဒီWashington DC area မှာဆိုလို့ရှိရင်လည်းသူပွဲတွေအလီတွေသူလှုပ်လာခဲ့တယ်ပြီးခဲ့တဲ့မကြသေးခင်နဲ့ဘောလေသူစားပွဲလှုပ်တဲ့ကျွန်တော်ဒီကိုရင်တွေရမကြသေးခင်ကပြုတ်လို့တဲ့ပွဲလေးအကြောင်းနည်းနည်းလေးပြောလို့ရမလားအရန်ကိုအောင်မြင်ပြီးတော့မှဒေါ်လာ3သိန်းကျော်ရသွားတဲ့ပွဲလေးနည်းနည်းလေးပြည်သူလူထုနည်းနည်းလေးsharing လုပ်ပေးပါဦးဟုတ်ကဲ့ခင်ဗျာကျွန်တော်တို့နောက်ဆုံးလုပ်ခဲ့တဲ့ပွဲကတော့ကျွန်တော်လင်းနဲ့ချစ်သူပွဲကိုအမေရိကန်နိုင်ငံကျွန်တော်မယ်ရီလန်းမှာလုပ်ခဲ့ပါတယ်ကျွန်တော်တို့အိုက်ပွဲလုပ်တဲ့အချိန်မှာလည်းဗမာပြည်မှာငလင်တန်လေးလည်းဖြစ်ခဲ့တယ်ပေါ့နော်ငလင်စကိုင်းနဲ့မန္တလေးမှာဖြစ်ခဲ့တဲ့ငလင်တန်ဒါပေမဲ့ကျွန်တော်တို့ဒီပွဲကိုအောင်မြင်လုပ်ခဲ့ပါတယ်ကျွန်တော်အိုက်ပွဲကနေပြီးတော့ကျွန်တော်တို့စုပေါင်းရရှိငွေက3,400,000ကျော်ရရှိခဲ့ပါတယ်3,400,000ကျော်ရပြီးကျွန်တော်တို့ expand ကိုနှုတ်လိုက်တဲ့ခါမှာ3,100,000ကျော်ကျန်ပါတယ်3,100,000မှာကျွန်တော်တို့ငလင်စကိုင်းမန္တလေးငလင်အတွက်ကျွန်တော်ဒီဘက်ကနေပြီးတော့ဒေါ်လာ3,000လှူပါတယ်ကျန်တဲ့ငွေတွေအားလုံးတော့ကျွန်တော်ပညာရေးကျန်းမာရေးနဲ့ကျွန်တော်တို့စစ်ပေးရှောင်းကျွန်တော်တို့ဒုက္ခိတတွေအတွက်ကိုလှူဖို့ဆိုပြီးသူတို့သတ်မှတ်ထားနေရ3နေရာကိုကျွန်တော်လုပ်ခဲ့ပါတယ်ကျွန်တော်တို့ကိုလည်းဝမ်းသာတယ်ဘာကြောင့်လဲဆိုပီတီကိုစားရတာပေါ့ဗျာเนาะကျွန်တော်တို့လုပ်ခဲ့တဲ့ပွဲတိုင်းမှာကျွန်တော်အဲ့လောက်ကြီးအများဆုံးရ5,600ပေါ့နော်ဒီပွဲတော့ကျွန်တော်ဒေါ်လာ3သိန်းကျော်ရခဲ့တဲ့အတွက်ကျွန်တော်တို့ကြောင့်လည်းမဟုတ်ပါဘူးအားလုံးပွဲလာကြည့်တဲ့ပြည်သက်တွေကိုမိဘပြည်သူတွေရောကျွန်တော်ရင်ဘတ်ချင်းချိတ်ဆက်နေကြတဲ့သူတွေအားလုံးပါဝင်ခဲ့လို့ဒီပွဲလေးအောင်မြင်ဖြစ်ခဲ့တာပါဟုတ်ပါတယ်ကိုတို့ကျေးဇူးတင်ပါတယ်ကျေးဇူးများတင်ပါတယ်ကိုရင်ထွေးရဲ့ဖျားရှင်ဆက်လက်ပြမအသုံးပြုပါစေနာကိုရင်ထွေးညံတင်ဆုံးအဇောပေါတော့ချင်းလို့နည်းနည်းလေးကျွန်တော်ဇုံမီလို့နည်းနည်းလေးကိုရင်ထွေးပြောလို့ဆိုကျွန်တော်အချင်းချုပ်လေးပြန်ပြောမယ်ဆိုလို့ရှိရင်ဒီနာကိုရင်ထွေးရေကန်တဲ့ဆုံးထားကငါမခလနီအောင်ဟ ோம் ဆွန်လေဒူလိုက်တက်ပန်အေးတင်ပန်အကိထွတ်tutuak lo phamo mate ena hi tedim tun ilak ding chang ena aiteng ma ki tutuak kelang aiteng ena
eating ma ina sem khom ki lang pen gol zo na kinga lo di eating ina sem khom lang gol zo na kinga di ni chi ama thugen na thanga ing to chena e ama pen hi ne sat kho zong va pai ina pdf kem kho zong va pai ni ina to tenga bang mukhya yam chi le naw pok por khat bang pen anu le pa te na va ap ni chi va ap ni na o ka tu te ka ta te hi to lan yi pen ki hil ke le ko e mate ko ka tu ka ta khanga hi to lan yi ading na bang ki hil hiam chi ang kit tu chana ka gen ding om lo ding toy man na ama tha to the ten tha to ina sing a sem the ten sem ina tuya to the ten to ina a sep the bang to lan yi a ki hil sakhi chi por khat le chang ina hi to lan yi a ki hil man ina anu apa asangam bole na alom magol te khen to na ama pa yin mate ama na khat non lo bina nu le pa sangam bole na ta panina mate pai khia chi bang na ta za panina tai khia pai khia chi bang chang dong ama pen ki pe khia ama ina ama pen thao le thao toi le mate hi saka sa do lien bek amawa amawa ki pa nang hita bam chela nu le pa sangam bole na te le mate mer the ta naw lom na gol ten khem pen ama pen ko man ho pi non lo chi za dung ama ki pe khen na te thu pi ma te man na e zong tu na te dim ilang na ding na vek pi na ki hel chen ne che man thang piang na tung ta na lung da ma ina tha zong ma in se ma ne ne nang tu hon peking ngele Siama Margaret sam so sam. sum tom khat chi nya phod de se ma se mang no ina to ECB fundraising ate se mang no alim le mate vek pi na to CB Thanksgiving nung deu ma nung ni pia CB Thanksgiving to hi emi chilang hi PDF zo lan zede bi pan no tampi ki hel the to chena to teng ma azong sum tang nya da zong tampi ang ki khia to chena online pan zong hi pa ina to te ma online pan zong tampi ang ki khia to chang zani ta ma zong CB operation a pen zong bang he tale makai khalani ka do chena bang ba tale CB operation to na song lai chena e te dim mu teng tai poi a ding na gom vet ni chi to e fan ma da to song lu ding ai man na pa mang no min ma da sum kem kha da hi pa mang no na nang nong zak sa ne na za ta na tong zon sam na ngai lum na mi le lom ko tu ni CB donation for tadim bro mo to zo akam ma zo hoi ma ကျွန်တော်တို့ CB donation ရတက်တင်ဘရုတ်ကိုတွားဖို့ခီးစဉ်ဖြစ်တယ်အခီးစဉ်မှာလူတဲ့ဥစ္စာတွေပေါ့နော်တချို့ကလေးတွေကတော့ဒီ CB အောင်ပွဲမှာကျွန်တော်တို့ရရှိတဲ့စာလေးတွေရှိပါတယ်အဲ့ဒါကတော့ကျွန်တော် cash အားဖြစ်ဆိုရင်1150 1195ဒေါ်လာ1195ဒေါ်လာဖြစ်ပါတယ်ပြီးတော့ကမတူဘန်ကော့ကဒေါ်လာ50 the Marriott ကဒေါ်လာ100van tang ကဒေါ်လာ50 van rosun ကဒေါ်လာ50ဆိုတော့အဲ့ဒါဖြစ်ပါတယ်အားလုံးပေါင်းဒေါ်လာ1445ဒေါ်လာဖြစ်ပါတယ်ကျန်ရှိတဲ့ဇာတ်လည်းကျွန်တော်တို့စောင့်မျှော်နေလို့ဖြစ်ပါတယ်ကျေးဇူးထူးတင်ရှိပါတယ်ဒေါ်လာ1445ဒေါ်လာဖြစ်ပါတယ်ကျေးဇူးတင်ပါတယ် ကျေးဇူးတင်ပါတယ်ဆီယမမာဂရက်လည်းရှိနေတယ်ဆိုတော့ဥမာတို့အဲ့ဒီနေ့တုန်းကဒီ CNDF ရဲ့အင်ဂျီရောင်းရတဲ့ဥစ္စာတွေကျမတို့အားလုံးကိုပေးလိုက်တာလဲတစ်ချက်ပြောပေးလို့ရမလားမသိဘူးဟုတ်ကဲ့ CNDF ကကျွန်တော်တို့ခုန ticket ဟိုပါလေကျွန်တော် T-shirt ဆဲတယ်မှာတော့ပါထားဖြစ်တယ်အဲ့ဒါကဒီကောင်ကဟိုပါလေ280ဟုတ်တယ် CNO T-shirt က280ဖြစ်ပါတယ်ထူးပဲကျေးဇူးတင်ရှိပါတယ်ဆီယမမာဂရက်နဲ့အဖွဲ့သားများခဏနေကြရင်ကျွန်တော်တို့ဆမမာဂရက်ပြောပြတော့လို့ရှင်လဲကျွန်တော် big announcement တခုရှိဖို့ရှိပါတယ်လုပ်ဖို့ရှိပါတယ်เนาะ big announcement အားလုံးစောင့်မျှော်ပြီးနားဆင်ပေးကြပါ line ပေါ်မှာဟုတ်ကဲ့ပါဆမနည်းနည်း back to you
โอเคပါဆရာမမာဂရက်ကိုဖိတ်ခေါ်ပါတယ်ကျမတို့ဆရာမမာဂရက်ကိုမြင်တာနဲ့ကျမတို့ဒီအကျွေးတစ်ခုပေါ့နော်ကျမတို့ပေးဆက်မယ်ကျွေးလေးတစ်ခုရှိနေတာကိုအများနဲ့သတိရမိပါတယ်လို့အဲ့ဒါတော့ဗာလဲဆိုတော့ကျမတို့ဒီ CB Thanksgiving သွားတာမှာပေါ့နော်ကျမတို့အရန်ပျော်ကြပြီးတော့မှစီစဉ်ရလဲအရန်ကောင်းတဲ့ခါကျတော့နောက်ဆုံးမှာကျမတို့ဒီဖလမ်ခွပ်ပီးနေပေါ့နော်ကျမတို့အားလုံးဂျေဇုတော်ရှီမွန်ကရဆိုတာကိုအပျော်လွန်တာမဟုတ်ပဲねကျမတို့ဒါဂျေဇုတော်ဘုရားကိုဂျေဇုတော်ရှီမွန်နဲ့ရှင်းပုံစံမျိုးနဲ့ပေါ့နော်အားလုံးကလည်းဝမ်းတာဂုဏ်ပြုတဲ့အနေနဲ့ဖလမ်ခွပ်ပီးကမလို့ဆိုတော့ကျမတို့အချိန်မလုံလောက်လို့မကလိုက်ရဘူးပေါ့နော်အားကြောင့်မလို့ကျမတို့ဒီပြီးသွားတဲ့အခါကြလို့ရှိရင်ကျမတို့ဒီကျမတို့ဒီဂျေဇုတော်ရှီမွန်ပွဲလုပ်တဲ့အခါကျရင်ဒီတရှင်းမဖွင့်ခင်မှာဖလမ်ခွပ်ပီးပို့ရင်ဖွင့်ပြီးတော့မှကပါမယ်လို့ပူဆောင်ပူဂရိပေးထားပါတယ်ဒါပေမဲ့ကျမတို့ကတော့ဆီမမဂရက်အိမ်မှာနည်းနည်းတော့ကလိုက်တယ်ပေါ့နော်အဲ့ဒါကတော့ secret ပါဆိုတော့ဆီမကြီးကျေးဇူးတင်ပါတယ်ဆီမကိုဖိတ်ခေါ်ပါတယ်ရှင်ဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်အခုလိုဒီညဖိတ်ခေါ်တဲ့အတွက်ကြောင့်မလို့ပေါ့ကျမအနေနဲ့အထူးကျေးဇူးတင်တယ်ကိုခုကိုလည်းကျေးဇူးတင်တယ်အခုမှပဲခဏလေးပဲကျမတို့တွေ့ဆုံကြရတယ်ပြီးတော့ပြန်ခွဲရတဲ့ချိန်မှာပြန်ခေါ်လိုက်တဲ့ခါကျတော့မလဲကျမတို့များတတိယနေကြပြီလားပေါ့အဲ့လိုမျိုးဖြစ်သွားတာပေါ့နော်ဆိုတော့အရန်ကျေးဇူးတင်တယ်ပြီးတော့လိုချင်လဲတွေ့ကြပြီပေါ့နော်ဆိုတော့အခု online zoom နဲ့လည်းပြန်တွေ့ရပြီဆိုတော့အရန်ကိုဝမ်းသာပါတယ်ဒီညအနေနဲ့ကျမကဒီ fundraising မှာအတူလာရောက်တဲ့အခါမှာပြောရမယ်ဆိုလို့ရှိရင်ကျမဗမာလိုမပြောတာလဲအရန်ကြာသွားပြီဆိုတော့နည်းနည်းအထစ်အငေါ့ရှာတွေပါတယ်လင်လေဖြစ်မှာတော့တေချာတယ်အဲ့ဒါလေးအတွက်လည်းနားလည်ပေးကြပါလို့အရင်ဆုံးတောင်းဆိုချင်တယ်ဆိုတော့ဒီလိုမျိုးCB ပြောရမယ်ဆိုရင်ဇော်လန်အခုဒီဇော်လန်မြို့သိမ်းတိုက်ပွဲတော့ဒီလိုမျိုးကျမအနေနဲ့ဒီလိုမျိုးပါနိုင်တယ်ဆိုတာကဒီနေ့အဖြစ်ကြည့်မယ်ဆိုလို့ရှိရင်ပေါ့နော်ကျမတို့ဒီတော်လှန်ရေးမှာဘယ်လောက်ညီကိုမောင်နှမပေါ့နော်ကိုမိသားစုတစုလို့ကိုရဲ့အင်ရှင်မြို့ကအဲ့လိုမျိုးလို့ပေါ့နော်အဲ့လိုမျိုးနဲ့စိတ်ထဲမှာထားပြီးတော့အတူတူအလုပ်လုပ်နိုင်တယ်ဆိုတာအရန်ကိုမူမြတ်တာပေါ့နော်ကဲကျမတို့အနေနဲ့ပေါ့နော်ကိုယ့်ရဲ့စိတ်ရင်းတွေသိရတယ်ပေါ့နော်ပြီးတော့တွေ့တော်လှန်ရေးမှာဘယ်လောက်များကိုယ့်ရဲ့မြို့နယ်ပဲဖြစ်ဖြစ်ကိုယ့်ရဲ့ပြည်သူလူထုတွေကျမတို့ဒီနိုင်ငံရဲ့ချမ်းသာနေတဲ့လူတွေကမခံစားရပြီမဲ့ဒီမြန်မာပြည်မှာရှိတဲ့ကျမတို့ရဲ့ပြည်သူတွေခံစားခွင့်ဒီလိုမျိုးအတူတူလုပ်ရတယ်ဆိုတာကအရန်ကိုမူမြတ်တယ်ပေါ့နော်ဆိုတော့ဒီကျမဒီတော်လှန်ရေးကိုစပြီး join ခဲ့တာဆိုတာကဒီFebruary 1 ရက်နေ့အဲ့လိုမျိုးမြင့်အောင်လှိုင်အာနာသိန်းစမှာပေါ့နော်အဲ့လိုမျိုးစိတ်ကတော်လေးကိုအရန်ကိုဖြစ်ခဲ့တယ်ပေါ့နော်စိတ်ထိခိုက်ရတယ်ဆိုတော့ဒါကိုကျမတို့အနေနဲ့ဒီမှာဒီပြည်သူစစ်တွေလည်းမတီထောင်ရသေးဘူးပေါ့နော်အဲ့ကျမတို့အနေနဲ့โอเคဒီလိုမျိုးဖြစ်နေနိုင်ငံရဲ့ဒီလိုမျိုးဖြစ်နေတဲ့ချိန်မှာကျမတို့အနေနဲ့ကျမတို့မြို့နယ်အတွက်တခုတော့လုပ်ရလိမ့်မယ်ဘာလို့လဲဆိုလိုကိုလိုလာလိမ့်မယ်အဲ့ဒါကြောင့်ကျမတို့ဒီ CCRC ပေါ့နော် Chin Crisis အဲ့ချိန်တုန်းကတော့ Chin Crisis Relief Funding Committee ပေါ့နော်အခုကျတော့ Chin Crisis Response Committee ပေါ့နော်အဲ့ဒါလေးဖွဲ့ရအောင်ဆိုတော့အဲ့လိုနဲ့ join ခဲ့တာပေါ့တော်လှန်ရေးကိုဝင်ခဲ့တယ်ဆိုတော့တက်နိုင်တဲ့လောက်လေးပံ့ပိုးခဲ့တယ်ပေါ့နော်ဆိုတော့ဒီအခုကျမအနေနဲ့အဲ့လိုကြိုးဆာနဲ့ပြောချင်တာကတော့ကိုတယောက်ထဲနဲ့တော့လှုပ်လာတာတော့မဟုတ်ဘူးပေါ့နော် team အနေနဲ့လှုပ်တာတဲ့ခါမှာတော်တော်များများကတစ်ခါတလေကြာလို့ရှိရင်အားလည်း down တယ်ပေါ့နော်တစ်ခါတလေကြာလို့ရှိရင် stress လေးလည်းများတယ်တစ်ခါတလေကြာလို့ရှိရင်ကိုယ့်ရဲ့လုပ်ဖို့ကိုင်ဖက်နေနဲ့နည်းနည်းပါသိတယ်မလားအဲ့လိုမျိုးတွေရှိတယ်ဒါပေမဲ့အဲ့လိုဒီတော်လှန်ရေးကိုကျမတို့လုပ်တဲ့အချိန်မှာလေစိတ်ဖြစ်စီတာတွေအများကြီးကြုံနေတဲ့အချိန်တို့အဲ့လိုမျိုးတယောက်နဲ့တယောက်စကားများတဲ့အချိန်ရှိမယ်ရန်ဖြစ်တဲ့အချိန်ရှိမယ်ပေါ့နော်အဲ့လိုမျိုးပေါ့ဒါပေမဲ့အဲ့ဓာတွေက personal တယောက်နဲ့တယောက်မုန်းလို့မဟုတ်ပဲနဲ့ပြည်သူအမိနိုင်ငံကိုယ့်ရဲ့အမိပြည်ကိုချစ်တဲ့စိတ်ကိုယ့်ရဲ့လူမျိုးတွေကိုယ့်ရဲ့
ပြည်သူတွေကိုချစ်တဲ့စိတ်ကြောင့်ဖြစ်တဲ့အသိအမွှားကိစ္စတွေလို့ပြောရမှာပေါ့နော်ဆိုတော့တယောက်နဲ့တယောက်အဲ့လိုမျိုးစိတ်ထဲမှာမထားဘဲနဲ့ပေါ့တယောက်နဲ့တယောက်ခွန်းလို့ပျော်ပျော်ရွှင်ရွှင်နဲ့ရင်းရင်းနှင်းနှင်းပြုံးလေးနဲ့ပြန်အမြဲတမ်းဆက်ပြီးလုံနိုင်ဖို့ကအရေးကြီးတယ်ဘာလို့လဲဆိုတော့ကျမတို့ရဲ့တခုခုပြောတယ်ဆိုလို့ရှိရင်ကျမတို့တစ်ခါကျမတော်ပြီငါမလုပ်တော့ဘူးအဲ့လိုမျိုးပေါ့နော်ရက်လိုက်တယ်ဆိုတာကဒါကလူကြည့်လူကောင်းမပြီးသားဘူးပေါ့နော်ခဏလေးတော့တစ်ချက်sorry အဲ့လိုမျိုးပေါ့နော်ကျမတို့အနေနဲ့ဘယ်တော့မှမနာဘူးဇွဲမလျှော့ဘူးအဆုံးထိပေါ့နော်ဒီအခုတီးရင်နောက်ဆုံးလှိုင်းအထိဆက်သွားကြမယ်အဲ့ဒီအတွက်အတင်ထားဖို့လည်းဖိတ်ခေါ်ခြင်းနဲ့ပြီးတော့ဒီတီးရင်မှာရှိတဲ့လူတွေအားလုံးကိုကျမအဲ့လိုမျိုးပေါ့နော်အားပေးခြင်းတဲ့တခုကတော့အခုဇော်လန်ဇော်လဲကနေပြီးတော့ဒီမျိုးတင်တိုက်ပွဲစီစဉ်နေတဲ့အချိန်မှာအခုတည်းတွေမှာတခြားဗာလဲစစ်တပ်တို့ပြောရင်ကျွန်မကဘယ်လိုပြောရမလဲပြည်သူစစ်တွေပေါ့နော်တခြားပြည်သူစစ်တွေ ZRL လည်းဖြစ်မယ်ပေါ့နော်တခြားဟာတွေရှိတဲ့လူတွေကလည်းကိုယ့်ရဲ့မြို့နယ်ဒီစကားဆက်လက်ထဲကနေလွတ်မြောက်ဖို့အတွက်တယောက်နဲ့တယောက်ပေါ့နော်ညှိနှိုင်းနဲ့စီလုံးနဲ့ပါဝင်ပြီးတော့ကျမတို့ရဲ့ဒီဘုံရန်သူဒီစကားစားကိုနှင်ထုတ်ဖို့အတူတကွဘယ်လိုပြောမလဲရှစ်ဆက်ပြီးတော့လုပ်ကြပါလို့လည်းကျမနေပြီးတော့မှာချင်တယ်ပြီးလို့ရှိရင်ကျမတို့ဒီပြည်သူတွေကကျမဒီအခုအချိန်ထိ၄နှစ်တာမှာကျမတို့ကဘယ်သူတွေကဘာလုပ်နေတယ်လဲဘယ်သူတွေကဘာလုပ်တာလဲပေါ့ဘယ်သူတွေကဘယ်လိုဖြစ်နေလဲဆိုတာကျမတို့ဒီ online ကနေတဆင့်ကိုဒီလက်တွေ့ကြကျမတို့မြင်ခဲ့ပြီးပြီပေါ့နော်ဒီအဖွဲ့အစည်းကဘယ်လိုမျိုးဆိုတာမြင်ခဲ့ပြီးပြီအဲ့ဒီအတွက်ကြောင့်မလို့ကျမတို့အနေနဲ့ဒီဓမ္မနဲ့အဓမ္မကိုခွဲခြားထပ်ဖို့လိုတယ်ဆိုတော့ဒီမကောင်းတဲ့လူတွေကိုကျမတို့ဒီ support နေပြီးတော့အဲ့လိုမျိုးဖြစ်ပေါ်ဒီငါတို့ဒီပါလဲချင်းပီနဲ့ပျက်စီးနေတာပေါ့နော်နာကျင်နေတာကိုကြည်နေပြီးတော့ပေါ့နော်ကိုယ့်ရဲ့မာနပြောရမှာဘယ်လိုပြောရမလဲကိုယ့်ရဲ့ personal ego တွေကိုပေါ့နော်အဲ့ဒါမျိုးတွေကိုမထားဘဲနဲ့ကိုကဓမ္မဖက်မှာသွားပြီးတော့ကိုကအဲ့ဒီအဖွဲ့အစည်းကိုထားခဲ့ဖို့လိုတယ်ဆိုရင်ထားခဲ့ပြီးတော့ဓမ္မဖက်ကအဖွဲ့အစည်းတွေနဲ့ပို့ပေါင်းထပ်ဖို့လဲကျမတို့ဒီချင်းလူငယ်တွေကလိုအပ်တယ်ပေါ့နော်ချင်းလူငယ်တွေမဟုတ်ဘူးလူတိုင်းပေါ့နော်မိခင်ဖခင်အကုန်လုံးပေါ့နော်လိုအပ်တယ်ဘာလို့လဲဆိုတော့အခုချိန်မှာကြည့်မယ်ဆိုလို့ရှင်တချို့လူတွေကသူတို့ထောက်ပို့ပေးနေတဲ့အဖွဲ့အစည်းကသူတို့လောက်တာတွေမှားနေတယ်ဆိုတာသိရနဲ့ဆက်ပြီးတော့ပတ်မှုနေကြတယ်ပေါ့နော်အဲ့ဒါလုံးဝမလုပ်တဲ့အရာပေါ့နော်ဘာလို့လဲဆိုတော့ကျမတို့ဒီကဖယားကိုတည်တယ်လို့ဖယားကိုယုံကြည်တယ်လို့ဆိုတော့ဖယားကိုမယုံကြည်တဲ့လူတွေကတော့မှဒါသူတို့ကမလုပ်ဘူးပေါ့နော်အဲ့လိုမျိုးဆိုတော့ကိုကအဓမ္မနဲ့အဓမ္မကိုခွဲခြားပြီးတော့ကိုကထွက်ခွာသိရင်ထွက်ခွာမယ်ပေါ့နော်အဲ့လိုမျိုးဥပမာဒီ US မှာဆိုလို့ရှိရင်တချို့လူတွေက Democratic Party မှာ join နေပေါ့နော်တချို့လူတွေကကြတော့ဒီRepublican Party ပေါ့နော်ဒါပေမဲ့ Democratic Party ရှိတဲ့လူတွေကအရန်ကိုသူတို့ကလူတော်တွေတော်တော်များများလည်းရှိပါတယ်ဒါပေမဲ့သူတို့ခေါင်းဆောင်တွေရဲ့လုံရက်တွေသူတို့ဘာတွေနာမယ်အဲ့လိုမျိုးဖြစ်နေတဲ့အချိန်မှာနောက်ပိုင်းကျသူတို့ကနေပြီးတော့သူတို့လုံနေတာငါတို့ဒီ US နိုင်ငံကြီးတူတက်တဲ့အလုပ်မဟုတ်တဲ့အတွက်ကြောင့်ငါဒီဘာတွေကနေထွက်ပြီးတော့Republican ပဲ join မယ်ဆိုတော့အဲ့လိုမျိုးတချို့လူတွေအများကြီးရှိလာတယ်ပေါ့နော်အဲ့လိုပုံစံပဲနော်ချင်းတောင်မှာလည်းအဲ့လိုပဲကျမတို့ဒီထောက်ပို့လုပ်နေတဲ့လူတွေပေါ့နော်သူတို့လောက်တာမှားနေတယ်ဆိုလို့ရှင်ဆက်ပြီးတော့ကျမတို့ကအဲ့ဒါကိုသွားပြီးတော့ support ဖို့မဟုတ်ဘူးမှားနေတဲ့လူကိုကျမတို့သွား support လိုက်ကိုကအမှားဘက်ကိုသွားတဲ့လူတွေထဲမှာပါသွားတယ်ပေါ့နော်ဆိုတော့ကျမတို့လုပ်ရမှာကအမှားမှန်ခွဲခြားပြီးတော့အမှန်ဘက်ကိုရပ်တည်မယ်ကျမတို့ချင်းပြည်နယ်တပြည်နယ်လုံးလွတ်မြောက်ဖို့အတွက်ဆက်ပြီးတော့ကြိုးစားကြမယ်ပေါ့နော်ဆိုတော့ဒီအခုဇော်လန်နောက်ဆုံးလိုင်းချင်းပြည်နယ်ရဲ့နောက်ဆုံးလိုင်းပေါ့နော်အဲ့ဒီမှာလဲကျမတို့ဒီဇော်လန်
ဘယ်မဟုတ်ပဲနဲ့ဘောမြို့နယ်တိုင်းကကျမတို့ချင်းပီနယ်ဘယ်အဖွဲ့စီပဲ supporting ပဲလုပ်နေပါစီပေါ့နော်လုပ်နေတဲ့အချိန်မှာငွေကြီးအနေနဲ့ကောပြီးလို့ရှိရင်စုတောင်းတာကအစပေါ့နော်အချင်းချင်းကျမတို့ပံ့ပိုးကြရအောင်ပြီးလို့ရှိရင်ဒီကျမဒီ၄နှစ်တာအတွင်းပေါ့နော်ကျမတို့လင်မယားပြောရမယ်ဆိုလို့ရှိရင်ဒီတော်လှန်ရေးမှာကျမတို့ဒီCNL CNDF ပဲဖြစ်ပေါ့နော်အဲ့လိုမျိုးကျမတို့ support တဲ့နေရာမှာကျမတို့ကဒီတထဲတွေမဟုတ်ဘူးပေါ့နော်တထဲတွေကိုပိုင်စီးပွားရေးလုပ်တဲ့လူတွေလည်းမဟုတ်တဲ့အတွက်ကြောင့်ကိုတို့က company မှာလုပ်ပြီးတော့ရလာတဲ့ဥပမာနှစ်ပတ်တစ်ခါလားတစ်ပတ်တစ်ခါလားအစားလေးပေါ့နော်အဲ့တော့ပြောရမယ်ဆိုလို့ရှိရင်တော့နေလုံးညစားပေါ့နော်အဲ့လိုမျိုးဖြစ်တဲ့အခါမှာကျမတို့ကသူများလို့အမောက်အများကြီး900 1000အဲ့လိုမျိုးမလှူနိုင်ဘူးဒါပေမဲ့ကျမတို့ကကျမတို့ live ရှိတဲ့အချိန်တိုင်းလေးလားအဲ့လိုမျိုးတမမဒီဘောနော်တလမှာအဲ့လိုမျိုးတပတ်မှာ100အဲ့လိုမျိုးလေးနဲ့ပွဲပြီးတော့လှူလိုက်တဲ့ချိန်မှာကျမတို့အတွက်လဲအများကြီးပတ်စံကုန်တယ်လို့မထင်လိုက်ရဘူးပေါ့နော်100အဲ့လိုမျိုးနဲ့ထွက်သွားတဲ့အချိန်မှာဒါမဲ့နှစ်ကုန်ပြီးတော့တွက်လိုက်တဲ့အချိန်မှာ9000ကျော်လောက်ဖြစ်သွားတယ်ဆိုတော့တချို့လူတွေကတခါတည်းလှူပြီးတော့1000ဝုန်းလှူလိုက်တယ်တစ်နှစ်အတွင်းပေါ့နော်ဒါမဲ့ပြောရမယ်ဆိုရင်ကျမတို့လှူတိုက်လဲ100အရစ်ကြလေးနဲ့လှူလိုက်တဲ့ဟာကမှပို့ပြီးတော့အရန်ကိုဘယ်လိုပြောပါပို့ပြီးတော့မပြောချင်ဘူးဒါပေမဲ့အရန်ကိုထိရောက်မှုရှိတယ်ပေါ့နော်ဆိုတော့အဲ့ဒါကြောင့်မလို့ပြီးတော့ဒီလှူလိုက်တဲ့အတွက်ကြောင့်မလို့လဲကျမတို့ကပို့ပြီးတော့ဆင်းရဲမသွားဘူးကျမတို့ဘီလည်းမပေးနိုင်ဘူးဆိုတာမရှိဘူးပေးနိုင်တယ်ဘုရားသခင်ကအဲ့ဒီအတွက်ကြောင့်မလို့ကျန်းမာမာနဲ့အဲ့လိုမျိုးပေါ့နော်ဆောင်ရှောက်ပေးတယ်အဲ့လိုမျိုးပေါ့ဆိုတော့အဲ့ဒါကြောင့်မလို့ဒီပေးတယ်လှူတယ်ဆိုတာကိုယ်နိုင်ငံကိုယ့်ရဲ့မြို့နယ်အတွက်ပေးတယ်လှူတယ်ဆိုတာကျမတို့လုပ်တဲ့အလုပ်ပါဘာလို့လဲဆိုတော့ကျမတို့နိုင်ငံမကောင်းဘူးဆိုတာကျမတို့သိတယ်ဆိုတော့ကျမတို့ဒီမှာရှိတဲ့လူတွေကမခံစားခွင့်တော့ရှိချင်မှရှိမယ်ပေါ့နော်ပြန်ကောင်းတဲ့အချိန်ဒါပေမဲ့ကျမတို့ဒီလိုအလုပ်နေတာကကျမတို့အတွက်မဟုတ်ပဲねကျမတို့ရဲ့ဒီနောင်လာနောက်သားတွေရှိရတဲ့အတွက်လုပ်နေတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီအခုဒီတဲ့ဖက်ကဘယ်လိုပြောကိုခုပ်တော့မနေနေအောင်တော့ PD supporter ပေါ့နော်ဒီထောက်ဖို့ရေပေါ်ထောက်ဖို့တွေအားလုံးပေါ့နော်စိတ်တက်မကြပဲနဲ့ဘယ်လောက်ပဲ1000ပဲထွက်900ပဲထွက် live လုပ်တယ်ဆိုရင်စိတ်တလုံးဝမကြပါနဲ့ဘာလို့လဲဆိုတော့ကျမတို့စီမှာလည်းတခါတလေ live ညအတိုင်းလို့ထိုင်တယ်တခါတလေကျန်1000 2000ရတယ်တခါတလေစိတ်တက်ကြတယ်ဒါမဲ့ကျမတို့စဉ်းစားဟေးငါတို့မထိုင်ဒီ1000ရပါမလားဘောနော်ငါတို့ထိုင်လိုက်1000ဆိုတာမြန်မာပြည်မှာသူတို့အတွက်ဆိုရင်အရာအကျိုးရှိတယ်အဲ့ဒါကြောင့်ဒါကျမတို့ထိုင်တာကောင်းတယ်ဆိုတော့လေကိုလေးပေါ့နော်ကိုရဲ့အဖွဲ့အစည်းကိုကျမတို့အချင်းချင်းပေါ့နော်အားပေးကြရတယ်ပေါ့နော်အဲ့လိုပဲစိတ်တမကြဘဲနဲ့ဆက်ပြီးတော့separate စီလုံးနဲ့ separate ကြိုးစားကြပါကျမဗာလဲပမာလို့မပြောတတ်ဘူးဖလမ်လို့ဆိုလို့ရှင်တော့ဘာပဲဖြစ်နေကို့အဖွဲ့အစည်းတဲ့ဘာပဲဖြစ်နေသူများတွေပြောနေပါစေဘယ်တော့မှကျမတို့ဒီအောင်မြင်မှုမရမချင်းကျမတို့ငွက်လောက်တဲ့ဖလမ်တောင်းဆိုလို့ရှင်ငွက်လောက်တဲ့ပြောချင်တာတော့အရှုံးပေးတာလည်းမဟုတ်ဘာပြောမလဲငွက်လို့ဆိုတာဘာမှလို့လည်းမသိဘူးမရတန်ဘူးပေါ့ဟာအဲ့လိုမျိုးပုံစံပေါ့နော်လုံးဝမရက်တမှာနဲ့အချင်းနားလည်မှုတယောက်နဲ့တယောက်ခွင့်လွတ်ပြောပေါ့နော်အဲ့လိုမျိုးလေးလုပ်ပါလို့ပဲတရားနေမှာချင်းတယ်စကားနောက်ဆုံးမှာထားတဲ့အတွက်ကြောင့်မလို့စကားနည်းနည်းရှည်သွားရင်လည်းခွင့်ပြုကြပါလို့ကျေးဇူးတင်တယ်နော်ဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်အင်မတန်မှခွန်အားရပါတယ်ကျမတို့ဒီတော်လန်ရေးကပေါ့နော်ဒီတနှစ်ကြော်ပြီးတော့မှတနှစ်ပထမတော့တနှစ်တချို့တွေဆိုလို့ရှိရင်ကျမတို့ဒီကိုလင်းနစ်တို့ဆိုလို့ရှိရင်ကျွန်တော်တို့ကတဲ့ဆန္ဒတွေပြပြီးတော့မှတဲ့တော်လန်ရေးလောက်တာပေါ့နော်3လလောက်ပဲထင်ပြီးတော့မှအားရပါရဆန္ဒတွေပြပြီးတော့မှလုံးဝသူတို့ထွက်လာခဲ့တာပေါ့နော်မကြခင်မှာပဲသူတို့တောထဲရောက်တယ်တောထဲကနေတနှစ်လောက်နဲ့ပြီးသွားမယ်ထင်တာနဲ့ဆက်မှာသူတို့နေခဲ့ကြတယ်အဲ့ကနေတစ်ဆင့်သူတို့ဒီအခုလို4နှစ်ကျော်လာတဲ့အခါမှာပေါ့နော်ကျမတို့ဒီခုနပြောသလိုအမြင့်အတက်ကြတွေဂျားထဲမှာကျမတို့ဒီအားငယ်
နေရတဲ့အချိန်တွေလည်းရှိတယ်စိတ်တကြတဲ့လည်းရှိနေရှိတယ်ပေါ့နော်ကျွန်တော်တို့ပြပမှာရှိတဲ့သူတွေကအရေးလုံခြုံမှုရဲ့အောက်မှာပေါ့နော်ခုနပြောသလိုဟိုဆရာပေါ်ပီလီပြောသွားသလိုမျိုးအသက်ပေါင်းများစွာသွေးချွေးတွေနဲ့ရွေးယူခဲ့တဲ့ဒီမိုကရေစီနိုင်ငံမှာကျမတို့လုံခြုံနေပါတယ်လို့ဒါကြောင့်မို့လို့ဘလောက်ပဲကျမတို့စိတ်တကြစရာတွေပဲရှိပေါ့နော်ဒီမြေပြင်မှာဒုက္ခတွေနဲ့မိုးတဲ့ရေထဲမှာနေရတဲ့ပြည်သူတွေအိုးအိမ်စီးစိမ်ဆွန့်ပစ်ထားရတဲ့သူတွေပြီးကြလို့ရှိရင်အသက်တွေရင်းနှီးရတဲ့ရဲဘော်တွေကိုတွေ့တဲ့ခါကြလို့ရှိရင်ပေါ့နော်တခါတည်းကြလို့ရှိရင်ဒဏ်ရာရရဲဘော်တွေကနေပြီးတော့မှကျမတို့နိုင်ငံသားမှာရှိတဲ့သူတွေအမုန်းခံရမှာစိုးလို့အပြောခံရမှာစိုးလို့ပေါ့နော်ဟိုကျမတို့ဒီဟိုအချိန်မပေးနိုင်လို့အဲ့လိုမျိုးဖြစ်နေတဲ့လူတွေကိုဒဏ်ရာရရဲဘော်တွေနဲ့အသက်ပေးသွားတဲ့သူတွေကလှမ်းပြီးနားလည်ပေးရတယ်လို့ဖြစ်နေရမယ့်အခြေအနေမျိုးမှာရောက်တဲ့ခါကြလို့ရှိရင်ကျမအနေနဲ့အရန်ရှက်တယ်ပေါ့နော်ဒါကြောင့်မို့လို့ကျမတို့နေညကျမတို့စူးစမ်းတင်တယ်မြေပြင်မှာရဲဘော်တွေကနေသူတို့လက်နက်ကိုမချမရှင်အာနာရှင်ကိုကျမတို့အောင်တဲ့အထိမတွန်းလှန်ဘယ်လိုပြောမလဲတိုက်ခိုက်ဖို့အရင်အတွက်ပေါ့နော်သူတို့စိတ်တွေရှိနေသေးကျမတို့ရဲဘော်ထောက်ဖို့အဝေးမှာရှိတဲ့ထောက်ဖို့ရဲဘော်တွေကလည်းရှိနေမှဖြစ်မယ်ဆိုတဲ့စိတ်နဲ့ပေါ့နော်အာတင်ထားပြီးဆက်သွားနေတာဖြစ်ပါတယ်လို့ဒါကြောင့်မို့လို့ဒီကနေ့ရှင်းပြမြောက်ပိုင်းနောက်ဆုံးလှိုင်းမှာလဲကျမတို့ရဲဘော်တွေကကြတော့အသက်ပေးဖို့ရန်အတွက်ကျွန်တော်တို့ကတော့ ready ဖြစ်နေပြီတဲ့အဲဆိုတော့ကျမတို့ပြည်သူတွေကသူတို့အတွက်ကျမတို့ဟိုနောက်ဆုံးထမင်းထုတ်ကအစာပေါ့နော်နေ့စဉ်နဲ့အမျှအသားဟင်းကအစာပေးနိုင်ဖို့ရန်အတွက် uniform ပြင်ကြီးတွေပြင်ကြီးကအပြင်နောက်ဆုံးသူတို့နေ့စဉ်နဲ့အမျှမနက်မိုးလင်းလိုက်သူတို့လက်ဖိအရာတိုက်နိုင်ဖို့ရန်အတွက်ပေါ့နော်ကျမတို့စူးစမ်းပြီးတော့မှဒီရှင်းပြမြောက်နောက်ဆုံးလိုင်းဒီတိတိမြရဲ့စီစဉ်မှာအားလုံးပါဝင်ပေးကြဖို့ရန်အတွက်မြစ်တာရက်ခံပါတယ်အခုအနေနဲ့ကျမတို့ big announcement ရှိတယ်ဆိုတော့အခုကိုဖိတ်ခေါ်ပါတယ်လို့ ဟုတ်ကဲ့ဆရာမရေခဏဆရာမမဂရက်ပြောလို့စာအရင်အားရတယ်ကျွန်တော်တို့ဒီနေ့ဟို live မှာကျွန်တော်တို့ဒီလိုမပြောလို့ရှင်900 1000ရမျိုးစာမရဘူးပေါ့လေနော်အဲ့ဒီဥစ္စာကျွန်တော်ရအားရတယ်ဘာလို့လဲဆိုတော့ကျွန်တော်တို့ CLF Chin Liberation Fund မှာဟိုတခါကျရင်ကျွန်တော်တို့စိတ်သက်ကြတဲ့ချိန်တွေလည်းအများကြီးရှိပါတယ်ဆယ်မနဲ့ညလို့ဆိုလို့ရှိရင်ပတ်တိုင်းကိုဆယ်မ rain တို့ဆရာကိုမိုက်ကယ်တို့ပေါ့လေပတ်တိုင်းလို့အားလုံးအဖွဲသားတွေပေါ့လေဟိုဝိုင်မော်တို့အစဒီကိုဆရာထွမ်တဲကိုဘောနော်ကိုသောမတ်တို့ဆာဘောလေကိုစလိုက်ထောင်းတဲ့တော့စတဲ့ညာပတ်တိုင်းလို့တခါချင်းကျွန်တော်တို့လက်စိတ်ရမ်းချဒါပေမဲ့ဟိုကျွန်တော်တို့အဖွဲ့သားတွေချင်းအမြဲတမ်းအားပေးတာပါရှိလဲဆိုငါတို့လေ200 300ပဲဖြစ်ရှိရ900ပဲရကျွန်တော်မလွတ်လို့ရှိရင်ရမှာမဟုတ်ဘူးဆိုတော့စာပေါ့နော်900ပဲရကျွန်တော်ဒေါ်လာ200 300ပဲရအဲ့ဒါရတဲ့ပတ်စံလေးကကျွန်တော်တို့ရှစ်တန်းမှာရဲဘော်တွေအင်မတန်မှဟိုအကျိုးရှိတယ်ပေါ့လေဟိုဒေါ်လာ900ဆိုလို့ရှိရင်ကျွန်တော်အများကြီးကျွန်တော်ထောက်ပို့လုပ်နိုင်တယ်ဆိုတော့ခွန်အားလေးကိုအဲ့ဒါကျွန်တော်ယူတာဖြစ်ပါတယ်လို့ကျေးဇူးအများတင်ပါတယ်ခတ်ဘေဘေချန်နာကျွန်တော်ဟိုဇိုမီလို့နည်းနည်းပြောမယ်ဆိုလို့ရှိရင်ခတ်ဘေဘေချန်နာ live hidden ကျဟိညညတဲ့ polydon ခုပ်တဲ့ polymers live hidden ကျဘางมาทำจังที่เราzong ki chi khading ai zong ne na hi som nga zakhat ai zon mate zangai zon na inga za to pen hi banga hi chet na pen bang hem chi le atom hi loi na inga za to hi to la ya ding is na set na pen thu pi ma le mate dollar som nga zakhat zong pen in la ma ding naw te ya ding tam pitak ki zang the zanga changa le bang zong tam pitak ki zang the hi chi to pen hi tu ni se ma grade na ong ge nai ma na lung dam ma le ke bang tha nga to ma mai khat be e no i lung ke thun tam ma mo i lung ke thun tam ma hak sa thun tam ma ai zo na inga za to hi sa ka sa te pen do ding chi na to akipan hia tu rong chang khol nai lo i vek pi zong kipan lai ding zong hi to so i zo no ma pang ding hi ang chi ken tom khan ong be lam nom lai yin ina then a big announcement chi pen tu nong gen ning na khona chno pyo de big announcement ma pyo khin ma pyo khin no chno hwa ကင်မရာလေးတွေဖွင့်လို့ရတဲ့လူတွေကဖွင့်ပြီးတော့မှလက်ခုပ်လေးတွေနည်းနည်းတီးပေးကြရအောင်เนาะကင်မရာလေးတွေဖွင့်လို့ရတဲ့သူတွေဖွင့်ပြီးတော့မှလက်ခုပ်လေးတွေတီးပေးကြပါပထမဆုံးကျွန်တော်ဒီမှာဆယ်ဦးဇော်သိန်းဦး
အနေပရမအမြဲတမ်းကျွန်တော်ကိုထောက်ပို့လုပ်ပေးတဲ့ဆယ်ဦးစောသိန်းဦးကတဆင့်ပေါ့လေကျွန်တော် big announcement မလုပ်ခင်မှာအဲ့ဒါလေးကျွန်တော်အရင်ပြောချင်ပါတယ်သူကအဖြစ်ရင်ကုတိန်ခလို့ခေါ်ပါတယ်အလှရှင်ကုတိန်ခအနေပရမအခုလဲ live ပေါ်မှာသူတို့ကြည့်နေကြတယ် live ပေါ်မှာအားပေးနေကြတယ်ဆိုတော့သူကြောင့်ကျွန်တော်အများကြီးအားရပါတယ်ခွန်အားရပါတယ်ကုတိန်ခအနေပရမဒေါ်လာ100ပါဝင်တော့ပါတယ်ကျေးဇူးအများကြီးတင်ပါတယ်ကျေးဇူးအများကြီးတင်ပါတယ်လက်ခုပ်လေးတွေတီးပေးကြပါဟုတ်ကဲ့ပါနောက်ပြီးတော့မှတဖွဲထပ်ပြီးမှဝင်လာတာကတော့ဖြစ်ရင်ကျွန်တော် Canada နေပြီးတော့မှကျွန်တော် CNO supporter တူဟိုဆယ်မ Margaret နဲ့တည်တယ်တဲ့သူကထောက်တင်နော်နေစောနော်လောင်းကျော်လို့လည်းခေါ်တယ်တဲ့ထောက်တင်နော်ဆယ်မ Margaret နဲ့လည်းတည်တယ်တဲ့သူကနေပြီးတော့မှ Canada ဒေါ်လာ200ပါဝင်တော့ပါတယ်တဲ့ကျေးဇူးအများကြီးတင်ပါတယ်အဲ့ဒါကြရင်ကျွန်တော်ဆယ်မညံ့နဲ့ဆယ်မ Margaret တို့sorry အနေပရမတ်စင်ဘောလေကျွန်တော်တို့ဒီဘာနဲ့လွှဲပါမယ်တဲ့သူဇေယနဲ့ဆေမပြူ Canada နေပရမသူဆယ်မညံ့နဲ့ဆယ်မ Margaret ကိုစစ်တယ်ပရမဘာလွှဲတဲ့ပုံစံလေးပြောပြပေးပါတဲ့เนาะဆယ်မတို့2ယောက်ရေကိုပါတယ်တဲ့ဆိုတော့ဒေါ်လာ200လွှဲပါမယ်တဲ့ဆိုတော့နောက်ဆုံးအနေနဲ့ကျွန်တော်Austin Myanmar community Austin Myanmar community ရဲ့ဘရမဒီချင်းပြည်မြောက်ပိုင်းနောက်ဆုံးလိုက်တစ်မြို့သိမ်းတိုက်ပွဲအတွက်ပါဝင်တော့ပါတယ်သူတို့ခေါင်းဆောင်တွေက7နှစ်ပါးလည်းပါဝင်ပါတယ်เนาะခေါင်းဆောင်တွေအများကြီးပါကျွန်တော်တိုင်းရင်းသားပေါင်းစုံပါဝင်တဲ့ Austin Myanmar community ဖြစ်ပါတယ်ကျွန်တော်တို့ flam ဆရာနီလျန်ဆိုလို့ရှိရင် flam မှာမတိတယ်လို့မရှိပါဘူးเนาะဆရာနီလျန်အနေတဆင့်လူသွားတာဖြစ်ပါတယ်ကျွန်တော်တို့ရဲ့ခေါင်းဆောင်တွေကဒေါက်တာကျော်လွန်အောင်ဖြစ်ပါတယ်ဒေါက်တာကျော်လွန်အောင်ပြင်ဒေါက်တာဇင်ဝင်းဖြစ်ပါတယ်သူတို့ဆရာဝန်လင်မယားနေပြမဦးဆောင်ပြမသူတို့ Austin Myanmar community ကနေပြမသူတို့လူရန်သွားတာဖြစ်ပါတယ်မပြောသေးနည်းနည်းလေးစိတ်လှုပ်ရှားအောင်လေးနည်းနည်းလှုပ်လိုက်အောင်မယ်နော်ဒေါက်တာခုကတော့ skill တွေ ဘယ်လိုဒီလိုတွေဖြစ်နေတဲ့ချက်ပါခုကလည်းမပြောသေးဘူးဆိုတော့ဟုတ်ကဲ့ပါဟုတ်ကဲ့ပါဒေါက်တာကျော်လူအောင်တို့ဆိုလို့ရှိရင်ကျွန်တော်ရခိုင်ညီကိုတွေဖြစ်ပါတယ်เนาะဒီမြန်မာရဲ့advocacy group မှာလည်းခေါင်းဆောင်သူဖြစ်ပါတယ် Austin မြန်မာ community နေပြီးတော့မှဒီနေ့တိမြို့သိမ်းတိုက်ပွဲအတွက်ဒေါ်လာ1250လူရန်တော့ပါတယ်ကျေးဇူးများတင်ပါတယ်1250လူရန်တော့ပါတယ် live and ကြည့်လို့ရှိရင်ကျွန်တော်တို့အဲ့ဒီပတ်စံကိုလည်းကျွန်တော်ကိုယ်တိုင်ကလက်ခံရရှိသွားပါပြီမင်းပြင်ကိုကျွန်တော်တို့ဓာတ်ရိုက်တောက်လျှောက်ချက်ချင်းကိုကျွန်တော်ပို့ပေးပါမယ်လို့ကျေးဇူးအများကြီးတင်ပါတယ်ဖျားရှင်ကောင်းချီးပေးပါစေဒေါက်တာကျော်လွန်အောင်ဒေါက်တာဇင်ဝင်းဆရာနီလျန်နဲ့ Austin Myanmar community အားလုံးဖျားရှင်နေပြမဒီတော်လိုင်းကြီးမှာအသုံးပြုပြမပြန်လည်တည်ဆောက်ရေးမှာလည်းအသုံးပြုပါစေကျေးဇူးအများကြီးတင်ပါတယ်ဆမနန်းရဲ့ back to you wali kuna bale Johnny Fred Pui ne pa chong thong ko kuna bwa lok lai te la ဟုတ်ကဲ့အဲ့ဒါကျွန်တော်ရဲ့မဟာ Grace ဆာမာကသူကြီးညာပေးလိုက်မယ်စရင်လောက်ထားပါတယ်သူအဲ့ဒီတက်လေကျွန်တော်တို့ဘာနာကြီးအဖွဲ့ကစရင်လုတ်နေပါတယ်ဆမဟုတ်ကဲ့အဲ့ဒါတက်စုပေါင်းပြမဆမနည်းနည်းရေကျွန်တော်တခါလေးကြီးညာလိုက်မလားဆကိုမာ Grace မှာစင်ပြန်ပါလေဟုတ်ကဲ့ကောင်းပါတယ်ဟုတ်ကဲ့ကျွန်တော်တို့နောက်ဆုံးပိုင်းရောက်နေပြီဆိုတော့လေအကုန်လုံးကြော်ညာပေးပါဦးပြန်လေကျွန်တော်ဆမမှာပြည့်ရဲ့အားရှိသွားဟုတ်တယ်ကိုမကအားရှိတော့ပြင်ဆမမှာပြည့်ရဲ့တချင်းလို့ဆိုရတယ်တချင်းလို့ဟုတ်ကဲ့တချင်းဆိုနေတဲ့အချိန်မှာဟိုလှုပ်လိုက်ပါအောင်ပြီးကြောင်ညာပေးလို့ရှိရင်လဲဆမညံ့ညံ့ရေကျွန်တော်တခု request လုပ်ချင်တာလေဆမညံ့ညံ့ရေဆမ Margaret ရေဆမ Sweet အိမ်ရေကျွန်တော်တို့ဒီ Indianapolis မှာဒီ CB ညီကိုမောင်နှမတွေတိစုံတဲ့အခါမှာလေခန်းစားချက်လေးတွေနည်းနည်းတယောက်နဲ့တယောက် interview လေးလုပ်ကြပါအောင်နော်ပြီးဘလောက်ထိဟိုလေလူရုပ်ပဲonline မှာပဲသိပြီးတော့မှပေါ့လေညီမတွေနော်တကယ်ညီမရင်းချလို့သိတဲ့ခါမှာခန်းစားချက်လေးတွေခဏနေကျထပ်ပြီးပြောပြကြပါအောင်
Okay မိုက်ကယ်ကတော့အဲ့ဒီခံစားချက်လေးတွေညီဒီမှာကျမတို့မတွေ့ရသေးဘူးဆိုတော့မပြောရအောင်ဆိုတော့တချင်းပဲဆိုလိုက်နော်မိုက်ကယ်တချင်းဆိုဖို့ရဖိတ်ခေါ်ပါတယ်မိုက်ကယ် ဟုတ်ကဲ့ပါထပ်မံပါဝင်ခွင့်ရတဲ့အတွက်ကြောင့်အထူးပဲဝမ်းသာပါတယ်လူငွေတွေရောပြီးတော့မျော်လင့်စရာရင်ခုန်စရာလေးတွေကြားရသိရတဲ့အတွက်အထူးပဲဝမ်းသာပါတယ်ပီတိဖြစ်ပါတယ်အများအားလည်းရင်ခုန်နေပါတယ်လို့မချစ်ဘူးမပြောပါနဲ့ဆိုတော့ဆရာတို့လုံးရဲ့တခြင်းလေးနဲ့တင်ဆက်ခြင်းပါတယ်ရှိအတိုင်းလက်ခံမယ်အသေးကွယ်ရအောင်လို့မင်းရစရင်လေကွာတန်ရာတွေကိုသာခိုင်ယူရင်နဲ့ရင်မဆက်ပြီးချင်နေမှာကဲပါသရှင်နဲ့ပါဝင်ပေးသွားတယ်မိုက်ကယ်တန်းထုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်လို့ဟုတ်ကဲ့ပါအခုရဖြည့်ဆွရှင်တာများရှိပါသေးလားကျမတို့ဒီ donation announcement ကိုမခေါ်ခင်ပါပေါ့နော်လာမယ့်ပတ်အစီအစဉ်တွေရောကျမတို့တခြားဖြည့်ဆွရှင်တာများရှိပါလားမဟာ Grace မှာအဆင်ပြေပြီလား ready ဖြစ်ပြီလား ready မဖြစ်သေးဘူးဆိုတော့ကျမတို့ကျွန်တော်ခဏ
sema magret ပြောလို့ပေါ့လေကျွန်တော်ရှစ်ပတ်မှာလည်းတောက်လျှောက်စနေနေ့တိုင်းကိုကျွန်တော်တို့လုတ်သွားမှာဖြစ်ပါတယ်ကျွန်တော်ရှိတဲ့လောက်နဲ့ကျွန်တော်တို့ဟိုရတဲ့လောက်ကိုကျွန်တော်တို့ celebrate မှာဒီတိုက်ပွဲတဲ့ဝင်သွားမှာဖြစ်ပါတယ်လို့ကျွန်တော်ဟို sema magret ပြောလို့ဆိုကျွန်တော်အရန်ကိုဒီညအားရပါတယ်ဟိုကျွန်တော်တို့မလှုပ်လို့ရှိရင်ဒီ900 1000ကရမှာမဟုတ်ဘူးနော်အဲ့ဒါဆိုမရလို့ရှိရင်ကျွန်တော်ရှစ်တန်းကရဲဘော်တွေကိုကျွန်တော်ထောက်ပတ်နိုင်မှာမဟုတ်ဘူးဆိုတော့စကလုံးကကျွန်တော်ရင်ထဲကိုဟိုဓာတ်နဲ့ထိုးတယ်လို့ကျွန်တော်ခံစားရတယ်တခါကြရင်ကျွန်တော်အားရတဲ့ဘယ်လိုပြောမလဲအားမရတဲ့အချိန်ပေါ့လေအားငြိမ်နေတဲ့အချိန်မှာဒီစကားလေးကိုကျွန်တော်အမြဲတမ်းပဲရင်ထဲမှာပိုက်ပြီးတော့မှကျွန်တော်အားပြအခွန်အားယူပါမယ်လို့ကျွန်တော်ရှေ့ပတ်မှာလည်းဒီချိန်မှာပဲပုံမှန်ကျွန်တော်တို့ celebrate မှာပါလှုပ်ဆောင်သွားမှာဖြစ်ပါတယ်ဒီ live လွတ်သွားမှာဖြစ်ပါတယ်ကျွန်တော်တို့ဒီအပတ်တိုင်းကတော့ဖြစ်ရင်ကျွန်တော်တို့မိပြင်ရဲ့အခြေအနေတွေကိုလည်းကျွန်တော် update လုပ်နိုင်အောင်လဲရှေ့ပတ်ကြရင်ကျွန်တော်ကြိုးစားပါမယ်လို့ဟုတ်ကဲ့ပါโอเคအထူးပဲကျေးဇူးတင်ရှိပါတယ်ဆက်လက်ပြီးတော့ဇဲတဲ့ကိုဝင်လာတဲ့ဥစ္စာရှိပါသေးတယ်အဲ့ဒါကတော့ဟိုပေါ့နော်ပြီးဒီ season ပြီးသွားရင်လည်းဆက်ပြီးတော့ဇဲနဲ့ပေးလို့ရပါတယ်ဇဲနံပါတ်ကတော့682-420-5069 682-420-5069ဒီကကျွန်တော်တို့ Zoman Humanitarian Aid Foundation ရဲ့ဇဲဖြစ်ပါတယ်ဒီကြမှတ်ပေးထားပါဒီ season ပြီးသွားဆက်လက်ပြီးတော့လူတန်းလို့ရပါသေးတယ်အခုကတော့ကျွန်တော်တို့ဝင်လာတဲ့ဥစ္စာကတော့ Van Moy family ကနေပြီးတော့ဒေါ်လာ900ဖြစ်ပါတယ်ပြီးတော့ sweet လောက်တဲ့ကဒေါ်လာ100ဖြစ်ပြီးတော့ Santa ကဒေါ်လာ30ဖြစ်ပါတယ်ပြီးတော့ဒီ Australia ကနေပြီးတော့ Abentor Tong က Australia ငွေဒေါ်လာ100ဖြစ်ပါတယ်ပြီးတော့ Margaret မွေကဒေါ်လာ100ဖြစ်ပါတယ်ပြီးတော့ပူချုံထောင်းကဒေါ်လာ100ဖြစ်ပါတယ်ခုနစပီကာပေါ်ဘေလီလာလျန်ကဒေါ်လာ100ဖြစ်ပါတယ်ပြီးတော့စလိုက်ထောင်းတဲက CCRC ကဒေါ်လာ100ဖြစ်ပါတယ်ပြီးတော့ထောင်လျန်ထောင်ဟန်ဘောကဒေါ်လာ120ဖြစ်ပါတယ်ဆိုအားလုံးပေါင်းအခုဖတ်သွားတဲ့အားလုံးပေါင်းကဒေါ်လာ1150ဖြစ်ပါတယ်ပြီးတော့ခုနကကျွန်တော်တို့ကိုဒုံခုပ်ကဖတ်သွားတဲ့ဇာနဲ့အားလုံးပေါင်းရင်တော့ကျွန်တော်တို့ဒီညရရှိတဲ့ဇာကဘောနော်ဒေါ်လာစုစုပေါင်း9164ဒေါ်လာ9164ဒေါ်လာဖြစ်ပါတယ်ပြီးတော့ဩစတြေးလျဒေါ်လာက100ဖြစ်ပြီးတော့ကနေဒါဒေါ်လာကဒေါ်လာ200ဖြစ်ပါတယ်အဲ့ဒါအားလုံးကိုကျွန်တော်ကြော်ညာပေးခြင်းဖြစ်ပါတယ်ဆက်လက်ပြီးတော့ဘုရားသခင်ကောင်းချီးပေးပါစေလူတန်းသူအပေါင်းပေါ်မှာစတဲ့ဘုံများစွာဘုရားသခင်ရဲ့ကောင်းချီးရိတ်စားခွင့်ပေးရရှိပါစေလို့ကျွန်တော်ထပ်မံဆုတောင်းပေးသနာပါတယ်ကျေးဇူးပါโอเคကိုမောင်တို့ရခဏကျွန်တော်တို့ပူဗန်မောင်းဆိုတာเนาะဒေါ်လာ900လှူသွားတဲ့ပူဗန်မောင်းကကျွန်တော်တို့ဒီ ICNCC CB Fundraising Committee ရဲ့ဥက္ကဋ္ဌပါပြီးရင်ကျွန်တော်တို့ခဏဆမ်မာဂရက်မောင်းဆိုတာဒီနေ့ဟိုကျွန်တော်တို့ရဲ့ speaker တူဖြစ်တဲ့ဆမ်မာဂရက်နူတဲဖြစ်ပါတယ်နောက်ပြီးကျွန်တော်ခုန Tom တဲဆိုတာလဲကျွန်တော် ICNCCB fundraising ရဲ့ကျွန်တော် technical team member တူဖြစ်ပါတယ်လို့အားလုံးကျေးဇူးများတင်ပါတယ်ဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်ကျွန်မအဲ့ထဲမှာသွားနိုင်ပြီးတော့ကျွန်မတိကက်တွေသတိရသွားလို့တိကက်ရောင်းတဲ့အခါမှာပေါ့နော်ကျွန်မစီမှာလဲဒီ site မှာလဲပေါ့နော်လာဝယ်လို့ရပါတယ်ပြီးတော့နောက် online ကနေလဲကျွန်မစီမှာဝယ်ရှင်တယ်ဆိုလို့ရှိရင်လဲဒါဝယ်လို့ရပါတယ်လို့ကျွန်မကတော့ live နဲ့လွှင့်ပြီးတော့မှပေါ့နော်အများနဲ့ရောင်းလေးရှိပါတယ်ဒါပေမဲ့အခုမလွှင့်ဖြစ်တာ2ပတ်လောက်ရှိပါဆိုတော့ကျွန်မခရီးသွားနေရတာတွေရဲ့ပြီးနောက်တစ်ခုကကြတော့မလေးမှာရှိတဲ့အားဖြည့်ညီစီတောင်စလက်မြေပေါ့နော်ဇရက်ဖြူ
concert အတွက်လည်းအဖြစ်နေရတာအတွက်ကြောင့်မို့လို့ပေါ့နော်ဒါပေမဲ့အခုသူတို့အတွက်လည်းကျွန်မတောင်းဝင်ကြေသွားပြီဆိုတော့လာမဲ့ဘက်ကနေစပြီးတော့မှကျွန်မရဲ့ Facebook မှာလည်းပေါ့နော်ဒီ live လေးတွေဝေဆဆာနဲ့ပြန်လဲပြီးတွေ့ချရမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဆီယမ Margaret တို့ဆီယမ Sweetie တို့ကကျွန်မ live ကိုတွေ့ရင် share ပေးပြီးတော့မှကိုရောင်းရှင်တဲ့သူတွေရှိတယ်ဆိုရင်တော့ပုတ်ပေးဖို့ရန်အတွက်လည်းမေတ္တာရက်ခံပါတယ်လို့ဟုတ်ကဲ့ပါကျမတို့ကြန့်ရှိနေတဲ့အစီအစဉ်ကတော့ဥခုကသူလှုပ်စေရှင်တဲ့ဆန္ဒလေးတွေရှိတယ်ဆိုတော့ကျမတို့မင်းသမီး3ယောက်ကို interview ရှင်တဲ့အစီအစဉ်လေးရှိတယ်လို့သိရတယ်เนาะကျမတို့ CB မင်းသမီး3ယောက်ကဘာလို့လဲမသိဘူးခုဘာလို့ interview ရှင်တာလည်းမသိဘူးเนาะ view လို့ရပါတယ်လို့ ကဲပါဆမနန်းညံရေဟို technical team ရေကျွန်တော်ဆမနန်းညံရေဆမ Margaret ရေဆမ CN တို့ကိုဟိုကျွန်တော်ဖန်သားပြင်ပေါ်မှာတင်ပေးပါနော်ဟိုဘာလို့လဲဆိုတော့ကျွန်တော်တွေကဒီဒေါ်လာကြီးကို၄နှစ်လုံးလုံးကျွန်တော်တောက်လျှောက်လုပ်လာတယ်ပေါ့နော်ဆိုတော့ဒီ၄နှစ်လုံးလုံးတောက်လျှောက်လုပ်လာတဲ့အခါမှာဟိုတချို့ကအမေရိကမှာဖြစ်မယ်တချို့ကဩစတြေးလျမှာတချို့ကဟိုအိန္ဒိယမှာတချို့ကမြန်မာပြည်မှာကျွန်တော်ဒေတာပေါင်းစုံနိုင်ငံပေါင်းစုံအနေပြတော့မှကျွန်တော်တက်နိုင်တဲ့ဘက်ကလုပ်ကြတယ်ဒီအမေရိကမှာဆိုရင်လည်းကျွန်တော်ဟိုတပြည်နယ်နဲ့တပြည်နယ်ဆိုတော့တနိုင်ငံနဲ့တနိုင်ငံလောက်ဖြစ်တယ်နော်ကျွန်တော်တို့ဟိုအမေရိကပြည်နယ်တစ်ခုကတချို့နိုင်ငံတနိုင်ငံစာလောက်ကြီးတယ်ကားမောင်းတယ်ဆိုလို့ရှိရင်လည်းဟို8နာရီ9နာရီ10နာရီလောက်နော်မောင်းရတဲ့အတိုင်းတာတွေလေရင်စီးရင်2နာရီ3နာရီလောက်စီးရတယ်အဲ့မှာလေအဲ့လိုပဲကျွန်တော် online လေးတွေမှာပဲကျွန်တော်တွေ့ကြတယ်ဒီအခုဆယ်မ 3N ဆိုလို့ရှိရင်မတူပီရပေါ့လေဆယ်မ Margaret ဆိုလို့ရှိရင်လည်းဖလာမဖြစ်တယ်ဆယ်မညံ့ညံ့ကဆိုလို့ရှိရင်တိတိမဇာတိဖြစ်တယ်ပေါ့လေဆိုတော့3ယောက်လုံးကမြို့တွေမတူကြဘူးဒါပေမဲ့ online မှာကြတော့တကယ်ညီမရင်းလို့သူတို့ဟိုဒေါ်လာရင်းမှာပါဝင်ကြတယ်ဟိုဒီတစ်ခေါက်အရင်တစ်ပတ်ကကျွန်တော် Indianapolis မှာ3ယောက်သားတွေ့ကြတယ်တွေ့ကြတော့တကယ်ကိုပေါ့လေညီမရင်းလို့ပဲတယောက်နဲ့တယောက်ဟိုတွေ့ကြတယ်အဲ့ဒီဟာလေးကပေါ့လေဟိုပြီးရင်ကျွန်တော် CB တွေကပေါ့လေ CB operation တွေကခက်မျိုးကြမှာကျွန်တော်တို့ရုန်းကန်ခဲ့ရတယ်အောင်မြင်မှုကိုကျွန်တော်တို့လွယ်နဲ့ရတာမဟုတ်ဘူးကျွန်တော်နောက်ကျောနေဓာတ်နဲ့လည်းထိုးခါရတယ်အတိုက်ခံမျိုးကျွန်တော်တို့ဟိုကြုံတွေ့ရတယ်ခက်များစွာနေပြီးတော့မတူပီအထူးသဖြင့်မတူပီနဲ့ကျွန်တော်ဖလမ်ဆိုလို့ရှိရင်တော်ကိုခက်ခဲတဲ့တိုက်ပွဲတွေဂျင်တွေးလဲခက်ခဲတယ်မင်းတပ်လည်းခက်ခဲတယ်ပေါ့လေကျွန်တော်အားလုံးမခက်ခဲတဲ့တိုက်ပွဲမရှိပါဘူးကမ်ပလက်ကအစပေါ့လေအားလုံးကျွန်တော်တို့ခက်ယူလာခဲ့တယ်အဲ့မှာခက်ယူလာခဲ့တဲ့နေရာတွေမှာဒီညီမ3ယောက်ဆိုလို့ရှိရင်တကယ်ကိုဟိုဒေါ်လာကြီးထောက်ပို့တွေနေ့မအားညမအားဒီညီမ3ယောက်ကပါဝင်ကြတယ်အဲ့မှာလေပြန်တွေ့တဲ့အခါမှာဟိုဘယ်လိုခံစားချက်လေးတွေရှိတယ်လဲပေါ့လေနော်အဲ့ဒါလေးကိုစပြီးတော့မှပြောပါအောင်ဘယ်သူကနေစမလဲတော့ကျွန်တော်လည်းမပြောတတ်ဘူးဆမတို့တယောက်စပြီးပြောကြပါဟုတ်ကဲ့မမ Margaret က in ရှင်ဆိုတော့ဆီမ Margaret ကစပြီးတော့မှကျမကိုတွေ့တဲ့အခါမှာမိဖို့ကြောင့်ပါဘယ်လိုပြောကြလဲဆိုတာနဲ့စမယ်ထင်တယ်ဒီလိုရှိတယ်လေအခု CB ဥပမာ CB လောက်တဲ့ Chin Brotherhood ပေါ့နော်ဆိုတော့ကျွန်မစဉ်းစားတယ်ငါတို့ဒီလူတွေကငါတို့ဒီအမျိုးသမီးဖွဲ့တွေကိုထဲ့မတွက်ပဲကိုဆိုတော့လေ Chin Sister Brotherhood ပေါ့နော်အဲ့လိုမျိုးအဲ့ပါလို့ဆို Sisterhood ဖြစ်သွားပါပေါ့နော် Brotherဆိုတော့အဲ့လိုပြောတဲ့တော့စဉ်းစားမိတယ်ပေါ့နော်ပြောရမယ်ဆိုလို့ရှင်ကျမတို့ဒီအမျိုးသမီးတွေပေါ့နော်ဆိုလို့ရှင်တက်ကြွနဲ့ပြောရမယ်ဆိုလို့ရှင်ဒီအမျိုးသမီးများမပါဘဲနဲ့ယောက်ျားလေးတွေကပဲဒီတော်လှန်ရေးကိုဥဆောင်သွားမယ်ဆိုလို့ရှင်လုံးဝကိုဖျက်နိုင်မှာမဟုတ်ဘူးအခုမင်းတဲ့သိန်းရောတာဆာဖလန်သိန်းရောတာဆာနော်အကုန်လုံးပေါ့မတူပြရဆာအကုန်လုံးအမျိုးသမီးကအဲ့မှာ you know အကုန်လုံးပါတယ်ပေါ့နော်ဆိုတော့ဒီအဲ့လိုမျိုးဖြစ်တဲ့အခါမှာပြောရမယ်ဆိုလို့ရှင်ဆီယမနဲ့နေအောင်တို့အခုဆီယမဆွေအန်တို့ဆိုလို့ရှင်အဲ့လိုမျိုး online မှာတွေ့တယ်ပေါ့နော်တွေ့တယ်ဒါပေမဲ့ကိုကအဲ့လိုမျိုးကိုရတော်လှန်ရေးမှာကိုကအဖွဲအစည်းတစ်ခုတည်းမှာဟိုအလုပ်လုပ်ရတယ်ဆိုတာသိကြတဲ့ကိုကစိတ်ထဲမှာလေရင်နှိပ်ပေးတာပေါ့နော်ကိုမောင်နှမမိသားစုလို့ခံယူချက်ပြတွေ့တဲ့အချိန်မှာလဲလုံးဝမစိမ့်ခဲ့ဘူးပေါ့နော်
တွေ့တာကနေစာရှောက်ပြောတာပဲသိတယ်မလားငေကိုမောင်နှမအရင်အဲ့လိုမျိုးငေမအရင်လိုဟဲတခါတည်းနဲ့ရိုက်ချလိုက်ဟုတ်တယ်မလားဒီပခုံးနေတခါတည်းနဲ့ချလိုက်စကားပြောတယ်ဟဲဒီလိုဆိုအကုန်လုံးပေါ့နော်စကားမကုန်နိုင်ဘူးပြောရမယ်ဆိုလို့ရှင်တော့ဖြစ်နိုင်လို့ရှင်အဲ့လိုမျိုးတစ်ပတ်လောက်ကိုအတူတူနေချင်တာပေါ့နော်ဒါမဲ့ကိုအလုံးနဲ့ကိုဆိုတော့ပြန်သွားတော့ကဲမတို့လည်းမရဆိုလို့ရှင်အမလည်းငိုင်းနေကြတာအိမ်မှာမခံစားနိုင်အဲ့တဲ့တွေတွားပြီးဆိုတော့လောက်စရာလည်းမရှိသလိုအဲ့လိုမျိုးပေါ့နော်အရာဘယ်လိုပြောမလဲအရာပင်းနေရတယ်ပေါ့နော်အဲ့လိုမျိုးဆိုတော့ဒီလိုမျိုး online ကနေပြန်တွေ့တာကစတည်ခုနဘာလဲအပြောတယ်လို့ပေါ့နော်စိတ်ချင်းဘာလဲစိတ်ချင်းတူရင်လိုချင်းတွေ့ကြမှာပဲဆိုလားဘာလဲမေ့သွားပြီတို့ပြောလမ်းချင်းတူရင်လို့ပြောတာအမလေးဒီမှာစိတ်ချင်းတောက်တယ်ဟုတ်တယ်လမ်းချင်းတူရင်လိုချင်းနဲ့တွေ့ကြမယ်ဆိုတာအဲ့ဒါပေါ့နော်အခုတချို့လူတွေဒီမိပြမှာရှေ့မတွေ့ပေမဲ့လည်းတစ်ချိန်ကြရင်ကျမတို့ဒီ dating အောင်ပွဲခံတဲ့ကြရင်ကျမတို့တွေ့ကြမယ်ပြန်တွေ့ကြမယ်အဲ့ဒီအတွက်လည်း fighting ပေါ့နော်အားလုံးကိတ်မှာလည်းပြောဦးမယ်ကိတ်မှာတော့ဒီကျေးဇူးတော်ချီးမွမ်းပွဲမတန်ခင်ပေါ့နော်ဆီယမအနေနဲ့တော့တွေ့ဖြစ်တယ်ဆီယမအနေနဲ့တွေ့တဲ့အခါမှာကျမလည်းအယောင်ဝတ်တာတယ်ဘာဖြစ်လို့လဲဆိုတော့ကျမတို့မတူပြည်မှာတော့သူ့ကိုအများအားခေါ်တဲ့ခါကျတော့ရင်းနှီးနေတာလေဘယ်လိုပြောမလဲလူချင်းကမတွေ့သေးဘူးဒါပေမဲ့အရင်ရင်းနှီးသွားတာအဲ့ဒီတော့ဒီမှာလာတဲ့ခါကျတော့CB အိန္ဒိယနာမှာရှိတဲ့ CB တွေကိုလာတွေ့မယ်ဆိုပြီးတော့ပြောတယ်တဲ့အဲ့ဒါနဲ့ယူဒကထံကကျမတို့လာပြောတဲ့ခါကျတော့ကျမတို့နဲ့တွေ့ဖြစ်တာပေါ့နော်အဲ့ဒါဆီယမညောင်းနေဘယ်လိုပြောလဲဆိုတော့မတူပီCB တွေကိုတွေ့မယ်ဆိုတော့မင်းကလေးတွေဖြစ်နေတာတဲ့မင်းကလေးတွေဖြစ်နေတာပေါ့နော်ဒါပေမဲ့လို့ဒီခုနဆီယမမကရပြောတယ်လို့ပေါ့နော်ဘာပဲဖြစ်ဖြစ်ဒီမိကလေးတွေပါမတာအနောက်ကလည်းဖြည့်စုံနေပေါ့နော်အဲ့ဒါကြောင့်ဒီထပ်ပြီးတော့ဒီစနေနေ့ပြီးခဲ့တဲ့စနေနေ့တော့ဒီကျေးဇူးတော်ချီးမွမ်းပွဲမှာဒေါက်တာကက်ပတန်တို့ဒီဆရာကုပတို့ပြန်တွေ့တဲ့ခါကျတော့အရန်ဝမ်းသာတယ်ဘာဖြစ်လို့လဲဆိုတော့ကျမဒီခေါင်းဆောင်တွေတွေ့ချင်လိုက်တာပေါ့နော်အဲ့လိုမျိုးစိတ်ထဲမှာရှိတယ်ဒါကြောင့်ဘယ်လိုပြောမလဲဟိုတနေ့ကတွေ့တော့လေတကယ်ပဲရင်းအဲ့လိုမျိုးဘယ်လိုပြောမလဲသူတို့ကအချီးကဲတယောက်ဖြစ်ပေမဲ့လည်းကိုရင်းအဲ့လိုမျိုးဆက်ဆံတဲ့အခါကျတော့ကိုလည်းဝမ်းသာတယ်သူတို့ကိုလည်းပို့ပြီးရင်းနှီးသွားတာပေါ့နော်အဲ့ဒီကြောင့်လဲကျွန်မဒီကျေးဇူးတော်ချီးမွမ်းပွဲကိုလို့ချင်းအဖြစ်တော်ကောင်းပေါ့နော်အကုန်လုံးဒီကိုယ့်ရဲ့ဒီ CB မိသားစုပေါ့နော် CB မိသားစုအကုန်လုံးတွေ့လို့ရတယ်ဆိုတာကိုကျွန်မပြောချင်တယ်အရင်လည်းဝန်တာတယ်နောက်ထပ်လည်းအဲ့လိုမျိုးပေါ့နော်ဒီချင်းပြည်မြောက်ပိုင်းနောက်ဆုံးတိုင်းပြီးတဲ့အချိန်မှာလည်းပေါ့နော်အခုလိုမျိုးဒီ online နဲ့မဟုတ်ဘဲနဲ့လူကိုယ်တိုင်အားလုံးပြန်ဆောင်ရအောင်လို့ကျွန်မပြောချင်ပါတယ်ခုနဆရာမမပြပြောတယ်လို့ပေါ့နော်ပြောဆရာကြီးအများကြီးရှိတယ်ပြောဆရာကြီးမကုန်ဘူးတကယ်လည်းအချိန်ရှိတယ်ဆိုရင်ပေါ့နော်ဒီပပလောက်ပေါ့နော်ဆိုရင်တို့ဆရာကြီးများလို့ဒီလားအဲ့လိုမျိုးပေါ့နော်အဲ့လိုမျိုးဖြစ်ချင်ပါတယ်ဒါပေမဲ့ဘသူမဆိုဒီမှာဘီလီဘာရီရှိတဲ့ခါကျတော့အကြာကြီးနေလို့မရတဲ့အတွက်ပေါ့နော်ဒီခဏတာလေးတွေးနေရတဲ့ချိန်မှာစိတ်ဝဲမကွဲပဲနဲ့ကျမတို့ဒီလိုမျိုးဆူစစ်စစ်နဲ့တွေ့ရတဲ့အတွက်အယံဝန်တာပါတယ်လို့ပြောချင်ပါတယ်ခုနပြောဖို့မေ့သွားလို့ဘာလဲဆီယမနဲ့နေရာရောက်လာတော့ဘာလဲဆိုသူကဟွာရလဲပေါ့နော် TV ဖန်တာပင်ပေါ်မှာအများရန်တွေ့နေကြလေဆိုတော့ကျမဆိုရင်တည်တဲ့အတိုင်းပဲနော် logo တိုင်းတွေ့တဲ့လို့ကျမတဲတဲလေးလေးနော်ဆိုတော့ဒီ screen ပေါ်မှာတွေ့တဲ့ချိန်မှာကျမ6ပြီလောက်ပေါ့အဲ့လိုမျိုးဖြစ်တဲ့ခါကြတော့
ဆီယမနဲ့နေတော့တွေ့တော့ဟိုဘက်က decoration အဖွဲတွေကကျမတို့ဒီ film ကဟိုပေါ့နော် IFCC ဘက်ကအဲ့ဒါ Marcy ပါလို့ကျမတို့ခေါ်ရတယ်အမလေးတဲ့ဒီဆီယမနဲ့နေအောင်ဆိုတာတူလားတဲ့တကယ်မှာအကြီးပဲနော်တဲ့အကောင့်ဆိုရမင်းကြီးပဲနော်မထင်ထားဘူးဘောနော်သူထင်တာကျမတို့စိုက်လောက်ထင်တာဘောနော်ဒီအရာချစ်တော့ပဲမထင်ထားဘူးတဲ့အမလေးတဲ့အဲ့လိုမျိုးပေါ့တွေ့ချင်းအဲ့ဒါနဲ့ရည်ရတယ်ပေါ့တော့အဲ့ဒါကိုဆင်မနဲ့နေအောင်ပြောလိုက်တယ်အမလေးတို့ကအဲ့လိုထင်တာလို့အဲ့လိုမျိုးဖြစ်တာပေါ့နော်လူကိုယ်တိုင်တွေ့တော့လဲonline မှာတော့ဒီလိုလူကိုယ်တိုင်ဒီလိုပေါ့နော်ကြီးပဲဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ကျမလည်းပေါ့နော်အပြင်မှာတော့ကျမတို့ဒီအထူးသဖြင့်ပေါ့နော်တော်လိုင်းရေးကာလတစ်ချောင်းလုံးမှာတော့တယောက်နဲ့တယောက်ကတော့တိနေတယောင်ရောင်ရှိတာပေါ့နော်တိတလို့မတိတလို့ဆီယမဆူရဲတို့ဖွဲ့လို့မမဆောင်ဖွဲ့လို့ပါဒါပေမဲ့ကျမတို့ချင်းညီနောင်ပြည်သူရှေ့မောက်မှာထွက်လာပြီးတဲ့နောက်ပိုင်းမှာပေါ့နော်မိသားစုတစုလို့အတူတကွကျမတို့လှုပ်ရှားကြတဲ့အခါမှာonline ကနေပြီးတော့မှနေတူကပေါ့နော်ကျမတို့ခက်ခဲတွေအများကြီးလည်းကြုံခဲ့ရတယ်ရှင်းညီနောင်ဆိုတာထွက်ပေါ်လာတဲ့အခါမှာပေါ့နော်ကျမတို့ဒီခံနေလေးဟိုအယူဆချင်းမတူတဲ့လမ်းရှင်းတော့တူပေမဲ့အယူဆမတူဘူးခံယူချက်ချင်းမတူတဲ့သူတွေလည်းရှိခဲ့တဲ့ခါကြတော့ရှင်းညီနောင်ထွက်ပေါ်လာတဲ့အခါမှာပေါ့နော်ကျမတို့ကဒီလိုရှင်နဲ့စက်ကကင်းစင်ရမယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့ကျမတို့တဟုန်ထိုးကျမတို့ခေါင်းဆောင်တွေကတဟုန်ထိုးထွက်လာတဲ့ငါတို့ထွက်ပြီးငါတို့ရဲ့ရည်ရွယ်ချက်က1 2 3ဒီစက်ကကင်းစင်ရမယ်ဆိုတော့ဟုတ်ကဲ့ကျမမြစ်တောင်တော့မခတ်ရသေးဘူးဝုံတိုင်းဆိုပြီးတော့မှကျင်တွေးကိုတိုက်ပွဲလုပ်မယ်ဆိုတော့ကျမတို့မနေ့အနောက်ကနေပြီးတော့လိုက်ရတာပေါ့အဲ့လိုလိုက်ရတဲ့အခါမှာကျမတို့ကဘာမှလည်းမရှိဘူးဘာ project ကြီးတွေမှလည်းမရှိဘူးရှိတဲ့အားနဲ့ဒီကျင်တွေးကိုတိုက်ရတဲ့အခါကျတော့မှကျမတို့ထွက်ပေါ်လာပြီးကြော်ညာပြီးနောက်နေ့မှာတိုက်ပွဲလုပ်နေတဲ့အခါကျတော့အသေးတန်နောက်ကနေပြီးတော့မှ fundraising တွေလိုက်ရတဲ့အခါကျတော့ပေါ့နော်ကျမတို့ဒီအများဟိုခုနပြောတဲ့ခံယူချက်ချင်းမတူတဲ့လူတွေရဲ့ထိုးနှက်မှုကိုလည်းကျမတို့ခံရတယ်အရင်တော့ fundraising အတူတူကျမဆိုပို့ဆိုပါပေါ့နော် fundraising အတူတူလုပ်ခဲ့ရတဲ့သူတွေရဲ့ဒီဟိုဘယ်လိုပြောမလဲဟိုနည်းနည်းလေးပြောတာလေးလဲကျမခံရတယ်ပြီးတော့သူတို့ရဲ့ရုပ်တရက်ကြီးခင်မင်မှုကနေစိန်ကားသွားတဲ့အရာကိုလည်းလက်တွေ့ကြီးမှာခံစားရတယ်အပြင်ကျအရင်တော့ဆိုကိုဟိုဒီ social media မှာပဲဖြစ်ဖြစ်ဒါတော်လိုင်းရေးမှာအများတန်းဟိုဘက်ဒီဘက်မရှိဘူးပေါ့နော်အဲ့တုန်းကတော့ရှိကျူးပြီးတော့မှကိုတကယ်ကိုဟိုချစ်ခင်နေတဲ့သူတွေအကုန်လုံးကလည်းရုပ်တရက်ကြီးမှာ back comment တွေသိရမလားအရန်ယူထိုးနှက်လာတာတွေခံရတယ်ပေါ့နော်ဆိုတော့အဲ့လိုခက်ခဲနေတဲ့အချိန်မှာကျမတို့ဒီရှိတဲ့ဒီမိသားစုချင်းချင်းအောင်ဆိုတဲ့မိသားစုလေးရနေတော့အနေမြင့်တက်ကြကိုအရေးခွန်ထူနဲ့ပေါ့နော်ကျမတို့ကြော်ဖြတ်ကြတယ်ပေါ့အဲ့လိုကြော်ဖြတ်နေတဲ့အချိန်မှာမှနေတူကပေါ့နော် online ကနေပြီးတော့တယောက်နဲ့တယောက်မြင်နေရတယ်အပြင်မှာတော့မမြင်ဘူးပဲအဲကြောင့်မို့လို့အပြင်မှာတွေ့လိုက်ရတဲ့အခါမှာပေါ့နော်တကယ်ကိုဟိုနိခါအနေကြတကယ်အနေဆုံးအချိန်မှာကျမတို့အတူတကွမိသားစုအနေနဲ့ရုံးခဲ့ကြတဲ့အခါကျတော့နော်အပြင်မှာတွေ့တဲ့အခါမှာအထူးလည်းမိတ်ဆက်နေစရာမလိုပဲတွေ့တာနဲ့ပေါ့တကယ်ပေါ့နော်ရင်ပတ်ရှင်တူတသားတည်းဖြစ်သွားတယ်လို့ခံစားရတယ်ပေါ့နော်တသားတည်းဖြစ်သွားတယ်လို့ခံစားရတယ်ဘယ်လောက်ထိတောင်မှတသားတည်းဖြစ်လဲဆိုတော့ဆရာမမာဂရက်တို့အိမ်မှာတော့အတကုံတောင်းကြမ်းကြတယ်ပေါ့နော်ကျမတို့အောက်ဖွဲ့နေပေါ့နော်မပြန်နိုင်လောက်အောင်မနေကိုပြန်ဖို့အတွက်ကိုဆုံးဖြတ်ချက်ချပြီးမနေကိုထွက်လာရတယ်ပေါ့နော်ခုနဆရာမမာဂရက်ပြောတယ်လို့မျိုးအချိန်လေးတိကျနည်းနည်းပိုရရင်တော့ရှေ့ဆက်လုပ်ရမယ်လုပ်ငန်းစဉ်လေးတွေနဲ့အတူတကွ online အခုလည်းမပြောဖြစ်တာတော့မဟုတ်ပါဘူး online မှာတော့ပြောဖြစ်ပေမဲ့အတူတကွမျက်နှာရှင်းဆိုင်ထိုင်ပြီးတော့မှပြောကြဆိုကြမယ်ဆိုရင်တော့ပို့ပြီးတော့မှအားရတာပေါ့နော်ဒါပေမဲ့ကျမတို့ခုနပြောသလိုအိမ်နေမိသားစုတွေရှိတဲ့အတွက်ကြောင့်မို့လို့ USA မှာလည်းကျမတို့အလုပ်ငန်းနေနဲ့ရုံးကင်ရင်းနဲ့ဒီတစ်ဖက်မှာဒေါ်လာကြီးကိုပါဝင်နေရတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ပေါ့နော်ကျမတို့မခွဲခွာချပေမဲ့လည်းခွဲခွာလိုက်ရတယ်ပေါ့နော်ဆိုတဲ့ခါကျတော့ဘာပဲဖြစ်ဖြစ်ကျမတို့မကြခင်မှာအခုဆိုရင်တီတင်တက်ကိုကျမတို့ကြိုးစားနေတာဖြစ်တယ်တီတင်အောင်ပွဲရပြီးတော့တဲ့ခါကျလို့ရှိရင်လည်းကျမတို့ညီမတွေနောက်တစ်ခေါက်ပြန်ဆောင်ရမယ်လို့မျှော်လင့်ပါတယ်လို့အဲ့အတွက်ကြောင့်မလို့မှန်တိုင်းပြောရမယ်ဆိုလို့ရှိရင်တကယ်ကိုနှွေးထွေးတယ်ပို့ပြီးတော့မှလည်းရင်းနှီးမှုကိုရရှိတယ်ပေါ့နော်အဲ့အတွက်ကိုအရန်ကိုကျေးဇူးတင်တယ်နွေနွေထွေးထွေးနဲ့ကြိုဆိုပေးကြတဲ့အိမ်ရှင်ဆရာမမာဂရက်တို့ကိုလည်းအထူးပဲကျေးဇူးတင်ပါတယ်လို့ဟုတ်ကဲ့ပါဦးထွေးဆရာမနဲ့နေအောင်တင်ပေးတဲ့ချင်းပီမြောက်ပိုင်းနောက်ဆုံးလိုင်းဆိုတာလေအခုတော့အလွတ်ရသွားပြီတကယ်ရတယ်လေဆိုတော့ချင်းပီမြောက်ပိုင်းဆိုတော့နောက်ဆုံးမှမလေးလုံးမယ်ပြောမှပဲချင်းပီနဲ့နှစ်ယောက်တော့ကနေကိုလိုက်ထည့်လိုက်တဲ့ချိန်မှာအကုန်လုံးပြည့်စည်သွားတာလေအဲ့လိုမျိုးပါပြောလဲပြောခဲ့ရတယ်အရာဟိုဖြစ်တယ်ပေါ့နော်အခုခုလည်းကျေးဇူးတင်တယ်ဒီလိုမျိုးပေါ့နော်
ဖလဲခွင့်ပေးတဲ့အတွက်ကြောင့်လို့ပေါ့နော် ဒီနေ့ဘာပဲဥစားပေါ့နော်ကျွန်တော်တို့ဒီအားလုံးအခုဒီမှာဟိုဖန်သားပြင်ပေါ်မှာကျွန်တော်တွေ့နေရတဲ့ညီမ3ဦးဟာဆိုလို့ရှိရင်ကျွန်တော်ဟို single တွေမဟုတ်ပါဘူးနော်တားတွေတမီးတွေအိမ်ထောင်တဲ့တွေပါအိမ်ထောင်တဲ့တွေပါနော်အိမ်ထောင်တစ်ခုကိုထိမ့်သိမ့်တဲ့အိမ်ရှင်မတွေပါသူတို့မှာအာမလက်တဲ့ကြားတဲ့ကနေပြီးတော့မှဒီတိုက်ပွဲကိုခက်ခဲနဲ့သူတို့ပါဝင်ကြတယ်ဟိုဆမနည်းနည်းဆိုလို့ရှိရင်လည်းသူစီပွားရေးတော့ကိုကြာသွားတဲ့ချွတ်ချုံကိုကြာသွားတဲ့အခြေအနေတိကိုသူပေးဆက်ခဲ့တယ်။နော်ဆမ CN ဆိုလို့ရှိရင်လည်းသူရဲ့မိသားစုတွေကိစ္စတွေဘာတွေအကုန်လုံးကိုသူထားခဲ့ပြီးတော့မှသူဟိုအများကြီးကိုသူလှုပ်ဆောင်ခဲ့တယ်။ဆမ Margaret ဆိုလို့ရှိရင်လည်းနော်ဟိုသူ့မှာလေနေမအားမြတ်မအားနဲ့သူဟိုတခါကြာရင်သူယောက်ျားနေပြီးတော့မှပြန်လာတော့ဟို Margaret ရေဟိုထမင်းချက်ပြီးပြီလားဆိုတော့ဒီမှာတော်လန်ရေးလုပ်နေတယ်ဟိုရှိတာပဲယောက်ျားရေရှိတာပဲစားလိုက်တော့ဆိုတာမျိုးလေးတွေပေါ့နော်အဲ့လိုလေးနဲ့ကျွန်တော်အများကြီးကိုပေးဆက်ကြတဲ့ညီမတူဖြစ်တဲ့အတွက်ကျွန်တော်ဒီညဟောလေအရန်ကိုလေးစားတယ်ဒီညီမ3ဦးကိုဒါကြောင့်ဒီဟိုမိခွန်းလေးကိုကျွန်တော်မေးလိုက်ရတာဖြစ်ပါတယ်လို့ညလည်းနည်းနည်းနှစ်သွားပြီဆိုတော့ကျွန်တော်တို့ရှေ့ပတ်တွေကြကျွန်တော်ပြန်စစ်ကြတာပေါ့ဆယ်မလို့ရေဟုတ်ကဲ့ပါဖျားရှင်နေပြမဆက်လက်ပြမပုံမပြမအတုံးပြုပါစေနော်အတုံးပြုပါစေကျွန်တော်တိတိကိုတင်းသွားလို့တင်းပြီးလို့ရှိရင်တော့ဖြစ်ရင်ကျွန်တော်တို့တမျိုးမှာပြန်ဆုံးကြပြမတကက်ဖလမ်ကော်ပီတိတိကော်ပီမင်းဒကော်ပီကမ်ပလာကော်ပီမတူပီကော်ပီချင်းတီကော်ပီနော်အားလုံးကျွန်တော်တို့တမျိုးပြီးတမျိုးကိုကျွန်တော်တို့ဟိုအော်ပြမဆိုပြမအကုန်လုံးမိသားစုလိုက်လာပြမကျွန်တော်ဟိုကားကြမယ်ပြောကြမယ်အောင်ပွဲခံကြမယ်ဗျာ โอเคပတ်စံကြော်ညာဖို့2ယောက်ရှိသေးတယ် ဟုတ်ကဲ့ပါကျေးဇူးတော်တပွဲထပ်ဝင်လာတယ်နော်ဟိုကိုမာဂရိတ်မာ yeah ဟိုပါလေဟိုမင်ပူလာလုံးမမပူလာနွမ်လုံးခတ်ဟိုပါလေနာမည်မဖော်ပြချင်တဲ့လူတယောက်ကဒေါ်လာ50ပါဝင်တယ်ပြီးတော့ဒီညဟိုပါလေ guest speaker ဆွေအန်ဘောနော်ဆရာမဆွေအန်ကဒေါ်လာ50ပါဝင်ပါတယ်ဒီနှစ်ခုဖြစ်ပါတယ်ကျေးဇူးပါ ကျေးဇူးများတင်ပါတယ် ဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်ဆရာမတို့ဒီမှာလာရောက်ပြီးတော့မှအချိန်ပေးပြီးပါဝင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ကျမတို့ဒီရှင်းပြမြောက်ပိုင်းနောက်ဆုံးလှိုင်းအတွက်ကိုပေါ့နော်ကျမတို့ဆက်လက်ပြီးတော့မှပြင်ဆင်ဆဲကာလဖြစ်ပါတယ်ကျမတို့ပြင်ဆင်မှုအားကောင်းမှာပဲကျမတို့ရဲဘော်တွေကတက်လုံကောင်းနဲ့ပေါ့နော်သူတို့ဒီဟိုစာဒီတိုက်ပွဲကို run နိုင်မှာဖြစ်ပါတယ်ဒါကြောင့်မို့လို့ချင်းညီနောင်ရဲ့စိုးမိုးနယ်မြေတွေဖြစ်တဲ့ချင်းပြည်မြောက်ပိုင်းနောက်ဆုံးလှိုင်းဆိုတဲ့အတိုင်းပေါ့နော်ကျမတို့ flam ဆိုလို့ရှိရင်လည်းလင်ရင်ကွင်းပါအပါဝင်ပေါ့နော်ကျမတို့ဒီတမိုင်းတစ်ချောင်းမှာပေါ့နော်ကျမတို့ရဲ့ဒီ generation မှာကိုပြေကိုမြေကိုမင်းအောင်လှိုင်ရဲ့လက်ထဲစစ်အာဏာရှင်ရဲ့လက်ထဲကနေပြီးတော့မှကိုပြေကိုမြေကိုပြန်ယူလိုက်နိုင်တဲ့တမိုင်းတစ်ခုကိုကျမတို့တည်ထောင်ပြီးတဲ့အခါမှာအခုဆိုလို့ရှိရင်လည်းကျမတို့ဒီတိတိမြေရဲ့အလှည့်ကိုရောက်လာပါပြီလို့ဘိုးဘွားပြည်ပိုင်ကျမတို့ရဲ့တကယ်ဘိုးဘွားပိုင်တဲ့မြေကိုဆီယနာရှင်ကမတရားသူ့အလိုကြလုံနေတဲ့အရာတွေပေါ်မှာကျမတို့ self determination ရနိုင်ဖို့ရန်အတွက်ကျမတို့မြေကျမတို့ရေကိုပြန်ယူမဲ့အခါမှာပေါ့နော်မိသားစုတွေအားလုံးချင်းချင်းတော်မိသားစုတွေနဲ့အတူတော်လန်မိသားစုတွေအားလုံးကနေပါဝင်ပေးကြဖို့ရန်အတွက်မေတ္တာရက်ခံရင်းနဲ့ဒီကနေ့ပြုလုပ်တဲ့ကျမတို့ချင်းပြည်မြောက်ပိုင်းနောက်ဆုံးလှိုင်းကိုဒီနေရာမှာပဲရနာခွင့်ပြုပြီးတော့မှလာမယ့်စနေနေ့မှာပဲပြန်လည်တွေ့ဆုံရအောင်ရှင်အရေးတော်ပုံအောင်ရမည်ရေးတော်ပုံအောင်ရမည်ရေးတော်ပုံအောင်ကိုအောင်ရပြီ ရမည်အောင်နေပြီ C'était ce lundi
Thank